ပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းအစီအစဉ်ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ရှင်မိဘပြည်သူများမှာကျမတို့ရဲ့ချင်းညီနောင်စစ်စင်ရေးဖြစ်တဲ့တိတိမစစ်စင်ရေးအတွက်ကိုကျမတို့ပြင်ဆင်နေတဲ့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းဆိုတဲ့ကျမတို့ project ကိုစပြီးတော့မှကျမတို့ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ချင်းပြည်ကြီးစစ်အာဏာရှင်ရဲ့လက်အောက်ကလွတ်မြောက်ဖို့ရန်အတွက်အများပြည်သူကပါဝင်ပေးနိုင်ဖို့ရန်အတွက်ဒီ live စီစဉ်ကိုတွေ့ရှိပါကမိမိတို့ရဲ့ wall မှာပဲဖြစ်ဖြစ် community group တွေမှာပဲဖြစ်ဖြစ် share ပေးခြင်းဖြင့်ပါဝင်ပြီးတော့မှအကူအညီပေးကြဖို့ရန်အတွက်ရှေ့ဦးစွာမေတ္တာရက်ခံပြစေရှင်ဟုတ်ကဲ့ပါကျမတို့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းအားဆိုလို့ရှိရင်တော့ပထမဦးဆုံးအနေနဲ့ကျမတို့ donation နဲ့လည်းပါဝင်လို့ရပြီးတော့မှဒုတိယမှာတော့ ZFU ဘောင်းအနေနဲ့လည်းပါဝင်အားဖြည့်ပေးနိုင်ပြီးတော့မှအခုတတိယမှာဆိုလို့ရှိရင်တော့ကျမတို့ ticket $50နဲ့ကျမတို့တိတိမြို့ရဲ့မြို့လေကောင်မှာရှိတဲ့အချက်ချာကြတဲ့နေရာမှာဝယ်ယူပြီးတော့မှကျမတို့ကန်ဆန်းနိုင်တဲ့အစီအစဉ်ကိုလည်းပြုလုပ်နေတာဖြစ်ပါတယ်ဒီကန်ဆန်းနိုင်တဲ့အစီအစဉ်ဟာဆိုလို့ရှိရင်တော့$50နဲ့ကျမတို့$9,000တန်ရှန်ကွက်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကန်ဆန်းရင်းနဲ့ကျမတို့ကူညီတဲ့အစီအစဉ်လည်းဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့အဖွင့်မှာစကားပြောကြားပေးပါရန် ZFU ရဲ့ဥက္ကဋ္ဌဆရာလန့်ကိုလေးစားစွာနဲ့ဖိတ်ကြားအပ်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့ပြည်တွင်းပြည်ပညီကိုမောင်နှမအားလုံးကိုမင်္ဂလာပါလို့ဥစွာနှုတ်ဆက်လိုပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီနေ့ကအမတန်ထူးခြားကောင်းမွန်တဲ့ညီထူးနေမြတ်ဖြစ်ပါတယ်လက်ရှိကျွန်တော်အခုတော်အတွင်းဆိုရင်ကျွန်တော်တို့ချင်းပြည်နယ်အထူးသဖြင့်ချင်းအမျိုးသားနေပေါ့နော်ချင်းအမျိုးသားနေဖြစ်တယ်ကျွန်တော်တို့ဒီကခေါ်ဝင်ဇိုမီနမ်နေပေါ့လေဇိုမီနမ်နေချင်းအမျိုးသားနေနဲ့အခါသမယမှာလက်ရှိမှာကျွန်တော်တို့အရင်ကတည်းကကျင်းပခဲ့တဲ့ချင်းမျိုးသားနေဆိုရင်တကယ်အမျိုးသားနေဆိုတာအားလုံးသိထားတဲ့အတိုင်းပါပဲယဉ်ကျေးမှုအစဉ်တန်မြင့်မာတဲ့လူမျိုးတွေကရှိနေတဲ့အမျိုးသားနေဖြစ်ပါတယ်အဲ့လိုပါပဲကျွန်တော်တို့ချင်းတွေကတကယ်ယဉ်ကျေးမှုအစဉ်တန်မြင့်မာတဲ့အဆဆရရပြည့်စုံတဲ့လူမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့အမျိုးသားနေဆိုတာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အချင်းအမျိုးသားနေရဲ့အနိတာရကဒီအပြင်ပေါ့လေလွတ်လပ်မှုဒီမိုကရေစီတန်းတူညီမျှမှုကိုဦးတည်ပြီးတော့တန်းတူညီမျှမှုဒီမိုကရေစီလူထုရဲ့လူထုပြည်သူအာဏာကိုအတိမတ်ပြုတဲ့မျိုးသားနေအဖြစ်သတ်မှတ်ထားတဲ့မျိုးသားနေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရင်ကကျင်းပခဲ့တဲ့မျိုးသားနေကတကယ်ကျွန်တော်မရသေးတဲ့ကျွန်တော်တို့စံတော့ကိုကျွန်တော်တို့ဖြစ်စီခြင်းတဲ့ကျွန်တော်တောင်းထားတဲ့အရာကိုကျွန်တော်တို့ဦးတည်ပြီးတော့ပစ္စည်းထဲမှာဖန်တီးပြီးတော့လုပ်ထားတဲ့ပွဲဖြစ်ပါတယ်အခုလက်ရှိຫນွေဦးဒေါ်လာကြီးကတကယ်အမျိုးသားနေချင်းအမျိုးသားနေကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံလုံးတကယ်အမျိုးသားနေကိုကျင်းပနိုင်ဖို့အသေးအံကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့လက်ရှိမှာကျွန်တော်ဒီအမျိုးသားနေကြိုးစားတဲ့နေရာမှာတကယ်ပဲအားရစရာကောင်းပါတယ်လွန်ခဲ့တဲ့၄နှစ်လုံးလုံးကျွန်တော်အားလုံးပူးပေါင်းခဲ့တယ်အခုလည်းဒီနေရာမှာကျွန်တော်ချင်းမြန်မာပြည်ရဲ့အနောက်ဘက်ဆုံးချင်းပြည်နယ်ကြိုးစားအထုမှုကိုကျွန်တော်မြန်မာပြည်ရှိတဲ့ချမ်းကိုဆိုင်ကျော်လို့အဖြစ်တော်လကောဒီကျတော့ကျွန်တော်ချင်းပြည်နယ်ရဲ့မြောက်ဘက်ဆုံးချင်းပြည်မြောက်ဘက်ဆုံးရဲ့အစီအစဉ်ကိုကျွန်တော်ချင်းပြည်ရဲ့စစ်ဦးစီးချုပ်လည်းဖြစ်တယ်ဒီကျတော့ချင်းပြည်ရဲ့မင်းတပ်ချင်းပြည်တော်ပိုင်းမင်းတပ်ကမြေကိုကျွန်တော်အဖြစ်ပြီးတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အားလုံးမြန်မာပြည်တပြည်လုံးညမှုအတွက်ချင်းပြည်နယ်တပြည်နယ်လုံးညမှုအတွက်ဆဆရရကျွန်တော်တို့ခွဲခြားမှုမရှိဘဲနဲ့ပူးပေါင်းလှုပ်ဆောင်နေတာဖြစ်ပါတယ်အဲ့ဒါလည်းတကယ်လည်းမင်္ဂလာရှိတယ်ကောင်းရှိပါတယ်ကျွန်တော်လက်ရှိလုပ်တဲ့ဒေါ်လာကြီးကအင်မတန်ဖြစ်ခဲ့တဲ့အလုပ်ဖြစ်ပါတယ်ကျွန်တော်အားလုံးကြိုးစားပြီးပူးပေါင်းပြီးတော့လှုပ်ဆောင်မှအောင်မြင်မှာဖြစ်ပါတယ်လက်ရှိမှာအောင်မြင်မှုအများရခဲ့ပြီးပါပြီလက်ရှိမှာကျွန်တော်ချင်းပြည်နယ်နောက်ဆုံးချင်းပြည်နယ်ပိုင်းနောက်ဆုံးတိုင်းမှာလည်းအားလုံးပူးပေါင်းပြီးတော့မြန်မာနိုင်ငံချင်းပြည်နယ်ပိုင်းနောက်ဆုံးတိုင်းမှာဒီမြန်မာနိုင်ငံကိုလုံးလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ပူးပေါင်းပြီးတော့ပါဝင်ပြီးတော့အားထည့်ပြီးတော့ဆောင်ရွက်ကြပါစို့လို့ကျွန်တော်ပြောချင်တယ်ဒီကုန်းချုပ်ချင်ပါတယ်အားလုံးကိုဖိတ်ခေါ်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့ ZFU ရဲ့ဥက္ကဋ္ဌကနေပြီးတော့မှတိုက်တွန်းနှိုးဆော်သွားတဲ့အတိုင်းကျမတို့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းရဲ့ပေါ့နော်ကျမတို့ရှင်းပြည်နယ်မှာဆိုလို့ရှိရင်တောင်ပိုင်းဟာဆိုလို့ရှိရင်ကျမတို့ကျေးဇူးတော်ကြောင့်စစ်မိတ်ဆာရဲ့လက်အောက်ကနေပြီးတော့မှလွတ်မြောက်ပြီးတော့မှအခုချိန်ပြန်ဆိုလို့ရှိရင်လည်းပြည်သူတွေကနေပြီးတော့မှ
ဒီကောက်ွယ်ရေးတက်တွေကနေပြီးတော့မှအိမ်ပြန်ဖို့လုံခြုံပြီးဆိုတဲ့ခါကြလို့ရှိရင်အိမ်ပြန်ပြီးတော့မှတချို့တွေလည်းပြန်နေကြတာရှိပါပြီကံပတ်လက်မှာဆိုလို့ရှိရင်တော့ကျမတို့ရှင်းမျိုးသားနေကိုပေါ့နော်စစ်အာဏာရှင်လက်အောက်မှာမဟုတ်ပဲကျမတို့ပြည်သူလက်ထဲမှာရောက်ရှိသွားတဲ့အတိုင်းပြည်သူတွေရဲ့လက်ထဲမှာကျမတို့မင်းတပ်တို့မတူတို့ပေါ့နော်စတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းကျမတို့လွတ်လပ်စွာနေပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်တော့ရှင်းမျိုးသားနေကိုအနှစ်သာရရှိပေါ့နော်ပြည်သူတွေကနေပြီးတော့မှဦးစီးပြီးတော့မှပြည်သူ့ကောက်ွယ်ရေးတက်တွေကနေလုံခြုံရေးရှိပြီးတော့မှပြည်သူတွေကနေပြီးတော့မှပျော်ပျော်ရွှင်ရွှင်နဲ့မိစ္ဆာလက်အောက်မှာကင်းစက်ကဆိုင်ဒီကင်းစင်မှုလေပေါ့နော်လွတ်လွတ်လပ်လပ်ပျော်ရွှင်စွာနဲ့ပြုလုပ်ထားကြတဲ့တပုံတချို့လည်းကြည်နူးစွာကျမတို့တွေ့ရှိနေရတာဖြစ်ပါတယ်ကျမတို့ဥက္ကဋ္ဌပြောသွားတဲ့အတိုင်းပဲကျမတို့ရဲ့စစ်မှန်သောအရာတွေကျမတို့ရဲ့ဖြစ်တည်မှုတွေအားလုံးကိုပြန်ရရှိနိုင်ဖို့ရန်အတွက်ဒီຫນွေဦးတော်လှန်ရေးဆိုလို့ရှိရင်ကျမတို့ကိုရည်ဆောင်လာပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့နှစ်ပေါင်း80လုံးစစ်ကြုံဘဝအောက်မှာရရှိနေတဲ့ကျမတို့အားလုံးဟာအမျိုးမျိုးပေါ့နော်ပြခွင့်အုပ်ချုပ်မှုတွေအမျိုးမျိုးနဲ့ကျမတို့ရဲ့ဖြစ်တည်ရှင်တွေအကုန်လုံးကိုဖျောက်ထားခံရပြီးတော့မှဒီချိန်မှာဆိုလို့ရှိရင်တော့လူပေါ့နော်ကျမတို့ရဲ့ human right အပြည့်အဝပြန်လည်ရရှိနိုင်ဖို့ရန်အတွက်ဒီလှုပ်ဆောင်နေကြတဲ့ຫນွေဦးတော်လှန်ရေးမှာမှတ်ပြီးသူအရောက်စီတိုင်းကလည်းကျမတို့ရှင်းပြည်နယ်မြောက်ပိုင်းပေါ့နော်လွတ်မြောက်ဖို့ရန်အတွက်လည်းအရောက်စီတိုင်းအနေအများမဆိုပေါ့နော်ပါဝင်ပေးနိုင်ကြဖို့ရန်အတွက်လည်းမြေတားရခံပါတယ်ခုချိန်မှာဆိုလို့ရှိရင်တော့ကျမတို့ PDF ဆိုတဲ့ CS ဖြစ်တဲ့ CSK ရုံးကရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့မိဘပြည်သူများကိုဒီနေ့ပြုလုပ်တဲ့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံး line project မှာပါဝင်နိုင်ဖို့ရန်အတွက်အားပေးတွန်းပေးပါရန်မြေတားရခံပါတယ်ရှင်CS အတန်မြင့်နေနော်ကောပါတော့ဂျန်ဒီမောပါတော့ဂျန်ဒီကောပေါ့အားလုံးမင်္ဂလာပါအခုလိုချင်းပြည်နယ်မြောက်ပိုင်းနောက်ဆုံးလိုက်ကိုကြည့်ရှုနေကြတဲ့ပြည်သူလူထုအားလုံးကိုလည်းဒီကနေ့ကျွန်တော်ခေါ်ပြပါတယ်ကျွန်တော်တို့ဒီချင်းပြည်နယ်ကနေချင်းပြည်နယ်ထိထုတ်နယ်မြေကနေစကားကင်းစင်ရေးကိုစူးစမ်းဆောင်ရွက်နေတဲ့ကာလလည်းဖြစ်တယ်ကျွန်တော်တို့ချင်းပြည်နယ်အနေနဲ့လည်းဖလားမျိုးတင်တိုက်ပွဲကိုလည်းဆက်လက်ပြီးမှစူးစမ်းအားထုတ်နေတဲ့ကာလလည်းဖြစ်တယ်ခုဒီနဲ့ဖလားပြည်တာနဲ့တက်တဲ့နဲ့ဒီမီတင်တိုက်ပွဲကိုစနိုင်ဖို့ကျွန်တော်တို့ပြင်ဆင်နေတဲ့ကာလဖြစ်တယ်ဒီချိန်မှာကျွန်တော်တို့ဒီမြို့အမှုကိုတိတ်နေဆိုရင်တော့အဖုခကအရန်တန်ဖိုးရှိတယ်ကျွန်တော်တို့ဒီချေရတဲ့ညီအကိုတွေရဲဘော်တွေဒီဆိုင်မှုတွေကိုအဲ့ဒါတွေကိုကျွန်တော်တို့ရဲ့အသက်တွေကျွန်တော်တို့ကိုလည်းအင်္ဂါတွေကိုဗလာနာမှာထားရတဲ့အသက်ကိုရင်းပြီးမှကျွန်တော်တို့စူးစမ်းသွားမှာဖြစ်တယ်ကျွန်တော်တို့နေမီကနေကျွန်တော်တို့လူချင်းတဲ့အရာတစ်ခုရနိုင်ဖို့ကျွန်တော်တို့လူချင်းတဲ့လွတ်လပ်မှုကိုရနိုင်ဖို့ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူလူထုအနေနဲ့လည်းပူးပေါင်းပါဝင်ပြီးဖို့အဖက်ဖက်ကနေငွေကြီးနေတဲ့ဒေါ်လာကောင်စုတောင်းပြီးအချင်းဒေါ်လာကောင်ကိုတနိုင်တစ်ဖက်ကနေဖို့တို့ကဒီချိန်မှာဒီတော်လိုင်းရေးလင်းကာလာမှာပြီးခဲ့တဲ့အချိန်ဒီပြီးခဲ့တဲ့လင်းကာလာမှာကျွန်တော်တို့ဘာလုပ်ခဲ့လဲဒီချိန်မှာကျွန်တော်တို့ဘာလုပ်တင်မလဲဒီချိန်ရဲ့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကျွန်တော်တို့ရဲ့တူစာအားထုတ်မှုကကျွန်တော်တို့ရဲ့အနာဂတ်ဖြစ်မယ်ကျွန်တော်တို့ဒီချိန်မှာမြုပ်သိမ်းတိုက်ပွဲအတွက်အစည်းတလုံးနဲ့ကျွန်တော်တို့ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေအားလုံးကစူးစမ်းအားထုတ်ပြီးမှဥပပါဝင်မှုအားကောင်းမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အနာဂတ်ကမကြခင်မှာကျွန်တော်တို့နေမီကနေစကားကင်းစင်သွားမှာဖြစ်တယ်ဒီချိန်မှာကျွန်တော်တို့ကစင်စင်ဒီအမျိုးမျိုးပြီးမှဘာမှပူပေါင်းပါဝင်မှုမရှိဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့တီးဒီမြို့ကိုချင်းပြည်နယ်နောက်ဆုံးလိုက်ချင်းပြည်နယ်မြောက်ပိုင်းနောက်ဆုံးလိုက်ရဲ့စစ်စင်ရေးကလူတာထက်ပူပြီးမှနှုံနှင်းသွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာကျွန်တော်တို့ရဲ့အနာဂတ်ကသူများကလာဖန်တီးပြီးမှမဟုတ်ဘူးကျွန်တော်တို့ရဲ့အနာဂတ်ကလက်ရှိကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ဘာတွေလုပ်တင်လဲလက်ရှိမှာကျွန်တော်တို့ဘာတွေဆောင်ရွက်တင်လဲလက်ရှိမှာကျွန်တော်တို့ပြတာနဲ့ဘာတွေဆုံးဖြတ်တင်လဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ရဲ့အပေါ်မှာပဲမူတည်မှာဖြစ်တယ်အဲ့ဒါ
ကြောင့်မလို့အနာဂတ်လာဖို့အတွက်ကျွန်တော်တို့ရဲ့အနာဂတ်ညှော်မှန်းထားတဲ့ပန်းတိုင်တွေကိုရောက်ဖို့အတွက်ဒီနေ့ဒီချိန်မှာပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေအားလုံးကကျွန်တော်တို့မြေပြင်မှာရှိတဲ့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေအားလုံးကပူးပေါင်းပါဝင်ပြီးဖို့ကျွန်တော်တို့မြို့တစ်မြို့ကိုတင်းဖို့ဆိုတာကတချို့ပြည်သူတွေကပြောတယ်ဘယ်အချိန်တင်းမလဲခင်ဗျားတို့ဖန်ရှာတာကလည်းကြာလာပြီဘာလို့နေကြတာလဲပေါ့စသဖြင့်ကျွန်တော်တို့ကဘောလုံးပွဲလို့ဒီပွဲမနိုင်ရင်နောက်တစ်ပွဲကမယ်နောက်တစ်ပွဲပြင်ကန်မယ်ဆိုတာဟာမျိုးမရဘူးတိုက်ပွဲဆိုတာကကျွန်တော်တို့အသက်နဲ့ရင်းပြီးမှတိုက်ရမှာဖြစ်တယ်ကျွန်တော်တို့ကတိုက်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့တိုက်မဲ့စစ်တပ်ကလက်နဲ့ခဲရန်ပြီးဆုံးတယ်ငွေကြီးလည်းပြီးဆုံးတယ်ဆိုတော့ကျွန်တော်တို့မှာသူတို့ထက်အားတာတာကကျွန်တော်တို့မှာပြည်သူလူထုရှိတယ်ကျွန်တော်တို့ကစိတ်ဓာတ်သူတို့ထက်ပူပြီးမှမြင်ပါတယ်မေတ္တာရှိတယ်သူတို့ထက်ပူပြီးမှမေတ္တာပူရှိတယ်သူတို့ထက်တိုက်လူခိုက်လူစိတ်ရှိတယ်သူတို့ထက်ပူပြီးမှတတ်သိရှိတယ်အခုကရှစ်တိုက်နေတာမို့လို့စစ်မီပြန်မှာကိုရဲ့လက်နဲ့ခဲရန်ဒီအားနေသွားရင်ကျွန်တော်တို့မလူလားအပဲနဲ့ကျွန်တော်တို့အရန်လေးစားဖို့ကောင်းတဲ့လူငယ်တွေရဲ့အသက်တွေကျွန်တော်တို့ရဲဘော်တွေရဲ့အသက်တွေကိုမလူလားအပဲနဲ့ရှုံသွားမှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ fundraising မှာပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပြီးဖို့အထူးမေတ္တာရက်ခံလိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပူးပေါင်းပါဝင်ခြင်းဒီကျွန်တော်တို့ရဲ့ရဲဘော်တွေရဲ့အသက်ကိုမလူလားအပဲနဲ့ရှုံမှုမဖြစ်အောင်ကျွန်တော်တို့အမျိုးစုံလူအပ်တဲ့လက်နဲ့ခဲရန်ဒီလူအပ်တဲ့နီးပညာတွေကိုကျူးစာအားထုတ်ပြီးမှလှုပ်ဆောင်သွားမှာဖြစ်တယ်ဒီနေ့ဒီချိန်မှာအထူးသဖြင့်ကျွန်တော်တို့ဇုံမီတွေကပူပေါင်းပါဝင်တဲ့တယ်လို့ကျွန်တော်ကပူပြီးမှမြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကုနယ်မီကုမြို့လွတ်မြောက်အောင်ကျွန်တော်တို့ကလူငယ်တွေကအတက်ကူရင်းပြီးမှအတက်ကူဗရာနာမထားဘဲနဲ့တိုက်ပွဲဝင်ဖို့အတင်းရှိနေလက်သားနဲ့ကုဒီတာမှာစကားစအာနာရှင်စနစ်ကင်းစင်ရဲ့အတွက်ကိုကျွန်တော်တို့စင်ကျင်တွေအမျိုးမျိုးပြီးမှတွေးခွဲပြီးမှပြီးတဲ့ဟာပူပေါင်းပါဝင်တဲ့ဟာမှာပူပေါင်းပဲနဲ့ပြီးတဲ့ဟာမှာပြီးပဲနဲ့หนีသွားမယ်ဆိုရင်ကျွန်တော်တို့နောက်မှာကျွန်တော်တို့ဇုံမီလူမျိုးတွေရဲ့အနာဂတ်ကသူများထက်နောက်ကျနေမယ်ဆိုရင်တော့ကျွန်တော်တို့ကသူများထက်အခွင့်အရေးတွေရှုံးရလိမ့်မယ်ကျွန်တော်တို့ကသူများနောက်မှာပဲရှိနေမှာပဲရှိရေးမှာကောနိုင်ငံရေးမှာကောဒီနေ့ဒီချိန်မှာပြီးနိုင်မဲ့လူကလူနိုင်တဲ့လူကလူမယ်ဆိုရင်ကျွန်တော်တို့ကမြေပြင်မှာတိုက်မဲ့လူတွေကအစင်တင်ဖြစ်နေပြီပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ဖို့ကုလူမျိုးတစ်ခုလုံးလွတ်မြောက်နိုင်ဖို့ပူးပေါင်းပါဝင်စေခြင်းနဲ့တိုက်ပွဲဖြစ်မှကျွန်တော်တို့လူမယ်ဆိုတာထက်ကိုဒီနေ့ဒီချိန်မှာကျူတင်ပြင်ဆင်နေတဲ့ချိန်မှာပူပေါင်းပါဝင်ပေးကြပါကျွန်တော်တို့ကဒီနေ့ဒီချိန်မှာကကျွန်တော်တို့ကအတီးကိုခူးနေတဲ့ချိန်မဟုတ်ဘူးအတီးခူးနိုင်ဖို့အပင်ကိုဂယုဆိုင်နေတဲ့ချိန်စိုက်ပြူနေတဲ့ချိန်ဖြစ်တယ်ကျွန်တော်တို့ရဲ့လူချင်တဲ့အရာလွတ်လပ်စွာတွာလာခွင့်လွတ်လပ်စွာစီးပွားရေးရှာဖို့အတွက်ကိုထားချင်တဲ့ချိန်ထားနိုင်ဖို့အတွက်ဒီနေ့ဒီချိန်မှာကိုမထားချင်တဲ့ချိန်မှာထားနေရတယ်။နောက်တစ်ချိန်မှာအနာဂတ်မှာကျွန်တော်တို့နေမီမှာကိုလှုပ်ချင်တဲ့အရာကိုလှုပ်နိုင်ဖို့အတွက်ပြည်သူတရက်လုံးလွတ်မြောက်နိုင်ဖို့အတွက်ဒီနေ့ဒီချိန်မှာကျွန်တော်တို့ပြည်သူတရက်လုံးကိုကျွန်တော်တို့အပါဝင်ကိုမလတ်ပဲနဲ့နီရတဲ့အချိန်ဖြစ်တယ်။ကိုတွားချင်တဲ့အချိန်တွားလို့မရနေတဲ့အချိန်ဖြစ်တယ်ဒီနေ့ဒီချိန်မှာကျွန်တော်တို့ကပူပေါင်းအားလုံးပူပေါင်းပြီးမှစီလုံးနဲ့ဒီအရာတွေကိုကျွန်တော်တို့မကြိုက်တဲ့အရာတွေမကြိုက်တဲ့အာဏာရှင်စနစ်ဘယ်အာဏာရှင်စနစ်မှာဆိုကျွန်တော်တို့တိုက်ထုတ်နေတဲ့အချိန်ဖြစ်တယ်ဒီနေ့ဒီချိန်မှာကျွန်တော်တို့အလုပ်လုပ်နေတဲ့အချိန်ဖြစ်တယ်အနာဂတ်မှာဒီဟာတွေကိုကျွန်တော်တို့လူချင်တဲ့အရာရဖို့ကျွန်တော်တို့တွားချင်တဲ့နေရာမှာတွားနိုင်ဖို့ပညာသင်ယူရေးပညာရေးမှာပဲဖြစ်ဖြစ်ကျန်းမာရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်ကိုလုပ်ချင်တဲ့အရာလွတ်လပ်စွာလုပ်နိုင်ဖို့အတွက်ဒီနေ့ဒီချိန်မှာကျွန်တော်တို့ကစူးစမ်းအားထုတ်နေတဲ့အချိန်ဖြစ်တယ်အဲ့ဒါကြောင့်မလို့စူးစမ်းအားထုတ်နေတဲ့ကာလမှာ
ဘယ်သူမဆိုကိုရှိတဲ့အရက်ကနေပူပေါင်းပါဝင်ဖြစ်ဖို့မိတာရင်ခံရင်းနဲ့ကျွန်တော်ပြောတဲ့စကားကိုဒီကနေညီကုန်းထုတ်ပါတယ်အားလုံးကိုလေးစားပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့ PDF စုံလန်းရဲ့စစ်ချုပ်ကနေပြီးတော့မှခုလိုမျိုးချင်းပြည်မြောက်ပိုင်းနောက်ဆုံးလမ်းရဲ့ live အစီအစဉ်မှာခုလိုမျိုးမိခွန်ပြောကြားပြတဲ့ထွေကျေးဇူးတင်ရှိပါတယ်စစ်ချုပ်အဆင်ပြေတယ်ဆိုရင်ခဏနေကျမတို့မိခွန်းလေးလည်းမေးလို့ရမလားရှင်အချိန်ရှိတယ်ဆိုခဏလေးဆက်နေပေးပါနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကျမတို့ဒီနေ့ပြုလုပ်နေတဲ့ live အစီအစဉ်ကတော့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလမ်းရဲ့ကျမတို့ဒီ live fundraising စီစဉ်ဖြစ်ပါတယ်ဒီ fundraising စီစဉ်မှာပေါ့ကကြဆိုလို့ရှိရင်တော့အားလုံးသိကြတဲ့အတိုင်းကျမတို့မြန်မာနိုင်ငံအတွင်းမှာကျမတို့ຫນွေဦးတော်လှန်ရေးမှာကျမတို့စပြီးတော့မှတူမီတနက်နဲ့ချင်းပြည်နယ်ကနေစခဲ့တယ်အဲ့ဒီထဲမှာကျမတို့ချင်းညီနောင်ကနေပြီးတော့မှမများမကြမီကနေပြီးတော့မင်းတက်ကဆိုလို့ရှိရင်လည်းကျမတို့တိမ့်ပိုက်ရရှိခဲ့ပြီးဖြစ်တယ်ကံပလက်ကနေစပြီးတော့မှကျမတို့မင်းတက်ပေါ့နော်ကျမတို့အခုတောင်ပိုင်းမှာဆိုလို့ရှိရင်လည်းလုံးဝလွတ်မြောက်နယ်မြေဖြစ်သွားပြီးတဲ့အခါကျလို့ရှင်ကျမတို့မြောက်ပိုင်းမှာဆိုလို့ရှိရင်လည်းဖလန်းမှာဆိုလို့ရှိရင်လည်းကျမတို့မိဘပြည်သူများသိကြတဲ့အတိုင်းပဲကျမတို့ရဲ့ရဲဘော်တွေဟာဆိုလို့ရှိရင်စူးစမ်းဆောင်ရွက်နေတဲ့ကာလအချိန်နာကြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့တည်တယ်အတွက်ကိုလည်းယခုချိန်မှာပြင်ဆင်နေတဲ့ကာလဖြစ်ပါတယ်မိဘပြည်သူများကနေပြီးတော့ပြင်ဆင်မှုအားကောင်းနေဆိုလို့ရှိရင်ကျမတို့အောင်ပွဲတွေကိုလွယ်လွယ်ကူကူနဲ့အန်ဒီရဲ့ကင်းစွာနဲ့ရဲဘော်တွေကရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ပြင်ဆင်စေကာလမှာမိဘပြည်သူများအားလုံးကလည်းပါဝင်ပေးနိုင်ကြဖို့ရန်အတွက်ရောက်စီတိုင်းကိုမေတ္တာရက်ခံလိုတာဖြစ်ပါတယ်ပါဝင်လို့ရတဲ့နည်းလမ်းတွေကတော့ကျမတို့ပထမဦးဆုံးအနေနဲ့ရှင်းပြပြောက်ပိုင်းနောက်ဆုံး line ပဲဖြစ်ဖြစ်ကျမတို့ PDF Zone line ရဲ့ page မှာပဲဖြစ်ဖြစ်ဆက်သွယ်ပြီးတော့မှ donation အနေအများဆိုပါဝင်နိုင်ပြီးတော့မှ ZFU ရဲ့ဘောင်းမှာလည်းပါဝင်နိုင်ပါတယ်ရှင်အခုနောက်ကျမတို့တတိယ project အနေနဲ့ကျမတို့ပြုလုပ်နေတဲ့စူးစမ်းနေတဲ့အရာကတော့ကျမတို့ကန်ဆယ်မဲရောင်းချခြင်းစီစဉ်ဖြစ်ပါတယ်ဒီကန်ဆယ်မဲဆိုလို့ရှိရင်တော့ဒီတွေမျိုးလဲကောင်မှာရှိတဲ့မြေကွက်$9,000တန်ကိုကျမတို့တိကတ်တစ်ဆောင်ကို90နဲ့ရောင်းချနေတာဖြစ်ပြီးတော့မှ$50နဲ့ကျမတို့ဝယ်ယူအားပေးရှင်ဖြင့်ကန်ဆယ်ရင်းနဲ့ကျမတို့တိုက်ပွဲမှာလည်းအတူပေါ့နော်အောင်ပွဲတွေရရှိနိုင်ဖို့ရန်အတွက်ပါဝင်ပေးရှင်နဲ့ပါဝင်ပေးလို့ရတဲ့အစီအစဉ်ဖြစ်ပါတယ်ဒါကြောင့်မလို့ရောက်စီတိုင်းဆက်လက်ပြီးတော့မှပါဝင်ပေးကြဖို့ရန်အတွက်လည်းမြစ်တာရက်ခံပါတယ်ဒီကနေ့ကျမတို့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလိုက်နဲ့အတူကျမတို့ရဲ့ဒီရှင်းကျမတို့ချင်းညီနောင် operation ပေါ့နော်ချင်းညီနောင်ကမိဘပြည်သူတွေရဲ့ရှေ့မှောက်မှာရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာအောင်ပွဲတွေကိုရယူနိုင်ခဲ့ပါတယ်ဒီအောင်ပွဲတွေကိုရယူမှုရဲ့နောက်မှာမိဘပြည်သူတွေရဲ့ထောက်ပို့မှုတွေပါပါတယ်ဒီထောက်ပို့မှုဟာဆိုလို့ရှိရင်လည်းကျမတို့ချင်းပြည်သူလူထုတစ်ခုတည်းမဟုတ်ပါဘူးတနိုင်ငံလုံးမှာရှိနေတဲ့မိဘပြည်သူတွေရဲ့အားကြောင့်လည်းပါပါတယ်ဒီခုချိန်မှာဆိုလို့ရှိရင်တော့ Free Boston Burma နေပြီးတော့မှကိုဆိုင်လူကျော်တို့ရဲ့ကျမတို့ဒီအားတွေလည်းအများကြီးပေါ့နော်ကျမတို့ရဲ့မဟာမိတ်ရောတွေအတွက်ပဲဖြစ်ဖြစ်ကျမတို့ချင်းညီနောင်အတွက်ပဲဖြစ်ဖြစ်အမြဲတမ်းမငြင်းမညူပဲနဲ့ထောက်ပို့ပေးနေတာဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်ရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းကျမတို့စတင်တဲ့အချိန်မှာအတိပေးကြတဲ့နေစနေပြီးတော့မှကျမတို့စိတ်ခွန်အားတွေနဲ့ကောကျမတို့ဒီညံဒါနတွေနဲ့ကောအခုဆိုလို့ရှိရင်တို့ရဲ့ fundraising တွေမှာရရှိတဲ့ဒီအရာတွေနဲ့ကောအမြဲတမ်းပါဝင်ပေးပါမယ်လို့ကြေညာပေးတာဒီနေ့ကနေ့ဆိုရင်လူကိုယ်တိုင်ရောက်ရှိလာပြီးတော့မှပေါ့ကျမတို့ကိုခွန်အားတိုက်တွန်းပေးဖို့ရန်အတွက်လည်းရောက်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ယခုချိန်မှာတော့ကိုဆိုင်လူကျော်ကိုလေးစားစွာနဲ့ဖိတ်ကြားအပ်ပါတယ်ရှင်မင်္ဂလာပါကိုဆိုင်လူကျော်အားလုံးပဲမင်္ဂလာပါညညကျွန်တော်နာမည်ဆိုင်လူကျော်ပါကျွန်တော်ကတော့Boston Massachusetts USA ကပေါ့နော်2021နွေဦးတော်လိုင်းရေးကစပြီးတော့ဒီနေ့ထိကျွန်တော်နိုင်တဲ့ဖက်ပေါ့နော်ဒီဇိုင်းမအဲ့ပေါ့ကျွန်တော်ကထောက်ဖို့ဆိုတော့လေထောက်ဖို့တယောက်ပီတာဖို့လဲလိုပါတယ်နောက်တွေးမအေးအောင်ဆိုပြီးကျွန်တော်လိုက်ပြီးတော့လှုပ်ဆိုတာလည်းရှိပါတယ်အထူးသဖြင့်ဒီချင်းညီနောင်ပေါ့နော် CB ချင်း brotherhood ကိုကျွန်တော်ကဆိုတော့အင်မတန်လေးစားဖို့ကောင်းတယ်ဟုတ်လားသူတို့လုပ်တဲ့အဲ့ပေါ့ fundraising အပတ်တိုင်းတောက်ကြနေအဲ့ပေါ့ပတ်စံရတာနဲ့ဆိုင်ရင်ကျွန်တော်တို့ရဲ့နှလုံးသားပြည်သူအားလုံးပေါ့နော်တော်လိုင်းရေးလုပ်တဲ့လူအားလုံးကိုသူတို့ကတွေးမအေးအကြောင်းနော်ချင်းပြည်နယ်မှာဘယ်အဆင့်ထိရောက်နေပြီလဲသူတို့ရဲ့ဒီ fundraising အပတ်တိုင်းသူတို့ရဲ့ဇွဲအဲ့ပေါ့သူတို့ရဲ့ပါဝင်ပြီးတော့ဥဆောင်ပြီးတော့လုပ်တဲ့ဥစ္စာအတူယူစရာတွေအများကြီးပါပဲဒီတော်လိုင်းရေးမှာကျွန်တော်ထင်တာတော့လေဒီ CB ဒီ operation ဒီဖက်မှာညံတို့ကိုခုတ်တို့သူတို့လုပ်တဲ့ဥစ္စာဘယ်အဖွဲ့မှအဲ့လောက်ထိမလုပ်နိုင်ဘူးအပတ်တိုင်းတောက်ကြနေဆို
ကျွန်တော်တို့ကအဲ့ပေါ့ live မှာကြည့်နေရပြီဗီဒီယိုလက်ဒီတိုင်းပဲသူတို့ကြည့်ရင်ကျွန်တော်တို့ကခွန်အားရတယ်အပြန်လာပါတော့ကျွန်တော်တို့ကဒါကြောင့်မို့ဒီတော်လိုင်းရေးကဒီလောက်ထိကျွန်တော်တို့ကအားကောင်းတာအဲ့ပေါ့ဒီချင်းလာတာခုလည်းကျွန်တော်တို့ဟောပေါ့ကျေးဇူးတင်ပါတယ်လေးနဲ့လေးစားတယ်အလေးပြုပါတယ်ကြာဆုံးသွားတဲ့ရဲဘော်တွေရဲကောင်းတွေလည်းကျွန်တော်ဒီကနေကာဝရပြုပါတယ်ကျွန်တော်လည်းတို့လိုပဲ1988တော်ထဲမှာဒီလိုပဲလက်နဲ့ကင်ခဲ့တာဒါပေမဲ့အခြေအနေအကြောင်းမျိုးကြောင့်ကျွန်တော်နိုင်ငံကထောက်ပံ့တဲ့လူမရှိဘူးဒီတွင်းမှာလည်းကျွန်တော်တို့ဟိုပေါ့ပွဲပြီးရတဲ့ကျွန်တော်တို့မရက်တည်နိုင်ဘူးကျွန်တော် EAO ERO နဲ့အဲမှာကျွန်တော်တို့ယောဂတွေနဲ့ထားတွေကျွန်တော်ဖြစ်ပြီးတော့နောက်ဆုံးကျွန်တော်တို့ကဟိုပေါ့မနိုင်ခဲ့ဘူးပေါ့နော်လုပ်ခဲ့တယ်ဒီလမ်းကိုကျွန်တော်တို့ဖောက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ပြီးအောင်မလုပ်နိုင်ဘူးခုနအချုပ်ပြောရတဲ့သူ့ရဲ့လေတန်းသူ့ရဲ့အဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေအတွေးခေါ်တွေအမျိုးမျိုးတွေကျွန်တော်နားထောင်ရင်းနဲ့ဟုတ်မလားကျွန်တော်တို့ခင်မှာအဲ့လိုမျိုးတရားမှကျွန်တော်မတွေ့ခဲ့ဘူးအခုမှဒီလိုမျိုးဂျက်စီတွေတကယ်ပြတ်သားတဲ့လူငယ်တွေအနာဂတ်အတွက်ကျွန်တော်တို့ဆူတောင်းပေးပါတယ်ဒီမလားဒီတော်တိုင်းအောင်ပြီးတော့ချင်းပြည်ကိုဥဆောင်နိုင်တဲ့လူတွေဖြစ်ပါစေဆိုတော့ကျွန်တော်ဆူတောင်းပါတယ်နောက်တစ်ခုကျွန်တော်အခုခုနဟိုညံ့ပြောတော့လို့ပဲဒီအခုဒီဟိုချင်းပြည်နယ်နောက်ဆုံးတိုင်းမှာဒီမြောက်ပိုင်းသိဖို့နော်ဒီဘက်ကို freedom land ပေါ့နော်တို့တိကျရောက်နေပါတယ်စောင့်90ပါကျွန်တော်မဝယ်ရဘူးကျွန်တော်ဒီမှာလုံးဆိုတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကျွန်တော်မီတာစုအဲ့ပေါ့ကျွန်တော်90ဝယ်ပါမယ်အဲ့ပေါ့ဒါတော့လောလောဆယ်ကျွန်တော်အဲ့ပေါ့ကျွန်တော်ပေါက်ရင်ကျွန်တော်ဘာလုပ်မလဲဆိုကျွန်တော်အဲ့မှာကျွန်တော်ဟိုပေါ့ကျွန်တော်တို့ခေတ်တုန်းကကျွန်တော်ဖြက်စီးခံခဲ့ရတယ်ကျွန်တော်တို့ရဲ့ဒီအဲ့ပေါ့ရှမ်းစာပေရင်းနှီးမှုဆိုတဲ့အဲ့ပေါ့ရွာတိုင်းမှာရှိတယ်ဟိုပေါ့ဒီနေတစ်ချက်တောက်ချောက်ကျွန်တော်တို့မပေးလို့ပေါ့နော်အဲ့မှာကျွန်တော်စုပြီးတော့ကြောက်ဖို့တီတီလည်းဒီကနေပါလေအဲ့တော့အဲ့မှာတကယ်တော့ပောက်ခဲ့ရင်ချင်းပြီးအဲ့ပေါ့စာကြည့်တိုက်ဖြစ်အဲ့ပေါ့ရင်းနှီးမှုအဲ့ပေါ့သူရဲ့အမွေနှစ်ခုကျွန်တော်အဲ့လိုကျွန်တော်ပြန်လူပဲလိုက်မှာပေါက်ပြီပေါ့နော်အဲ့ပေါ့ငါးဆောင်ကျွန်တော်ထိုးပါမယ်ဒါတော့ကျွန်တော်ပါတဲ့အပိုင်းပေါ့နော်လူရင်းနဲ့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်နဲ့ပတ်သက်တဲ့လူတွေကျွန်တော်ရဲ့အမျိုးတွေပေါ့နော်တော်တော်ကြီးအမျိုးတွေကျွန်တော်အများကြီးရှိပါတယ်မရှိဆိုထောင်ထက်မှာရှိတယ်အဲ့လူတွေလည်းလူကြပါထောက်ပံ့ကြပါချင်းပြည်နယ်လွတ်မြောက်ဖို့ချင်းပြည်တစ်ခုလွတ်မြောက်ဖို့ဆိုတာတောင်ပိုင်းမှာခုတို့ဆက်လာခဲ့ပြီပြည်မြောက်ပိုင်းရောက်တော့မယ်နော်ဟိုဘေးမှာတော့အဲ့လိုမျိုးပေါ့အနောက်ချက်တော့ရှိတာပေါ့ဒါပေမဲ့တို့ကတော့ဆိုင်မှာတို့အလုပ်လုပ်နေပါတယ်ခုနတချို့ပြောတယ်တက်ရောက်ခဏဟိုရောဘာမှတို့အဲ့တို့အနာဂတ်တို့ကအကုန်လုံးတို့ကအဲ့ပေါ့ရင်းထားပြီးသွားပြီကျွန်တော်တို့ဒီဖက်မှာတက်တဲ့လူရှိတယ်ကျွန်တော်မထောက်ပံ့ဘူးကျွန်တော်တို့ကဒါတစ္ဆာပေါက်တာပဲကျွန်တော်တို့ကထောက်ပံ့နိုင်ရမယ်ရတဲ့နည်းနဲ့ကျွန်တော်ရှာရမယ်အဲ့ပေါ့ဟိုဒီမှာ$50တော့ကျွန်တော်ဒီမှာဟိုပေါ့သမင်းတစ်ခါတော့စာဒီထက်မကကုန်တယ်လေအဲ့ကျွန်တော်တို့အဲ့လောက်လက်ငတ်ဆရာလို့ပါဘူးလူတိုင်းတတ်နိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီမြန်မာပြည်မြေပြန့်ကလူတွေပေါ့နော်တိုင်းသားပေါင်းဆိုတာပဲတကဘာလုံးမှာရှိတဲ့လူတွေဒီဥစ္စာစစ်ပွဲတိုက်ဖို့ဆိုတာတော်လာတန်းနဲ့ချီပြီးကုန်တယ်နော်ယူကရိန်းမှာဘီလီယံနဲ့ချီပြီးကုန်တာကျွန်တော်တို့ဒီဟိုဒီတန်းရဖို့တသိန်းရဖို့ဟုတ်လားဒီပြည်လူတွေပဲပါဝင်ရမှာပဲနော်ချင်းပြည်ကိုကျွန်တော်တို့မကူရင်ကူမဲ့လူမရှိဘူးနိုင်ငံကဘယ်သူမှလာမကူကျွန်တော်တို့အချင်းချင်းမလားအဲ့တော့လက်တွဲပြီးတော့ကျွန်တော်တို့အားလုံးပေါင်းစည်းပါအဲ့တော့ဒီ city operation ဟိုပေါ့သူတို့6ပဲရှိတယ်အားလုံးကျွန်တော်ကဟိုမင်းတက်မရာတို့ပါတောက်ကျွန်တော်ကြုံကျွန်တော်အများနဲ့ကျွန်တော်ထောက်ပံ့ပါတယ်ဟိုပေါ့ကျွန်တော်အဲ့ပေါ့ဘာလို့တိုင်းသားတွေညငယ်ရတယ်ဗျခက်ဆက်သူတို့ချင်းပြည်နယ်ပေါ့နော်အဲ့ပေါ့ပညာရေးချမ်းမာရေးစီးပွားရေးအစအရပြည်နယ်နဲ့ရှင်ကြည့်လိုက်ရင်သူတို့အများအားနောက်ကျကြတဲ့ဒါပေါ့ဒီစခွေရအဲ့လိုမျိုးပဲလုပ်ခဲ့တယ်နော်အနာရှင်တွေကအဲ့လိုမျိုးတားကောင်တွေထည့်ရတာပေါ့နော်အခုချိန်မှာမရတော့ဘူးအားလုံးကျွန်တော်တို့ကတားလူညီမရေးတွားနေပြီကျွန်တော်ရှမ်းပြည်နယ်နဲ့ဗမာပြည်လူမျိုးရေးကျွန်တော်လုပ်နေပါတယ်ကိုတခြားတိုင်းသားဆိုင်ကျွန်တော်ချင်းနဲ့ကျွန်တော်ပို့ပြီးတော့နီးလာတယ်ဘာဖြစ်လို့ဆိုတော့ဟိုတက္ကသိုလ်ကောင်းပါကြတယ်ကျွန်တော်အပေါင်းတင်10ယောက်ရှိရင်ဟိုချင်းက9ယောက်6ယောက်အဲ့လိုမျိုးကျွန်တော်ပေါင်းလာတဲ့ခါကျတော့သူတို့ရဲ့အဲ့ပေါ့ရင်ထဲကစကားတွေကျွန်တော်အများကြားတယ်ကျွန်တော်ရိုးရိုးတယ်တတိလည်းရှိတယ်ပွင့်လင်းတယ်ခံဆောင်မှုမရှိဘူးအများကြီးပေါ့နော်ကျွန်တော်နဲ့တူတဲ့ဥစ္စာတွေအများကြီးပါပဲအခုလည်းဒီဖက်ရောက်လာတာအခုညံ့တို့ခို့တို့အများကြီးကျွန်တော်ပေါင်းဒီသဘောတရားပဲကျွန်တော်တို့အချင်းချင်းနဲ့တွဲပြီးတော့ဒီတိုက်ပွဲအပွဲရောက်တဲ့အထိချင်းပြီးတစ်ခုလုံးလုပ်ရတဲ့အထိကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့မှကျွန်တော်ရှိနေပါမယ်ဟုတ်လားလိုတို့ကျွန်တော်လည်းကျွန်တော်ရဲ့ဆိုင်မှာကျွန်တော်ကသမင်းဆိုင်ရှိတယ်အဲ့ပေါ့ချင်းပြီးနောက်ဆုံးလိုက်အတွက်ကျွန်တော်ရန်ကုန်ရှာပွဲလည်းကျွန်တော်လုပ်မယ်ခုနတက်ထုတ်ရဲ့အဲ့လိုကျွန်တော်ချင်းအလန်တစ်ခုကျွန်တော်လုပ်ချင်တယ်ခုန CB operation အလန်ပေါ့နော်ဆိုလန်ဖြစ်အဲ့ပေါ့ဟိုတနတ်နဲ့ချောင်းနဲ့အလန်ဆိုင်ထိုးပြီးတော့ကျွန်တော်ဒီဖက် option တစ်ခုပေါ့ကျွန်တော်အဲ့မှာကြာစားပြီးတော့ကျွန်တော်ရန်ကုန်ကျွန်တော်ရှာပေးချင်ပါတယ်ဒါကျွန်တော်ဖက်ကကျွန်တော်အခုတော့ဆက်ပေါ့စဉ်းစားကြပါနောက်ပိုင်းကျရင်လည်းဒီထက်အရာကောင်းရှိလဲဖက်လက်တွဲပြီးတော့ကျွန်တော်တို့အောင်ပွဲရတဲ့ဒီတို့နောက်မှာကျွန်တော်ရှိနေပါမယ်ပြောကြရင်နှိကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ကဲပါရှင်ကျေးဇူးတင်ပါတယ်ခုလိုမျိုးအမြဲတမ်းပေါ့နော်အင်တိုက်အားတိုက်နဲ့ကျမတို့ကိုအမြဲတမ်းအတူရှိပေးတဲ့အတွက်ကြောင့်မို့လို့အထူးပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ပါကျမတို့ဒီရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုက်ရဆိုလို့ရှိရင်ပေါ့နော်ကျမတို့အားလုံးသိကြတဲ့အတိုင်းပဲကျမတို့ရှင်းညီနောင်ရဲ့ပေါ့နော်ကျမတို့ဒီစူးစမ်းဆောင်ရွက်မှုတွေအားလုံးကတစ်ခုပြီးတစ်ခုပေါ့နော်အောင်မြင်လာတာလဲမိဘပြည်သူတွေအားလုံးရဲ့အမြင်ပါပေါ့နော်အားလုံးဒါကြလက်တွေ့ကိုဆိုင်လူကျော်တို့ကအစမြက်ဝါးထင်ထင်မြင်နေရတာဖြစ်ပါတယ်ကျမတို့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုက်
ရဲ့ဒီ project တွေဟာဆိုလို့ရှိရင်လည်းကျမတို့ရှင်းပြည်နယ်ကြီးလွတ်မြောက်ဖို့အတွက်လည်းရည်ရွယ်ပါတယ်အဓိကကတော့ကျမတို့ချင်းညီနောင်တွေရဲ့အုပ်စုထားတဲ့နေရာတွေပေါ့နော်ကျမတို့စုမှုထားတဲ့နေရာတွေဖြစ်ပါတယ်စုမှုထားတဲ့နေရာတွေပထမဦးဆုံးကျမတို့ရဲ့ရည်ရွယ်ချက်နံပါတ်1စက္ကစကင်းစင်ရမယ်နံပါတ်2စက္ကစကင်းစင်ရမယ်နံပါတ်3စက္ကစကင်းစင်ရမယ်ဆိုတဲ့အတိုင်းကျမတို့ရဲ့ရည်ရွယ်ချက်တွေအားလုံးထဲမှာစက္ကစကင်းစင်ဖို့ရန်ဖြစ်ပါတယ်ကျမတို့ရဲ့ဒီ freedom ပေါ့နော်အောင်မြင်မှုတွေအားလုံးကိုမိဘပြည်သူထံမှာယူဆောင်လာပေးဖို့ရန်အတွက်ပဲအရာအားလုံးကရည်ရွယ်ပါတယ်ဒါကြောင့်မို့လို့ရဲဘော်တွေကနေပြီးတော့မှနှခါပြန်မရနိုင်တဲ့အသက်တွေကိုပေးဆက်ပြီးတော့မှပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်ခုချိန်မှာတော့ကျမတို့ရဲ့ချင်းညီနောင်ရဲ့စစ်ချုပ်ဖြစ်တဲ့ကိုထန်းချွန်းဖေလည်းဒီမှာရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့စစ်ချုပ်ထန်းချွန်းဖေကိုလေးစားစွာနဲ့ဖိတ်ကြားအပ်ပါတယ်ပထမဦးဆုံးအနေနဲ့မိတ်ဆက်တဲ့အနေနဲ့ကျမအနေနဲ့ပထမဦးဆုံးမိတ်ဆက်စကားပြောပြီးသွားတဲ့အခါမှာတော့ကျမတို့ရဲ့စစ်ချုပ်ကိုမိခွန်းများလဲမေးဖို့အစီအစဉ်လည်းရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ပထမဦးဆုံးအနေနဲ့ဒီမိတ်ဆက်မိတ်ဆက်နှုတ်ခွန်းစကားလေးပို့ရင်ဆိုပြောပြဖို့ရန်အတွက်လေးစားစွာနဲ့ဖိတ်ကြားပါတယ်ရှင်ဟုတ်ကဲ့ပါမင်္ဂလာပါဆရာကျွန်တော်ဒီချင်းပြည်မြောက်ပိုင်းအောင်ဆိုလိုက်မှာပူပေါင်းဆောင်ရွက်နေကြတဲ့ဒီကျွန်တော်တိုင်းတော်ဆောင်ဒီဇိုင်းလူတော်ပြီးလို့ရှိရင်ဒီ WPDF ဆိုတဲ့ဘက်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်နော်အားလုံးနိုင်ငံတကာမှာရောက်နေကြတဲ့ကျွန်တော်တို့ရဲ့ဒီ WPDF ဆိုတဲ့ support တော်လေးပြီးလို့ရှိရင်နိုင်ငံတီးတီးကနေပို့နေကြတဲ့တိုင်းတော်ညီကိုအားလုံးမင်္ဂလာပါလို့နာမည်ထမ်းဆောင်ပေးပါလေဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျမပထမဦးဆုံးအနေနဲ့ပေါ့နော်ကျမတို့ဒီမိခွန်းလေးတွေကိုအမိဖြေကနာလေးကိုတောင်းပါရှင်ဟုတ်ကဲ့ပါချုပ်ရှင်ပထမဦးဆုံးအနေနဲ့ပေါ့နော်ရှင်းသမိုင်းမှာပေါ့နော်မင်းတဲ့ဟာဆိုလို့ရှင်ဒီဝမတူမောင်ကဆက်ပေါ့နော်လေးစားစီယာကျမတို့သမိုင်းလှလှလေးတွေကျမတို့မင်းတက်မှာရှိခဲ့ပါတယ်ဒါကြောင့်မို့လို့ပေါ့နော်ဒီကနေ့လက်ရှိမျိုးဦးတော်လိုင်းရေးမှာရောမင်းတက်ရဲ့တော်လိုင်းရေးဟာပေါ့နော်ကျမတို့မင်းတက်တော်လိုင်းရေးတမနဲ့မင်းတက်ပြည်သူတွေရဲ့တော်စစ်တပ်ကိုပေါ့နော်ဒီຫນွေဦးတော်လိုင်းရေးမှာဘယ်လိုမျိုးအတိတ်ပဲဖွင့်ဆိုမလဲပေါ့နော်အဲ့ဒါကိုကျမတို့မိဘပြည်သူတွေကသိအောင်ပြပြလို့ရလားရှင်ဟုတ်ကဲ့ပါဒီကျွန်တော်ချင်းမျိုးသားရေလို့အဆောက်နော်ကျွန်တော်တို့ဒီကိုရဲ့အဖွဲ့အစည်းတစ်ခုချင်းမျိုးသားရဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့တည်ထောင်ခဲ့ကြတဲ့ဒီဦးဝမ်တူပေါင်းလို့ပေါ့လေဒါကျွန်တော်တို့ဝင်တက်ကဖြစ်ပါတယ်ဆိုတော့ချင်းမျိုးသားတောင်းဆောင်ကြည့်ပေါ့လေဆိုတော့ကျွန်တော်တို့ဒီတမိုင်းဆက်မှာလည်းကျွန်တော်ရဲ့ပြည်သူကြီးပေါ့လေချင်းကျွန်တော်ချင်းရဲ့ပြည်သူကြီးပြီးလို့ရှိရင်ဘောင်းပိုင်းရဲ့အားကနေမှုပေါ့ကျွန်တော်အားလုံးစည်းလို့ညောဖို့ဆိုတဲ့တောင်းစဉ်အောက်ကနေတွားခဲ့ကြအဲ့မှာထင်ရှားတဲ့ဦးဝမ်တူပေါင်းလို့ပေါ့လေဒါချင်းတောင်းဆောင်တော့ပေါ်ထွန်းခဲ့တယ်ပေါ့ဆိုတော့အခုကျွန်တော်တို့မင်းတပ်မှာကျတော့အကြည့်ချီကျူးရမှာကတော့ပြည်သူတွေပါလေကျွန်တော်တော်လှန်ရေးကိုစိုက်ပါမှာပေါ့စောစောလည်းကျွန်တော်ဒီဆရာတိုင်းလူလုပ်ပြီးကျွန်တော်ချင်းမှာအခက်ခဲဆုံးတနိုင်ငံလုံးမှာအခက်ခဲဆုံးအဲ့ဒီအခက်ခဲဆုံးအဆင်းရဲဆုံးတဲ့မှာကျွန်တော်ကကမ်ပယ်လို့ဆိုရင်တော်တော်ကိုခက်ခဲပေါ့နော်ဒီပါရောက်အားလေအမှန်ကနေတယ်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်ဒီလူတော်လှန်ရေးကိုစလိုက်ကြတယ်လက်နဲ့ပိုက်တော့ဘာလို့ပြစ်ကြတယ်သူကြီးနဲ့ပြစ်ခတ်မှုကျလာတယ်ဆိုတော့တောင်းတဲ့ဆင်းရဲတဲ့ပြည်သူတွေကအဲ့ဒီဘယ်လောက်ဆင်းရဲပါစီဘယ်လောက်ပဲခက်ခဲပါစီဒီအနာရှင်စနစ်အောက်ကနေဒီတိုင်းပြည်ကိုတောက်လျှောက်ဒုက္ခပေးတယ်ကျွန်တော်တို့လူတို့ကိုအများအားဖိနှိပ်ပြီးတော့ကြီးကျွမ်းတစ်ခုတစ်ပွဲပေါ့လို့အများအားချနေတယ်ဒီအနာရှင်ချမ်းဖက်စစ်တပ်ကိုချုပ်ချမှရမယ်ကျွန်တော်တို့ဘယ်လောက်ပဲခက်ပါစီချမ်းသာပါစီကျွန်တော်တို့ရအောင်ရုံးမယ်ဆိုပြီးတော့ဒါပြည်သူလူထုရဲ့ဆွမ်းလှဆွမ်းမှုအမှန်မှအကြီးမားပါကျွန်တော်တို့မှာဆိုပြီးလို့ရှိရင်ကျွန်တော်တို့ချီကျူးရမှာကကျွန်တော်ရဲ့ရဲပေါ်ကျွန်တော်လူငယ်တွေဂျန်စီတွေသူတို့ရဲ့ရဲစွမ်းတတ်ရှိမှုသူတို့ရဲ့အမိန့်နာခံမှုပေါ့လေဒါကျွန်တော်တို့ဒီအခုချိန်မှာတော့အားလုံးကကိုမျိုးနဲ့အတီးတီးကနေထွက်ပေါ်လာတဲ့တော်လှန်ရေးအင်အားစုပေါင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အဲ့လိုပုံစံမျိုးနဲ့ဟန်ချက်ညီအောင်တော်လှန်ရေးလုပ်နေတဲ့လူငယ်တွေနဲ့ဒီသူလူထုရဲ့နံပါတ်1ကတော့လုံးဝအရှုံးမပေးလို့လည်းစိတ်တက်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်ဒီအချိန်ထိရောက်လာပေါ့လေနားလည်မှုတွေပေးကြတယ်ကျွန်တော်ပါလို့ဝေဖန်တဲ့ရှုပ်ချတဲ့လူတွေကတော့ရှိမယ်ဒါပေမဲ့ဒီသူများစုကကျွန်တော်တို့ကိုနားလည်မှုပေးကျွန်တော်လုပ်နေတဲ့အလုပ်အပေါ်ကြိုးဆိုပေးကြတယ်ထောက်ခံမှုတွေပေးတယ်အဲ့ဒါကြောင့်လည်းကျွန်တော်ယနေ့အချိန်ထိပေါ့လေဒီလိုရတည်နိုင်တယ်အောင်မြင်မှုတွေနဲ့ကျွန်တော်တို့ချင်းညီအောင်ဆက်ခုနိုင်တယ်ဒါတော့မိတ္တပြည်သူလူထုနဲ့လက်ရှိမိတ္တမြို့နယ်မှာနေကြတဲ့ပြည်သူတွေရောပြည်ပမှာရောက်နေကြတဲ့ပြည်သူတွေရောဒီမှာမှတို့ရဲ့ပေးဆပ်မှုစောစောမှုအနစ်နာခံမှုအာဏာရှင်ကိုတော့ဖြုတ်ချမှရမယ်ဆိုတဲ့စိတ်ပိုင်းဖြတ်မှုတွေကအတိအကျကြောက်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်တော့မင်းတက်ရဲ့ဒီကျမတို့ပြည်သူတွေကအဓိကကြပြီးတော့မှຫນွေဦးတော်လိုင်းရေးစိတ်ဓာတ်အပြည့်အဝရှိပြီးတော့မှယုံကြည်မှုတွေဒါအများကြီးပေးခဲ့တဲ့အတွက်ကြောင့်မို့လဲယခုလိုအောင်မြင်မှုတွေရရှိလာတယ်အဓိကတော့ဒီຫນွေဦးတော်လိုင်းရေးစိတ်ဓာတ်ပြည့်ဝတဲ့ပြည်သူတွေအကြောင်းဆိုပြီးတော့မှကျမတို့အနေနဲ့နားလည်ပါတယ်ရှင်ဒီအတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခုကကြတော့ဒီမင်းတက်မြို့အတွင်းမှာပေါ့နော်ကျမတို့ Operation CB ချင်းညင်အောင်
ရဲ့ဒီစစ်စင်ရေးအတွင်းမှာပေါ့နော်ကျမတို့ကောင်းကြီးတွေနောက်ပြီးကြလို့ရှိရင်စိန်ခေါ်မှုတွေသင်ခန်းစာတွေရောဘာတွေဖြစ်မလဲအထူးသဖြင့်နောက်တစ်ခုကလူထုအများဆုံးစိတ်ဝင်စားတဲ့အရာလို့ပြောရမလားဝေဖန်မှုလည်းအမြင့်တက်ဆုံးအရာချင်းချင်းနောင်တွေအတွက်ကတော့ဒါဒီဝေဖန်မှုတစ်ဖက်အဖွဲ့ရဲ့ရှင်းပြမှာပဲဖြစ်ဖြစ်ဒါတော့ဝန်ခံရမယ့်အပိုင်းကတော့ချင်းပြည်နယ်မှာဒါနှစ်ဖက်ရှိတယ်ဆိုပြီးတော့မှကျမတို့ဝန်ခံရမယ့်အပိုင်းရှိနေပြီးတော့မှတစ်ဖက်အဖွဲ့ရဲ့ဒါကျမတို့ပေါ့နော်ဒါအတိုက်ခိုက်ဆုံးသောအရာလည်းဖြစ်မယ်ဝေဖန်ခံရဆုံးလည်းအရာလည်းဖြစ်မယ်အချင်းပြရဆုံးသောအရာလည်းဖြစ်မယ်မဟာမိတ်တွေရဲ့အခန်းကဏ္ဍတွေလည်းပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ဒီစစ်စင်ရေးမှာပေါ့နော်ဒီဟာလေးတွေကိုကျမတို့ပြပြပေးလို့ရမလားရှင်ဟုတ်ကဲ့ပါကျွန်တော်တို့အခုလိုအောင်မြင်နေတာကမဟာမိတ်တွေရဲ့ကျေးဇူးအများကြီးပါမဟာမိတ်တွေရဲ့ကျေးဇူးတွေကြောင့်အတိကကျွန်တော်အောင်မြင်မှုတွေဖြစ်ပါတယ်ဆိုတော့တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တိုင်းရင်းသားတွေတော်လှန်ရေးအင်အားစုတွေကစုစည်းပြီးတော့အာဏာရှင်ကိုတော်လှန်တိုက်ခိုက်ကြတာအမှန်တမ်းရှားတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီကပ္ပသမိုင်းနဲ့ပြန်ချိန်ထိုးမယ်ဆိုရင်လည်းဒုတိယကပ္ပစစ်ဘာကြောင့်အောင်မြင်တာလဲဘာကြောင့်ဒီနာဇီတပ်ဒီကြာရှုံးတာလဲဆိုတဲ့ဟာပြီးလို့ရှိရင်ဂျပန်ဘာဖြစ်လို့ရှုံးနေခဲ့တာလဲအမှန်တမ်းနေမဝင်အင်ပါယာကြီးကိုတော့မှဒီဆောက်နိုင်ခဲ့ကြတဲ့ဥရောပတခွင်အာရှတခွင်ကမ္ဘာကြီးရဲ့တိုက်အားလုံးနီးပါးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတဲ့အင်မတန်မှအင်အားကြီးမားတဲ့တပ်တစ်ခုကြာရှုံးသွားတာပါအဲ့ဒါဘာကြောင့်လဲဆိုရင်မဟာမိတ်တွေကြောင့်ပဲမဟာမိတ်တွေနဲ့ပေါင်းစပ်ပြီးတော့မှတစ်ဖွဲ့ကမနိုင်ဘူးဆိုရင်နှစ်ဖွဲ့ကတိုက်တယ်နှစ်ဖွဲ့နဲ့မနိုင်ဘူးဆိုရင်သုံးဖွဲ့နဲ့တိုက်တယ်အဲ့ဒါကြောင့်လည်းဒီဒုတိယကမ္ဘာစစ်ကနာဇီတပ်တွေရောကြာရှုံးသွားတာပေါ့လေဒါဟာကျွန်တော်တို့ကပ္ပသမိုင်းကပေးတဲ့သင်ခန်းစာပါကျွန်တော်မြန်မာသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းစောစောကျွန်တော်ပြောသလိုကျွန်တော်တို့တစ်ဖွဲ့ချင်းစီကအင်အားမရှိကြဘူးလားဆိုရင်ရှိကြပါတယ်အင်အားရှိခဲ့ကြတယ်စစ်ရေးအတွေ့အကြုံတွေရှိခဲ့ကြတယ်ပြီးလို့ရှိရင်ဒီလက်နဲ့ခဲရန်လဲအားကောင်းခဲ့တယ်ပေါ့ပြည်သူလူထုထောက်ခံမှုလည်းရှိကြပါတယ်ကိုယ့်ရဲ့တိုင်းရင်းသားတော်လှန်ရေးလက်နက်ကင်အသီးသီးမှာအများစုပေါ့လေပြည်သူလူထုထောက်ခံမှုလည်းရှိတယ်ဘာဖြစ်လို့မအောင်မြင်တာလဲအဲ့ဒါတွေကစစ်တပ်ကဥပမာကချင်ကိုပြန်တိုက်တော့မယ်ဆိုရင်ကရင်နဲ့ငင်းချမ်းရေးစကားပြောမယ်ကရင်ကိုဖိတဲ့အချိန်မှာကြံတဲ့ဒီတိုင်းရင်းသားတော်လှန်ရေးလက်နက်ကင်တွေနဲ့စကားပြောမယ်ရှမ်းနဲ့စကားပြောမယ်ရှမ်းနဲ့ငင်းချမ်းရေးယူမယ်ကချင်ကိုတိုက်မယ်ကချင်နဲ့ငင်းချမ်းရေးပြန်ယူမယ်ရှမ်းကိုတိုက်မယ်အဲ့ဒီစနစ်ဆိုးအောက်ကနေကျွန်တော်တို့ကမလွတ်မြောက်နိုင်ဘူးဖြစ်နေတယ်သူ့ကိုအမတုနိုင်ဘူးအဲ့မှာပဲကျွန်တော်ပြန်ကြရှုံးတယ်ဆိုတော့အခု2021နွေဦးတော်လှန်ရေးမှာကပုံစံမတူတော့ဘူးကျွန်တော်တို့ရဲ့တော်လှန်ရေးချင်းကပ်မှုပုံစံလည်းကွဲပြားသွားတယ်ဘာဖြစ်လို့လဲကျွန်တော်ပူးပေါင်းပြီးတော့တိုက်ကြမယ်တေချာတယ်ကျွန်တော်တို့တစ်ဖွဲ့ချင်းစီဥမာကျွန်တော်စီတဲ့ဖမင်းတပ်တစ်ခုတည်းနဲ့စစ်ကောင်စီကိုအမြင့်ဖြတ်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးအိမ်မက်မဲ့လို့တော့မကောင်းတဲ့အရာဆိုတော့ကျွန်တော်တို့အားလုံးစုပေါင်းလာကြတယ်စုပေါင်းအင်အားတွေရှိတယ်မဟာမိတ်ဖက်ကလည်းအင်မရမသူ့ရဲ့
တို့ရဲ့တော်လှန်ရေးဘာကြောင့်ဒီလိုတော်လှန်ရေးလုပ်ရကြတာလဲဒီတိုင်းပြည်မှာဘယ်သူမရှိတော့မှစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရမယ်ဆိုတဲ့ဟာကိုမဟာမိတ်ဖက်ကလည်းပြပြသားသားနဲ့ဆောင်ရွက်နေကြတာတွေ့ရတယ်ဆိုတော့အခုကြည့်လိုက်ပါKIA KIO ဆိုရင်လည်းစကိုင်းတိုင်းမှာလည်းတိုက်နေတယ်ရှမ်းမြောက်ဖက်မှာလည်းတိုက်နေတယ်ကချင်မှာလည်းတိုက်နေတယ်PDF တွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်နေကြတယ်ထိုနည်းတူပဲတခြား TNLA တို့ MNDAA တို့စသည်အဖြစ်ပေါ့လေတကယ်အလုပ်လုပ်နေတဲ့လူတွေ KNU ဆိုရင်လည်းတကယ်PDF တွေနဲ့တွဲပြီးတော့တိုက်နေကြတယ်အလုပ်လုပ်အတူတူလုပ်ကြတယ်ကျွန်တော်လက်ရှိပေါ်ပေါက်နေကြတဲ့ဒီ2021မှာမြို့တော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ကျွန်တော်အဖွဲ့အစည်းတွေကစစ်ရေးအတွေ့အကြုံမရှိဘူးတပ်မဖွဲ့စည်းတတ်ဘူးကျွန်တော်တို့ကတပ်က background ကနေလာတဲ့လူတွေတောင်းမှမပါဆိုတော့ကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ဒီအာဏာရှင်ကိုတော်လှန်တာပဲကျွန်တော်တို့သိတယ်ဘယ်လိုနည်းနာနဲ့လုပ်ရမယ်ဆိုရကျွန်တော်တို့မှာမရှိဘူးဒါမဲ့အဲ့လိုကျွန်တော်တို့မရှိခဲ့တဲ့အတွေ့အကြုံတွေကိုကျွန်တော်တို့ရဲ့အိမ်ကြီးချင်းတော်လှန်ရေးအဖွဲ့အစည်းတွေကကျွန်တော်တို့ကိုတင် जा ပေးတယ်အထူးသဖြင့်ဒီအာရခတ်တပ်တော် ULA ကနေကျွန်တော်တို့ကိုတင် जा ပေးတယ်တပ်ကိုဘယ်လိုတိဆောက်ရမလဲဘယ်လိုအင်အားရှိအောင်တိဆောက်ရမလဲလင့်ကျင့်မှုဘယ်လိုလုပ်ရမလဲထိုးစစ်ဆိုရင်ဘယ်လိုရုံးဆုံးတိဆောက်ထိုးစစ်ကိုရှင်းလို့ရတယ်ဒီပြညာကြိုတင်ပြင်ဆင်မှုတွေကျွန်တော်တို့ဘဝနဲ့ချင်းပြီးတော့ရယူရမယ်အတွေ့အကြုံပေါင်းတွေပေါ့သူတို့ဘဝနဲ့ရင်းခဲရတဲ့အတွေ့အကြုံပေါင်းတွေကျွန်တော်တို့မျှဝေပေးတယ်ဆိုတော့အဲ့ဒါတွေပြီးလို့ရှိရင်တပ်ကိုကျွန်တော်တို့တစ်ဖြည်းဖြည်းနဲ့ပုံစံကြောက်တိဆောက်လာတယ်ပုံသွင်းလာတယ်အဲ့ဒီနောက်ပိုင်းမှာအထူးသဖြင့်ကတော့အခြေခံစစ်တင်နေကျွန်တော်တို့ကိုပေးတယ်အဲ့ဒီကနေပဲကျွန်တော်တို့ကိုတိဆောက်လာကြတယ်ဆိုလိုတာကဒီတပ်ကိုစနစ်တကျတိဆောက်မှစစ်တိုက်လို့ရတာတပ်ကိုစနစ်တကျမတိဆောက်ပဲနဲ့အမျိုးသားတပ်တော်လို့ပဲနာမည်ပြောဘယ်လိုပဲနာမည်ပြောတပ်ကတပ်ပုံစံမကြဘူးဆိုရင်တော့ဘယ်လိုပဲနာမည်မဲ့ထူးချမှာမဟုတ်ပါဘူးဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကောင်းကောင်းသဘောပေါက်လာတဲ့အခါမှာကျွန်တော်တို့ပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်မဟာမိတ်ကိုအားကိုးကြတယ်ဆိုတော့ကျွန်တော်တို့အနီးနားမှာဘယ်သူရှိလဲသိချာတယ်ကျွန်တော်တို့ကိုဒါသမိုင်းကိုပြန်လှည့်ကြည့်မယ်ဆိုရင်2021မှာကျွန်တော်တို့အားကိုးခဲ့တဲ့အဖွဲ့အစည်းရှိတယ်ဖြစ်မလားဘူးဒီနေ့အထိပါပဲသူတို့ဘယ်လိုတိဆောက်ရမယ်ဆိုတဲ့ဟာသူတို့မသိသေးတဲ့လူတွေကိုကျွန်တော်အားကိုးခဲ့နေတာဆိုတော့အခုကတော့ကျွန်တော်တို့ကတခြားအဖွဲ့အစည်းတွေဝမ်ပတ်ဖို့ပြင်ပေးမှုတွေကျွန်တော်တို့ရပ်တည်လာနိုင်ခဲ့တယ်ဥပမာကျွန်တော်ချင်းတွေးတိုက်ပွဲမဟာမိတ်အကူအညီအများကြီးနဲ့ကျွန်တော်တို့စီရေးတွေ့ကြုံနေယူကြဘယ်လိုပုံစံမျိုးစီရေးတွေ့ကြုံမျိုးလဲကျွန်တော်တို့ယူကြတယ်ပြီးလို့ရှိရင်မတူပြီးတိုက်ပွဲကျွန်တော်မဟာမိတ်ရဲ့အကူအညီထောက်ပံ့မှုတွေရခိုင်ရောဒီကျွန်တော်တို့ဒီမြန်မာပြည်အောက်ဒီအနောက်ဘက်ကလက်နက်ကရောကျွန်တော်စုပေါင်းတော့တိုက်ကြတယ်အောင်မှုတွေရတယ်ကျွန်တော်တို့ကတင်ယူမှုတွေအများကြီးလုပ်ကြတယ်မဟာမိတ်ရဲ့အကူအညီတွေနဲ့တင်ကြတယ်အဲ့ဒါကိုပြန်ပြီးတော့ပုံထားအောင်မြင်မှုတွေရတယ်ဆိုတော့အခုဆိုရင်ကျွန်တော်တို့ယုံကြည်မှုအပြည့်ရှိနေတယ်ကျွန်တော်တို့ပါမဆိုလုပ်နိုင်မယ်ဆိုတော့ confidence ကအဲ့ဒီအတွေ့အကြုံတွေမဟာမိတ်တွေကတင်ပေးတဲ့အတွေ့အကြုံတွေကလည်းကျွန်တော်တို့ရတယ်ဆိုတော့အဲ့ဒါကြောင့်အခုကျွန်တော်တို့ပို့ပြီးတော့ strong ဖြစ်လာတယ်ပို့ပြီးတော့အောင်မြင်မှုတွေကိုကျွန်တော်တို့ခြေတက်လာတယ်ဆိုလိုတာကဒီအာဏာရှင်စနစ်ကိုပြုတ်ကြမယ်ဘယ်အားလုံးအဖွဲ့အစည်းတိုင်းကပြောတယ်အာဏာရှင်စနစ်အမြင့်ဖြတ်ချေမှုန်းရေးလို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့အနည်းနားမှာရှိနေတဲ့စစ်ကောင်စီစခန်းဒီတော်မှာမချင်းချောက်နိုင်ဘူးကျွန်တော်တို့ဒေသမှာစစ်ကောင်စီကကြိုက်တယ်လို့ဝင်ထွက်သွားလာလှုပ်ရှားအလုပ်လုပ်နေတယ်ဆိုရင်ကျွန်တော်တို့ပြည်ထောင်စုတစ်ခုလုံးမှာအာဏာရှင်စနစ်အမြင့်ဖြတ်ချေမှုန်းရေးဆိုတာတော့ဝေးအောင်ပါပဲဆိုတော့ဒါကြောင့်ကျွန်တော်တို့မဟာမိတ်တွေနဲ့ဘူပေါင်းဆောင်ရွက်တတ်တဲ့အဲ့ဒီခါချာပေါ့အခုကလေးကကျွန်တော်တို့ဒီဆောက်ပါဖို့ရှိတယ်သူနည်းတူပဲကျွန်တော်တို့အခုချိန်မှာဘဝတူတော်လိုင်းမိသားစုတွေဘဝတူတဲ့လက်နဲ့ကင်ဘဝတူတဲ့ဒီမှချက်ပန်းတိုင်တူနေတဲ့ကျွန်တော်တို့တိုင်းသားညီကိုမောင်နှမတွေအခုချိန်မှာဆင်းရဲအတူတူခံကြတယ်ဒုက္ခအတူတူခံကြတယ်နောက်တစ်ချိန်မှာကျွန်တော်တို့အဲ့ဒီအတွေ့အကြုံတွေကပဲကျွန်တော်တို့ပို့ပြီးတော့စီးလုံးပြီးကျွန်တော်ပြည်ထောင်စုကိုဒီစောက်တဲ့အပိုင်းမှာလဲအဲ့ဒီရဲ့အတွေ့အကြုံတွေကကျွန်တော်တို့အတူတကွဆင်းရဲလဲအတူတူချမ်းသာလဲအတူတူပြည်ထောင်စုအပေါ်ကျွန်တော်အကုန်လုံးပြန်ပြီးတော့တိဆောက်ကြတယ်အခုဆိုရင်အားလုံးကနားလည်လက်ခံလာကြတယ်ဆိုတော့ဒါဟာကျွန်တော်တို့တိဆောက်မဲ့ပြည်ထောင်စုအတွက်လဲအင်မရမအရေးကြီးတယ်ထားပါတော့အခုကကျွန်တော်တို့စစ်ကောင်စီကိုတော့နိုင်လိုက်တယ်ထားပါတော့ဒါပေမဲ့ပြည်ထောင်စုကိုပြန်တိဆောက်တဲ့အခါမှာအကုန်လုံးအနာတရားတွေပူးပေါင်းဆောင်ရွက်လူစိတ်မရှိဘူးတယောက်နဲ့တယောက်ဘယ်လိုပြောမလဲလုံးဝလက်တွဲလို့မရဘူးအခုကလေးကလူမျိုးရေးအမုန်းတရားတွေကပဲကြီးစိုးနေတယ်ဆိုရင်ကျွန်တော်ပြည်ထောင်စုကိုဘယ်လိုပြန်တိဆောက်မလဲဆိုတော့မဟာ
မိတ်အခုကလေးကကျွန်တော်တို့မဟာမိတ်ကောင်းတိဆောက်ပြီးတော့ပြည်ထောင်စုကိုလည်းချမ်းမအောင်ပေါ့လေကျွန်တော်ပြန်ပြီးတော့တိဆောက်မယ်လူမျိုးရေးပြိပက္ခတွေဘာသာရေးပြိပက္ခတွေနောက်မှမရှိအောင်ဘယ်သူကမှဖိနှိပ်မှုမရှိတဲ့စနစ်တစ်ခုကိုလူအခွင့်အရေးပြေဝရရှိတဲ့စနစ်တစ်ခုကိုကျွန်တော်တို့တိဆောက်ဖို့အတွက်အခုကလေးကဒီမဟာမိတ်ဒီနဲ့အတူလက်တွဲပြီးတော့အတူတူအနစ်နာခံပြီးတော့ကျွန်တော်လုပ်နေကြတာဖြစ်ပါတယ်လို့ဆိုတော့ပြန်ပြီးတော့ချုပ်ရရင်တော့တိုက်ပွဲတစ်ခုအောင်မြင်ဖို့ဆိုတာကငါတငါနဲ့တော့ကျွန်တော်တို့နိုင်မှာမဟုတ်ပါဘူးဆိုတော့ပူးပေါင်းဆောင်ရွက်လို့တဲ့စိတ်အားလုံးနဲ့လက်တွဲနိုင်တဲ့စိတ်ရှိဖို့လိုတယ်အဲ့ဒီနေရာမှာတေချာတဲ့တဖွဲ့ကအသုံးချတာခံလာရပြီဆိုရင်တော့ကိုလူမျိုးချင်းကြားထဲမှာလည်းစီလုံးညံမှုကဖျက်သွားမှာပဲတခြားလူမျိုးနဲ့ကျွန်တော်တိုင်းရင်းသားချင်းဆက်ဆံရေးမှာလည်းပြတ်သွားမှာပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကအခုလိုယုံကြည်မှုတည်ဆောက်နိုင်တယ်ဆိုတာကနှစ်ဖက်စလုံးကရိုးသားလို့ပဲရိုးသားနဲ့ကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးအောင်မြင်ဖို့အတွက်အာရုံစိုက်ပြီးတော့နှစ်ဖက်စလုံးအပြန်အလှန်လေးစားယုံကြည်မှုတွေတည်ဆောက်လို့ကျွန်တော်အောင်မြင်တာဖြစ်တယ်အဲ့ဒါကြောင့်မဟာမိတ်တွေနဲ့ယုံကြည်မှုတည်ဆောက်တယ်ပြီးလို့ရှိရင်အပြန်အလှန်လေးစားမှုတွေနဲ့ကျွန်တော်တို့တည်ဆောက်လို့ဒီခရီးကိုရောက်လာတာဖြစ်တယ်လို့ကျေးဇူးပါဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဗောနော်ကျမတို့ဒီမြို့သိန်းနဲ့ဒီဗောနော်ကောင်းကြီးတွေစင်ခေါ်မှုတွေသင်ခန်းစာတွေရောဘာတွေဖြစ်မလဲနောက်တစ်ခုကကြတော့ကျမတို့ခုကမြို့သိန်းမြို့ကလည်းသိန်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗောနော်အောင်မြင်မှုကိုပြည်သူလက်ထဲကိုလည်းယူဆောင်လာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမြို့သိန်းပြီးသွားတဲ့အခါမှာဗောနော် CDF မင်းတပ်အနေနဲ့ဗောနော်ကျမတို့ဒီမြို့သိန်းကာကွယ်ရေးတပ်တွေကနေပြီးတော့မှာဗောနော်အခြားစီရေးလှုပ်ရှားမှုတွေကဘာတွေလုပ်နေပါသလဲရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီမြို့သိမ်းပြီးတော့မြို့ပေါ်ကဒီအစီမံဒီပေါ့လေရန်တရားတွေပြန်လဲပတ်နိုင်အောင်စသည်အဖြစ်တော့ကျွန်တော်တို့အများကြီးစူးစမ်းဆောင်ရွက်နေတာရှိပါတယ်ဆိုတော့စောပြောသလိုပေါ့ကျွန်တော်တို့အများကြီးကျွန်တော်တို့ဥဆောင်နေတဲ့သူတွေပေါ့တော်လှန်ရေးကိုပြည်သူအားလုံးနဲ့လက်တွဲပြီးတော့ကျွန်တော်တို့လုပ်ကြတာပါတယ်ဒါပေမဲ့တော်လှန်ရေးမှာကအားလုံးကဆုံးဖြတ်ရတာမဟုတ်ဘူးတော်လှန်ရေးလေလို့မဟုတ်ပါဘူးအဖွဲ့အစည်းတစ်ခုကိုကျွန်တော်တို့ဖွဲ့စည်းတည်ထောင်လိုက်ပြီဆိုရင်အဲ့ဒီမှာတာဝန်ရှိတဲ့လူတွေရှိလာတယ်ဆိုတော့အဲ့တာဝန်ရှိတဲ့လူတွေကဆွေးနွေးဆုံးဖြတ်တဲ့အပိုင်းကိုပြည်သူလူထုကလိုက်နာပေးရတယ်လိုက်နာပေးကြတယ်ဆိုတော့အခုဆိုရင်တော့ကျွန်တော်တို့အများကြီးပေါ့လေကျွန်တော်ပြန်ပြီးတော့တိဆောက်ရေးကိစ္စတွေပေါ့လေပြန်လဲတိဆောက်ရေးကိစ္စတွေကျွန်တော်စူးစမ်းဆောင်ရွက်နေကြတာရှိပါတယ်ဆိုတော့ဝေဖန်မှုတွေတိုက်ခိုက်မှုတွေကတော့အများကြီးရှိပါပဲကျွန်တော်တို့ဒါကိုခံနိုင်ရမယ်ဝေဖန်မှုမရှိတဲ့တော်လှန်ရေးလူအဖွဲ့အစည်းဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူးဝေဖန်မှုရှိမယ်ဒါပေမဲ့ကျွန်တော်တို့ကိုကြိုးစည်းပေါ်အတ္တအတွက်မဟုတ်ဘူးဆိုတာတော့ကျွန်တော်တို့ချိန်ပြီးတော့ပြောရတယ်ဆိုတော့ကျွန်တော်တို့အလုံးနဲ့ပဲတက်တည်ပြသွားမယ်ကျွန်တော်တို့စကားတွေအများကြီးပြောပြီးတော့ line ပေါ်မှာရန်ဖြစ်နေမဲ့အစားမဟုတ်ရင်ကျွန်တော်တို့တယောက်နဲ့တယောက်ဖုန်းတွေဆက်ပြီးတော့ရန်ဖြစ်နေမဲ့အစားကျွန်တော်တို့ကအလုံးနဲ့တက်တည်ပြဖို့လို့ဆိုတော့အခုဥမာကျွန်တော်တို့အစားတုန်းကဆိုရင်ပြည်သူကလည်းနားမလဲဘူး။ဘာကြောင့်ဒီလိုမဟာမိတ်ဖွဲ့ရတယ်လဲ။ကျွန်တော်တို့လည်းမရှင်းပြအားဘူးပေါ့လေ။ကျွန်တော်တို့လည်းဒါဒီလိုလုံးမရမယ်ဆိုတော့ကျွန်တော်တို့ကလက်ခံထားတယ်ဆိုတော့ကျွန်တော်တို့လုပ်တယ်။အခုဆိုရင်ကျွန်တော်အလုံးနဲ့တက်တည်ပြသွားတယ်။ပြည်သူအများစုကလုံးဝနားလေလက်ခံသွားပြီ။ဆိုတော့ကျွန်တော်တို့ကအလုံးနဲ့တက်တည်ပြရမှာဆိုတော့အခုကတော့ချီချူကွန်ပျူတာလူတွေရှိမယ်။မနာလိုတဲ့လူတွေလည်းရှိမှာပေါ့လေလူအဖွဲ့အစည်းလူသားရှိနေသေးတော့မနာလိုတဲ့လူလည်းရှိမယ်ကြိုက်တဲ့လူလည်းရှိမယ်မကြိုက်တဲ့လူလည်းရှိမယ်အဲ့ဒီပုတ်ခတ်နေတဲ့သူတွေကဘယ်သူတွေလဲဆိုပြီးတော့ကျွန်တော်ပြန်ကြည့်တယ်တကယ်စီတနာအမှန်နဲ့ဝေဖန်ထောက်ပြတာလားဒါမှမဟုတ်ဒီတိုင်းပဲသူဘယ်ချိန်မှအကောင်းမပြောဘူးတဲ့ဒီရဲ့စကားကိုလည်းကျွန်တော်တခါလေကြာတော့ပြန်ကြည့်တယ်ကျွန်တော်မှားနေတယ်ဆိုရင်ကျွန်တော်ပြင်ဖို့အဆင်ပြေတယ်ဆိုတော့အဲ့ဒါကြောင့်ပဲဒီ blessing လည်းရှိမယ်ဝေဖန်ပုတ်ခတ်မှုတွေလည်းရှိမယ်ဒါပေမဲ့ကျွန်တော်ကမြို့ကတော့ဆက်ပြီးတော့လဲပတ်နေတယ်ကျွန်တော်အလုံးနဲ့တက်တည်ပြတယ်ဆက်ပြီးတော့လဲကျွန်တော်တို့အလုံးနဲ့ပဲတက်တည်ပြသွားမှာဒီစကလုံးအနေနဲ့အများကြီးပြောတာတဲ့ကျွန်တော်ဆက်ပြီးတော့အလုံးနဲ့တက်တည်ပြသွားဖို့ပေါ့ကျွန်တော်မြို့စီမံအုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကိုလည်းကျွန်တော်အခုရန်တရားကောင်းပတ်နိုင်ရေးကိစ္စတွေလည်းကျွန်တော်အစွမ်းကုန်စူးစမ်းပြီးတော့တိဆောက်နေတယ်လို့ဟုတ်ကဲ့ပါရှင်ကျမတို့ဒီဒီမင်းတက်ရဲ့ပေါ့နော်ဒီအလှုပ်လှုပ်ခက်ခက်နဲ့မီဒီယာမှာဖြစ်သွားတယ်ကိုရောမှန်အောင်တော့မေးပြီးသွားပြီဒါပေမဲ့စစ်ချုပ်လည်းရှိနေတယ်ဆိုတော့အဲ့ဒီအဲထဲမှာပေါ့နော်ဒီ9သိန်းမပေးမဝင်ရဘူးဆိုတဲ့ဥစ္စာပို့ပြီးတော့မှနာမည်ကြီးတယ်နော်အဲ့ဒီရ
ရဲ့ဥစ္စာမီဒီယာမှာလည်းတော်တော်လေးကိုနာမည်ကြီးတယ်ငါသိမပေးရင်မဝင်ရဘူးဆိုတဲ့ဥစ္စာလေစစ်ချုပ်အနေနဲ့ဘာပြောရှင်လဲရှင်မီဒီယာဟုတ်ကဲ့ပါဒါတချို့မီဒီယာတွေကပုံကြီးချဲ့တာပေါ့လေဒါပြပြအဖြစ်မှန်ကိုဟိုမလစ်လာဘူးပေါ့ဒါတော့ဖြစ်လိဖြစ်ထရှိပါတယ်ဒါမီဒီယာရဲ့အမှားလည်းမဟုတ်ပါဘူးဆိုတော့တကယ်ပါဖြစ်နေတယ်လဲဆိုတဲ့ဟာမီဒီယာတွေကသိဖို့လို့ဆိုလိုတာကကျွန်တော်ဒီလိုသတင်းပေးတဲ့လူကဘယ်သူလဲဒီလိုစာရီဖြန့်ချီနေတဲ့သူတွေကဘယ်သူလဲဆိုတဲ့ဟာသိဖို့လိုတာပေါ့လေနော်ဒါမဲ့ဒါမီဒီယာတွေရဲ့အဖြစ်မဟုတ်ပါဘူးဒါကျွန်တော်တို့လည်းပို့ပြီးတော့နာမည်ကြီးသွားတာပေါ့လေဆိုတော့ဒီဟာကဒီလိုပါစောစောပြောသလိုကျွန်တော်တို့တော်လှန်ရေးက၄နှစ်အတွင်းမှာကျွန်တော်တို့ဒီမြို့ကိုပြန်သိမ်းတယ်အဲ့ဒီထဲမှာအများကြီးခက်ခဲခဲ့တယ်စောစောလည်းပြောကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်မင်းတပ်မြို့နယ်ဆိုရင်ပြပရောက်တဲ့အင်အားစုလည်းနည်းတယ်ပြည်တွင်းမှာနေတဲ့လူတွေကလည်းကိုယ့်ရဲ့တောင်ယာကိုလှုပ်ရှားပြီးတော့နေတဲ့လူဘယ်လို့မှအပူရံပုံငွေဆိုတာမရှိခဲ့ဘူးဆိုတော့ကျွန်တော်တို့2021မှာအာဏာသိမ်းမှုဖြစ်လာတယ် CDM တွေလောက်ကြတယ်ဝန်ထမ်းတွေမင်းတပ်မြို့နယ်မှာလုံးဝကျွန်တော်ထင်တယ်80ရာခိုင်နှုန်းလောက်က CDM မိုက်တယ်ဝန်ထမ်းတွေဆိုတော့ဒီလူတွေဘာလို့လောက်ကြလဲဆိုတောင်ယာပဲလောက်ကြဒါပေမဲ့ဒီတောင်ယာရုပ်လုပ်ပြီးတော့ဒီတိုင်းနေကြလားဆိုရင်မဟုတ်ဘူးကျွန်တော်တို့ကပန်ပို့ပြီးတယ်ကျွန်တော်တို့အင်္ဂါရိတ်ခါကြီးကိုစီယူလာပြီးတော့ဘယ်လားကျွန်တော်တောက်ခံနိုင်ပါလဲဒီရဲဘော်တွေကဆိုတော့ပြည်သူကကျွေးမှရမှာလေကျွန်တော်ပြည်သူကျွေးတဲ့ဟာကိုပဲစားနေရဆိုတော့အဲ့ဒီတာဝန်ကိုဘယ်တစ်နေ့အတွင်းမှာနေခဲ့ဖြစ်ရွာဒီမှာစီပေးဆောင်နေကြတဲ့လူတွေကဒီတာဝန်ကိုထမ်းဆောင်ခဲ့ကြတာဆိုတော့စောစောကျွန်တော်တို့ဒီပြောနေတဲ့သူကတူလေမြေပြင်မှာတကယ်ပဲအရင်ကခံပြီးတော့ကျွန်တော်တို့မင်းတို့ဒီဆုံးညုံနေပဲအဲ့ဆိုလေလာမှာကတော့ချင်းထဲမှာကလေးချီတော့ပြည့်ကြရတဲ့ကိုဘယ်နေရာကျဲမယ်ဆိုတော့ဒီလေးနဲ့တာလာတခြားကောင်းကောင်းရတဲ့ပြည်သူမရှိဘူးကောင်းကောင်းစားရတဲ့ပြည်သူမရှိဘူးထို့နည်းကျွန်တော်တို့ရဲပေါ်ရလေကောင်းကောင်းနေရအောင်ကောင်းမရအောင်လင်းကြည့်ရတယ်ထုတ်ရတယ်ဒီချောင်းရဲ့ကိစ္စတွေလက်ကြည့်တဲ့ကိစ္စတွေလို့ကျွန်တော်တို့အမြဲတမ်းတွဲမှနေပြီးတော့ရေးပြပေါင်းများစွာနဲ့ပေးဆက်ခဲ့ရဆိုတော့အဲ့ဒီအချိန်မှာအချို့ရှိတယ်ဒါလူပဲစီတိုင်းရှိမှာပေါ့ကိုယ်လွှတ်ရကြွရမှာသွားနေမယ်အစီပြေတဲ့တချို့ဆိုတော့တက္ကသိုလ်နဲ့နည်းနည်းစတဲ့လူတွေလည်းရှိတယ်ကိုယ်နဲ့ကြွရလွှတ်ရမှာသွားနေမယ်တော်နိုင်ရတော့မထည့်ဘူးတော်နိုင်ရတော့မှမထည့်ဘူးပြီးလို့ရှိရင်လိုင်းပေါ်တက်မယ်ဝေဖန်မယ်အတိကတော့စောစောပြောတယ်လို့ဒီမြုပ်နေတဲ့မှာစစ်ကောင်စီရဲ့လူတွေရှိတယ်စစ်ကောင်စီကလည်းစနစ်တကျဘယ်လိုပြောမလဲတိဆောက်ထားတဲ့ရန်ရားရှိဆိုရှယ်မီဒီယာပေါ်မှာတော့လည်းကောင်းဘယ်လိုဟာတော့နည်းနည်းသွားဆော်ပေးလိုက်ဆွာပေးလိုက်ရင်ဘယ်လိုတော့ဖြစ်လာလဲဆိုရင်ဒီကောင်ကြီးကအခက်မသိရေစုံပြောသွားနိုင်တယ်ဆိုတော့စစ်ကောင်စီမှာအဲ့ဘယ်ရှိနံပါတ်1ဒုတိယမှာကျွန်တော်ချင်းမှာကအရင်ဆုံးတဲ့ခုချင်းနေဆိုတော့ကျွန်တော်တို့ပါလို့မှန်တာပဲလို့မှားတာပဲလို့ကျွန်တော်ပါလို့ကျွန်တော်တို့ကိုပြည်သူတွေကအကောင်းမမြင်ပါဘူးကျွန်တော်တို့ဒီတော်လှန်ရေးကျွန်တော်တို့အောင်မြင်နေတာကိုတစ်ဖက်လက်နဲ့ပေါ့လေဒီဆုံးပြောအောင်ပေါ့လုပ်ရအောင်ဆိုရရှိတယ်ဆိုတော့ကျွန်တော်ကြည့်လိုက်ပါ Telegram ဒီမှာကျွန်တော်အစ Telegram ကျွန်တော်မြန်ဆောင်ကြည့်ဟိုဖက်အုပ်စုကတခုကျွန်တော်တို့ကိုပုတ်ခတ်ပြီးတော့ဝေဖန်ပြီးတော့ရစ်လာပြီးဆိုရင်စ Telegram နဲ့ channel မှာချက်ချင်းတက်လာတယ်ဆိုတော့အပြည့်အဝမှကြီးများဆိုတော့ကျွန်တော်တို့တော်တော်ဆိုဒါတွေကရန်တရားတွေကပေါ်ယူသားရလားချစ်ဆက်ဆောင်မှုတွေလားသိနေမလားလို့ကျွန်တော်ဆိုရင်ပြောလို့ဆိုတော့စောပြောတယ်လို့ကျွန်တော်မတက်နေတဲ့ပုံကိုကျွန်တော်မထက်ခိုင်းပါဘူးဒီဘယ်လိုပြောလဲကျွန်တော်အကုန်လုံးဟိုမှာကျွန်တော်ရဲ့သမိုင်းနဲ့တန်းချီပြီးတော့ဘယ်လိုဖြစ်ခဲ့ပါတယ်ဘယ်လိုလုပ်ခဲ့ပါဆိုတော့ line ပေါ်မှာ statement အရှိကြီးနဲ့ထုတ်ပြန်လို့မရဘူးလေကျွန်တော်တို့ပုံမှာပြန်လာဘယ်လိုနေထိုင်ရမယ်ဘယ်လိုတော့လင်းချရမယ်နေထိုင်ရမယ်ဆိုတော့ကျွန်တော်စာတူနဲ့ရေးရတာဟုတ်ဆိုတော့သူ့ရဲ့နောက်ခံ background သူ့ရဲ့အဆိုလိုရေးကိုနားမလည်ပဲနဲ့လိုက်ပေါ်မှာစိတ်ကကောင်းစီကိုကောက်တက်လိုက်တဲ့ခါကျတော့ဟော့ဖြစ်သွားတော့ပြောချင်တာပြင်းချင်းချင်းမှကိုလာကြည့်ပါအစင်မပြေတဲ့ချိုးရှိကောင်းရှိနေကျွန်တော်တို့ကလူများနဲ့အလုပ်လုပ်နေရတယ်ကျွန်တော်တို့ရဲ့ရဲပေါ်တွေဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးတောင်းရှိတဲ့ပုံတွေဖြစ်ဖြစ်တချို့ကိစ္စတွေကပုဂ္ဂိုလ်တွေဦးချင်းစီရဲ့ဆောင်ရွက်တဲ့အပိုင်းမှာအားနည်းချက်တရှိအောင်ရှိတယ်ဒါမဲ့တေချာတာကတော့ကျွန်တော်တို့မြေပြင်မှာဘာပြဿနာမှရှိချင်မှမရှိဘူးအားလုံးအဆင်ပြေနေတယ်အကောင်းဆုံးကျွန်တော်အဆင်ပြေနေတဲ့ဟာတွေရှိတယ်မပြေတဲ့ဟာလည်းရှိကောင်းရှိတယ်ဒါနဲ့အလုပ်လုပ်တဲ့ခါမှာကျွန်တော်ပြောချင်တာကတော့ဒီဟာ9သိန်းထဲမှာဝင်ရတယ်ဆိုတော့မဟုတ်ပါဘူးဒါမဲ့ကျွန်တော်တို့တတ်မှတ်ချက်တွေရှိတယ်ထဲနေရသားနဲ့တော်လှန်ရေးကိုစောစောပြောတယ်လို့ပေါ့ကိုအဆင်ပြေတော့ကစားတဲ့ပူပေါင်းဆိုတဲ့မဆာကစားကြောင်းဒီမှာကိုကြီးကိုပြင်ရည်ထားမယ်မျိုးချပြမှာအေးစစ်နဲ့စစ်ဆောင်ခဲ့တယ်ဆိုတော့ဒီလိုတွေကတအားအတန်ထွက်လာပြီးတော့ပေါ်ထဲမှာ international မမီတဲ့ပုဂ္ဂိုလ်တွေပြီးလို့ရှိရင်ကိုမှကျဲရှင်ကျဲရောက်တော့တော်လှန်ရေးကိုထောက်ပံ့နေတဲ့လူတွေဝက်ရှင်ဝက်ကလေးရောက်တော့အဲ့တော့ပိုင်းဆိုင်မှုမရှိဘူးဆိုရင်တော့မှတောင်ယာကိုပေါင်းတော့အားခယူပြီးတော့မှတော်လှန်ရေးကိုထောက်ပံ့နေတဲ့လူတွေကျွန်တော်ဘာမှမပြောဘူးဆိုတော့အနည်းဆုံးကတော့တခြားတော့မှစစ်ပေးဆောင်ရရင်နော်လေရင်ပုံမကြောက်ရတော့ဘူးလက်ကြီးမကြောက်ရတော့ဘူးထိုးစစ်လာမှမကြောက်ရတော့
ဒီလိုအဆင်ပြေနဲ့အဆင်ပြေလို့မဆိုလို့တာပဲဒီမင်းနှမျိုးနဲ့ပုံမှာနေတဲ့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခခံစားရတဲ့ဟာရဲ့ဆဲပုံတပုံတော့မှမမိပါဘူးအဲ့လိုအဲ့တော့ကျွန်တော်တို့အမျိုးမျိုးဝေဖန်နေတဲ့ပုံကိုပုတ်ခတ်နေတဲ့လူမင်းသားမျိုးမှာစစ်ပေးရှောင်နေပြီးတော့စစ်ပေးမြောင်ရတော့မှကိုယ့်ရွာမှာနေပြီးတော့အမြဲတမ်းကြောက်လန့်နေတဲ့စိတ်နဲ့တိတ်နေတဲ့စားနေတဲ့လူတွေရဲ့ဆင်းရဲဒုက္ခကိုဆဲပုံတပုံတော့မမိတော့ပါဘူးဆိုလိုကဒီမှာတကယ်ပေးဆက်ပြီးတော့လူမျိုးလောက်ဖို့ကိုမျိုးတန်လေရရှိရဲ့အတွက်အလုပ်ကြိုးစားနေတဲ့လူတွေကဘာမှအဲ့လောက်ကြီးမပြောကြပါဘူးဆိုတော့ဒါကနေရာမှာလဲတချို့ကိစ္စတွေကျွန်တော်တိုက်တဲ့ကောင်းစဉ်တက်လိုက်တဲ့ခါကျတော့ဖြစ်သွားတယ်ကိုနေဟိုကကျွန်တော်ဆက်ပြီးတော့ဟိုဖက်ကဆွတယ်စစ်ကောင်စီဖက်ကလည်းဆွတယ်နှစ်ဖွဲ့စလုံးကဆွခါကြတော့ဟို progress ဖြစ်သွားတော့ဆိုတော့ဒီဖြစ်ချင်းနေမှာအားလုံးအဆင်ပြေတဲ့လောက်ဖြစ်ပါတယ်လို့တချို့အခက်အခဲရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဘာပြဿနာမှရင်းနေချင်ကြီးမှမရှိဘူးကျွန်တော်တို့အကောင်းဆုံးတယ်ပဲဒီမှာဖြည့်ရှင်းပြီးတော့ငဲဆော်ပြီးတော့အလုပ်လုပ်နေပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အဓိကတော့ကျမတို့မြေပြင်မှာရှိတဲ့ပြည်သူတွေကနေပြီးတော့မှတော်လှန်ရေးရဲဘော်တွေနဲ့အတူရုန်းကန်ခဲ့တဲ့လေတာကလည်းရုန်းကန်ခဲ့တဲ့သူတွေကဒီဟာတွေနဲ့ပတ်သက်ပြီးတော့မှCDF မင်းတပ်ရဲ့လှုပ်ဆောင်မှုတွေကြီးညာချက်တွေအားလုံးနဲ့လုံးဝ complaint မရှိဘဲနဲ့တရားရရှိနေတာကိုသိရတဲ့အတွက်ကြောင့်မို့လို့ကျမတို့အဝေးမှာရောက်တဲ့ပြည်သူတွေအနေနဲ့အင်မတန်မှဝန်တာဂုဏ်ယူရပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့ချင်းမျိုးသားနေပေါ့နော်ဒီနေ့ချင်းမျိုးသားနေမှာဆိုလို့ရှိရင်တော့တော်တော်လေးကိုဒီပျော်ရွှင်စရာကောင်းတဲ့ပုံလေးတွေပေါ့နော်စက္ကစကင်းစင်ပြီးတော့မှချင်းမျိုးသားနေပြုလုပ်နေတဲ့ပုံရိပ်တွေတချို့ကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့ဒီမှာစစ်ချုံနဲ့အတူဒီ Zoom နဲ့မှာရှိတဲ့မိဘပြည်သူတွေရော live မှာရှိနေကြမိဘပြည်သူတွေနဲ့အတူကျမတို့ချင်းမျိုးသားနေပျော်ရွှင်စွာပြုလုပ်နေတဲ့ video clip လေးတစ်ခုကျမတို့အတူကြည့်အောင်ရှင်နော်မီဒီယာကနေတော့မှကျမတို့ technique ကြီးပြန်ပေးနေတဲ့အတွက်မြတ်တာရက်ခါပါတယ်ရှင်ဟုတ်ကဲ့ပျော်ရှင်ရှင်နဲ့စစ်ချုပ်ကိုယ်တိုင်ကပြနေတာကိုတွေ့ရတယ်နော်ရှင်မျိုးသားနေ့လေးအကြောင်းကိုပြောပြပါအောင်ရှင်မင်းတက်ရဲ့ရှင်မျိုးသားနေ့ဟုတ်ကဲ့ပါကျွန်တော်ဒီချင်းမျိုးသားတော့ခန်းခန်းနာတော့မချင်းပွားနေပေါ့ဒီအရင်ကဆိုရင်ကျွန်တော်တို့ပါတယ်အဲ့မှာခန်းခန်းနာနဲ့ဒီလိုတို့အားလုံးပူပေါင်းပါဝင်တဲ့ကိုယ့်ရဲ့မျိုးသားတွေကိုချင်းပွားနေကြတယ်ဒီနေ့မှာတော့ကိုယ့်ရဲ့ကြီးရွာအလိုက်ပေါ့ဒီကိုယ့်ရဲ့ကြီးရွာဒီမှာကိုယ့်ရဲ့တိုင်းရင်းအလိုက်လို့ပုံစံမျိုးကျွန်တော်တို့ချင်းပွားနေတယ်ပေါ့ဒါအရင်လေးချောင်းအတွေကဒီနေရာကျွန်တော်ဆိုရင်တိုက်ခိုက်မှုတွေရှိတယ်ဒီချောင်းအတွေနဲ့ကင်းထောက်တာပြီးလို့ရှိရင်ပုံချက်တာတွေရှိတဲ့အခါကျသူ့ဖြစ်ကတော့ပြည်သူထုလုံခြုံရေးပေါ့လေနော်ကျွန်တော်အားလုံးလုံခြုံရေးကိုဒီကရှေ့ရှုတာဖြစ်ပါတယ်ဆိုတော့ဒါအဲ့ခံစားချက်ကတော့တော်တော်လေးဘယ်လိုပြောမလဲမတူဘူးပေါ့လေဒီတော့ဆိုရင်တော့ကျွန်တော်လောလောလတ်ချင်းပါခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်အာနာရှင်တော့ပြန်အာနာသိမ်းပြီးအောက်ပါနေခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘွဲတစ်ခုခုချင်းပါလိုက်တယ်ဆိုရင်ကျွန်တော်တို့ပြန်မရသေးဘူးကျွန်တော်ရဲ့နေကျွန်တော်တက်လို့မပိုင်ရသေးဘူးဆိုတဲ့အတွေ့အကြုံဝင်လာအဲ့ဒါကြီးစိုးတာလေကျွန်တော်ဘာမှမပြောရှင်းလိုက်ရဒါပေမဲ့ကျွန်တော်တို့မျိုးကျွန်တော်ပြန်ရတယ်ကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ပြည်လူတို့အားလုံးလည်းရောက်ပြီဆိုတာကျွန်တော်သိလိုက်ရတဲ့အခါမှာတော့ဒီမှာတော့ပို့တော့ပုံရရတယ်ပြောရှင်းရတယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီအားလုံးအဲ့လိုပဲပြောရှင်းကြတယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်ဆိုတော့အခုကျွန်တော်တို့ချင်းပြည်နယ်တောင်ပိုင်းမှာလည်းအားလုံးလွတ်မြောက်နေပြီဆိုတော့အခုကျွန်တော်တို့ဖလမ်လဲပေါ့လေကျွန်တော်တို့တိုက်ဆိုင်ပဲဒီချင်းမျိုးသားနဲ့ဖြစ်ပေါ်လာဖို့တော့ပေါ့လေတမိုင်းတွေကိုပြန်ကြည့်ရတဲ့ခါကျရင်လည်းတူပါကမ်ပလက်ဆိုတာလည်းဒီချင်းမျိုးသားနဲ့ဖြစ်ပေါ်လာပုံရဲ့တမိုင်းတစ်ခုထဲမှာပါဆိုတော့အကြောင်းအရာတစ်ခုထဲမှာပါဆိုရင်အဲ့ကမ်ပလက်ကကျွန်တော်လွတ်မြောက်သွားပြီနောက်တစ်ခုဖလမ်ပေါ့ဖလမ်ဆိုရင်လည်းအခုကျွန်တော်တို့ပြင်းထန်တဲ့ထိုးစစ်တွေကျွန်တော်တို့လုပ်နေတယ်ဆိုတော့ကျွန်တော်တို့လွတ်မြောက်ဖို့အတွက်လက်တကမ်းလိုမှရှိဆိုတော့ဒါကတော့ဘယ်လိုပြောမလဲဒီချင်း
သားရဲ့အနှစ်သာရကိုပို့ပြီးတော့ပြည့်ဝစေတယ်ကျွန်တော်ဆိုဒီမေတ္တာဆိုရင်လည်းဒီချင်းမျိုးသားနေ့ဖြစ်ပေါ်လာရတဲ့အတိကအကြောင်းရင်းကောင်းဆောင်တွေရဲ့အထဲမှာပါတယ်ပေါ့လေဒီချင်းမေတ္တာမျိုးနယ်ဆိုရင်လည်းဆိုတော့ဒီမေတ္တာမျိုးနယ်လည်းလွတ်မြောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီချင်းမျိုးသားနေ့ဖြစ်ပေါ်လာရတဲ့အကြောင်းအရာတွေထဲမှာကျွန်တော်တို့စွမ်းဆောင်ခဲ့ကြတဲ့ပုဂ္ဂိုလ်ကြီးတွေကောင်းဆောင်ကြီးတွေရဲ့သူတို့ရဲ့ဘယ်လိုပြောမလဲသူတို့ရဲ့ပေးဆက်ခဲ့တဲ့အနှစ်သာရတွေပေါ့လေဒါဟာဒီကျွန်တော်တို့ဒီနှစ်မှာပြန်ပြီးတော့ခံစားရတယ်ပေါ့အဲ့ဒါကြောင့်လည်းပို့ပြီးတော့ထူးထူးခြားခြားတော့ကျွန်တော်တို့ပို့ပြီးတော့ခံစားရတယ်ဆိုတော့နောက်ဆိုရင်လည်းဒီတိန်တို့ပါလို့ဆိုရင်လည်းမကြခင်မှာလွတ်မြောက်နိုင်အောင်လည်းကျွန်တော်တို့စူးစမ်းသွားဖို့ရှိပါတယ်နောက်2026ကြရင်ကျွန်တော်ချင်းပြည်တစ်ခုလုံးလွတ်မြောက်ပြီးတော့နော်စာကားစာလုံးဝကင်းစင်ပြီးတော့အားလုံးငင်းချမ်းရေးလည်းရှိရမယ်စီလုံးမှုလည်းရှိရမယ်စာကားစာလည်းကင်းစင်ရတယ်ချင်းအမျိုးသားနေ့ကိုကျွန်တော်ပြန်ပြီးတော့ကျင်းပနိုင်မယ်လို့လည်းကျွန်တော်တို့ကတော့ဆန္ဒပြုပါတယ်လို့ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ခုကကြတော့ကျမတို့တော်လိုင်းရေးအလွန်မှာပေါ့နော် Mindet CDF ကနဲ့ပေါ့နော် CB ကိုပေါ့နော် Security Sector Reform တွေကိုဘယ်လိုပါဝင်စီရှင်တယ်လဲဘယ်လိုရောမျှော်မှန်းထားပါတယ်လဲစီချုပ်အနေနဲ့ဟုတ်ကဲ့ပါဒါကတော့ဒီထောင်စုနဲ့လဲသက်ဆိုင်သွားတာပေါ့လေကျွန်တော်တို့ကတော့ရည်မှန်းချက်ဆိုတာတက်ပေါ့ကျွန်တော်တို့လုပ်ကိုလုပ်ရမယ်အပိုင်းရှိပါတယ်ဆိုတော့တခြားလူမျိုးကအမခံချက်ပေးတဲ့ဟာကဘယ်လောက်အထိအမခံချက်ရှိမလဲကျွန်တော်တို့အမခံချက်ရှိအောင်ဒီဆောက်ဖို့လိုတယ်ကျွန်တော်တို့အမခံနိုင်မှကျွန်တော်တို့ကိုကြမှာကိုဖန်တီးနိုင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြည်ထောင်စုမှာဘူပေါင်းဆောင်ရွက်တဲ့အခါမှာလေကျွန်တော်တို့ရဲ့လူမျိုးကျွန်တော်တို့လူမျိုးကျွန်တော်တို့ပြည်ထောင်စုကိုကာကွယ်ပေးမဲ့လက်နက်ကကျွန်တော်မရှိရဘူးဒါတော့ကျွန်တော်တို့ရဲ့လက်ရှိစဉ်းစားချက်ပေါ့ဒီဒါပြည်ထောင်စုကိုဘယ်လိုဖွဲ့စည်းတည်ဆောက်ကြမလဲပြည်ထောင်စုရဲ့လုံခြုံရေးတွေကာကွယ်ရေးဆိုင်ရာကိစ္စတွေကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့အပေါ်မှာလည်းအများကြီးတော့မူတည်သွားလိမ့်မယ်ဒါပေမဲ့တေချာတာကတော့ကျွန်တော်တို့လူမျိုးရှိနေတဲ့ကျွန်တော်တို့လူမျိုးတခြားလူမျိုးရဲ့အနိုင်ကျင့်မှုတခြားအုပ်စုတွေရဲ့ဖိနှိပ်မှုမခံစားရအောင်ကာကွယ်ဖို့အတွက်ကတော့ကျွန်တော်တို့ဆက်ပြီးတော့ခြေတက်သွားမှာဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့လူမျိုးကိုချစ်တယ်လို့ပြောတဲ့အနေအမှာအထူးသဖြင့်ကျွန်တော်တို့ချင်းလူမျိုးတွေကတခြားလူမျိုးကိုမုန်းနေရတာကကိုယ့်လူမျိုးကိုချစ်တယ်လို့ယူဆတဲ့ပုံကိုယ်ရှိတယ်ကျွန်တော်တို့ကကိုယ့်လူမျိုးကိုချစ်တယ်ဆိုတာကတခြားလူမျိုးတွေနဲ့တဟဇာတာဖြစ်အောင်နေထိုင်ရေးကိုဆိုလိုတာဖြစ်တယ်တခြားလူမျိုးတွေနဲ့လည်းလက်တွဲနိုင်ရမယ်ကိုယ့်လူမျိုးကိုလည်းချစ်ရမယ်ကိုယ့်လူမျိုးကိုချစ်တာဒီတခြားလူမျိုးအတွက်အနှောက်အယှက်မဖြစ်ရဘူးတခြားလူမျိုးကိုဖိနှိပ်ဖို့တော့မဟုတ်ဘူးတခြားလူမျိုးကိုအနိုင်ကျင့်ပူကြဖို့တော့မဟုတ်ဘူးဆိုတော့ကျွန်တော်တို့လူမျိုးကိုကာကွယ်ပေးနိုင်မဲ့ကျွန်တော်တို့လူမျိုးကိုကာကွယ်တဲ့တတ်တစ်ခုကိုရှိဖို့အတွက်လည်းကျွန်တော်ကြိုးစားနေတဲ့အနေအထားဖြစ်ပါတယ်ထိုနည်းတူပဲအဲ့ကျွန်တော်လူမျိုးကိုကာကွယ်ရုံသာမကဘဲနဲ့ဒီထောင်စုကြီးကိုလည်းကာကွယ်ပေးတဲ့တပ်ဖြစ်ဖို့အတွက်လည်းကျွန်တော်ပူပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတော့အဲ့နှစ်ပိုင်းနဲ့သွားဖို့ပေါ့လေစောစောပြောသလိုပဲဒီထောင်စုကဘယ်တော့အပိုင်မှမဟုတ်ဘူးကျွန်တော်တို့အားလုံးရဲ့အပိုင်ဖြစ်တယ်ဒီထောင်စုကိုကာကွယ်ဆောင်ရှောက်မဲ့တာဝန်ကလည်းကျွန်တော်တို့နဲ့လည်းသက်ဆိုင်တယ်ထိုနည်းတူပဲကိုလူမျိုးကိုကိုဒေသအတွင်းမှာကိုပြည်နယ်အတွင်းမှာကိုရဲ့အုပ်ချုပ်နယ်မြေအတွင်းမှာကိုကာကွယ်ဖို့အတွက်ပေါ့လေတရားဥပဒေစိုးမိုးရေးကိစ္စတွေမှာတော်လကောင်းတခြားလုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော်လကောင်းပေါ့ကျွန်တော်အာမခံချက်ပေးနိုင်တဲ့တပ်တစ်ခုဖြစ်ဖို့တော့ကတော့ကျွန်တော်စဉ်းစားပြီးတော့ဒီ software ကြဖို့တော့လိုအပ်တယ်အဲ့ဒါကြောင့်ဒါနှစ်ပိုင်းပေါ့လေနော်ကျွန်တော်တို့ကတော့နှစ်ပိုင်းနေနဲ့မြင်မယ်တချို့တွေကတော့ပြောကြတာပေါ့ကျွန်တော်တော်လှန်ရေးစတော့ကဆိုရင်ဒီမျိုးတော်လှန်ရေးနဲ့ပေါ်ဖော်လာတဲ့ဟာကလေးတွေကနှစ်နှစ်လောက်ဆိုရင်ပျောက်သွားမှာပါဒါပြီးလို့ရှိရင်ကျွန်တော်တို့ကဘာတမတော်ကြီးပေါ့သူတို့ကတော့ဒီ defense force အဆင့်တွေပဲဒီဟာတွေကပျောက်တော့မှမကြခင်ပျောက်တော့ကျွန်တော်အိမ်မက်မှာပျောက်ဖို့တော့မဟုတ်ဘူးဆိုလိုတာကကျွန်တော်
ကျွန်တော်တို့လူမျိုးကိုကာကွယ်ပေးနိုင်တယ်ကျွန်တော်တို့လူမျိုးအတွက်အာမခံချက်ပေးတဲ့ဓာတ်တစ်ခုဖြစ်လာဖို့အတွက်ဒီထက်ပိုပြီးတော့အင်အားရှိအောင်တောင်းတင်းအောင်စီစီကန်းစနစ်တည်လိုက်နာရမယ်ကျင့်ဝတ်တည်ရှိတဲ့တပ်ဖြစ်လာရမယ်အမိန့်နာခံမှုရှိတဲ့တပ်ဖြစ်မယ်ဒါတွေနဲ့စီစီကန်းဥပဒေကိုတိတိကျကျမှန်ကန်ကန်လိုက်နာတဲ့တပ်ဖြစ်ဖို့တော့ပေါ့ဒီဒါကိုကျွန်တော်ဆက်ပြီးဆောင်သွားဖို့ရှိတယ်ဒီထုံစုအတွင်းမှာမိချင်းနေမိတဲ့တိုင်ကြတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံအားလုံးလည်းတဟဇာတာဖြစ်ပြီးတော့ကျွန်တော်အကျိုးကိုလည်းကာကွယ်ပေးနိုင်တဲ့တပ်တစ်ခုဖြစ်ဖို့တော့ကျွန်တော်ပြောမှတော့တူလက်တွဲတော့ပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်ပြောမှထားပါတယ်ဗျဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကျမတို့ဒီတော်လန်ရေးအတွင်းမှာပေါ့နော်အတွင်းမှာရောအခုချိန်မှာတော်လန်ရေးကနေပြီးတော့ဆက်ပြီးတော့မှအားလုံးကတော်လန်နေကြတဲ့အချိန်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်လန်ရေးအလွန်ကာလကောရှင်းပြည်သူလူထုကိုပေါ့နော်နိုင်ငံရေးပဲဖြစ်ဖြစ်ပေါ့နော်ဘာတွေကိုအပြောင်းအလဲပေါ့နော်စစ်ရှုပ်အနေနဲ့လုပ်ပေးရှင်လဲပြီးတော့ကောကျမတို့ချင်းပြည်သူလူထုဟာဘာတွေကိုပြောင်းလဲတင်ပါတယ်လဲရှင်အတိကပြောရရင်တော့ကျွန်တော်တို့ပြည်သူလူထုမပြောင်းလဲခင်ကျွန်တော်တို့ဥဆောင်နေတဲ့လူတွေပြောင်းလဲဖို့အဲ့ဒါမှကျွန်တော်တို့ကကောင်းတဲ့စနစ်တစ်ခုကိုကျွန်တော်တို့ရွေးနေမှာပေါ့လေတော်တော်များများကပြည်သူတို့ပြောင်းလဲစီစီကြတယ်ကျွန်တော်တို့တော်လည်းကိုဒီတာဝန်ယူပြီးတော့ဥဆောင်တဲ့နေရာမှာရောက်နေတဲ့ပုံကအတွေ့အကြုံမပြောင်းလဲဘူးဖြစ်နေကျွန်တော်တို့အခုလူမျိုးကိုချစ်တာတခြားလူမျိုးကိုမုန်းနိုင်မှဥပမာကျွန်တော်ချင်းဖြစ်နေပါကိုမုန်းနိုင်မှရှမ်းကိုမုန်းနိုင်မှကျွန်တော်လူမျိုးကိုကျွန်တော်ချစ်ကြောက်တက်ပြလာအဲ့လိုယူဆတယ်ကြီးစိုးနေတယ်ကျွန်တော်ချင်းပြီးတော့မျိုးနွယ်စုကျွန်တော်ကဥပမာချိုးစုကျွန်တော်ကချိုးဥပမာတို့မျိုးကျွန်တော်တို့မုန်းနိုင်မုန်းမှာပဲကျွန်တော်ချိုးကိုကျွန်တော်ချစ်ကြောက်တက်ပြလာဖြစ်တယ်ကျွန်တော်ဟုတ် live ကျွန်တော်မုန်းမှာကျွန်တော်လူမျိုးကိုကျွန်တော်ချစ်ကြောင်းတက်ပြရရောက်တယ်ဆိုတော့အဲ့ဒီအဲ့ဒီ mindset အတွေးခေါ်ပြီးကျွန်တော်တောင်းလဲဖြစ်ဖို့လိုကိုလူမျိုးကိုချစ်တာကတခြားမျိုးနွယ်စုဥပမာကျွန်တော်ချစ်နေခြင်း level အဆင့်မှာကျွန်တော်အားလုံးငင်းချမ်းချမ်းနဲ့ရှိဖို့လိုတယ်ဆိုရင်ကျွန်တော်ရဲ့မျိုးနွယ်စုအဆင့်မှာကျွန်တော်ရဲ့အတွေးခေါ်ပြီးတောင်းလဲဖြစ်ဖို့လိုအဲ့တော့မှလည်းကျွန်တော်တို့ကပြည်ဆောင်စုအဆင့်မှာလည်းကျန်တဲ့တိုင်းသားတွေနော်ကျွန်တော်တို့မြန်မာအပေါင်းတိုင်းသားအားလုံးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ဆိုတော့ကျွန်တော်ကောင်းဆောင်တွေကတော့ကနဦးအတွေးခေါ်ပြီးတောင်းလဲဖို့လိုတယ်တော်လည်းနင်းနာတွေကိုလည်းကျွန်တော်တောင်းလဲဖို့တိုးတက်တဲ့ချင်းလူမျိုးတိုးတက်တဲ့ချင်းပြည်တစ်ခုကိုတည်ဆောက်ဖို့တော့ဆိုရင်တော့လက်ရှိကျွန်တော်တာဝန်ယူနေတဲ့လူတွေကအတွေးခေါ်ပြောင်းလဲဖို့လိုတယ်ပြီးလို့ရှိရင်ပြည်သူလူထုကိုအမုန်းတရားကျေးဇူးတော်ဆိုတော့လိန်ပြီးတော့ပြည်ရတဲ့တဲ့လူထုလိန်ပြီးတော့ကျွန်တော်ကြုံရတဲ့ရှိပါလုံးဝဘယ်သူရတော့မကောင်းပါဘူးဘယ်ဟာတွေမကောင်းပါဘူးကျွန်တော်တို့လည်းလူငယ်တွေကြားထဲမှာဘယ်ပါတီမကောင်းဘယ်ဟာတွေတော့မကောင်းဘူးလို့ပဲအချင်းချင်းပြန်တွေးတဲ့အချိန်ကျတော့နေပြန်တယ်ဆိုတော့ဒီမှာတော်လှန်ရေးလုပ်နေတဲ့လူငယ်တွေကကြတော့ဘယ်လိုလုပ်အောင်မှမသိတဲ့လူငယ်တွေလမ်းပြောင်းနေတဲ့လူငယ်တွေအများကြီးရှိဆိုတော့ဆိုလိုတာကတော့ကျွန်တော်တို့ပြည်သူလူထုကိုလည်းမှန်ကန်တဲ့ညီလန်းနဲ့ကျွန်တော်ဥဆောင်ဖို့လိုတယ်အထူးသဖြင့်လူမျိုးရေးပြိပက္ခတွေမရှိဘူးပေါ့နော်ပမာနဲ့ခါဖြစ်လို့မရဘူးရခိုင်နဲ့ပြိပက္ခဖြစ်လို့မရဘူးရှမ်းနဲ့ကချင်နဲ့ကျန်တဲ့တိုင်းရင်းသားအားလုံးနဲ့ကျွန်တော်ပြိပက္ခဖြစ်နေလို့မရဘူးအဲ့ဒါကိုကျွန်တော်နားလည်ပြီးတော့ပြည်သူလူထုကလည်းဒီအတွေးအခေါ်တွေလက်ခံလာအောင်ကျွန်တော်စဉ်းစားရအထူးသဖြင့်ကျွန်တော်ချင်းလူမျိုးတွေဆိုရင်ကိုတောင်ရကိုလုတ်ခဲ့တဲ့လူတွေဟိုအရင်ကဆိုရင်ကိုတောင်ရပဲကိုလုတ်တယ်ဘယ်သူမှမိကိုစရာမလိုဘူးကျွန်တော်တို့တောင်ရမှာဆိုရင်ဥပမာဖယုံသေးလက်ထွက်မယ်စဘာထွက်မယ်ငရုတ်သေးလက်ထွက်မယ်ဟင်းသီးဟင်းရအစုံဆိုင်တယ်အစုံစားတယ်ဆိုတော့တခြားတောင်ရကပုဂ္ဂိုလ်ကိုကျွန်တော်တို့အမိကိုပြုတ်စရာမလိုဘူးကိုတောင်ရနဲ့ကိုကြေးရွာနဲ့ကိုတခြားကြေးရွာနဲ့ကိုလူဆက်ဆံစရာလည်းတိတ်မလိုဘူးကျွန်တော်ရွာမှာစားစရာရှိတယ်ကျွန်တော်ဒေသမှာအစုံထွက်တယ်ဆိုတော့တိတ်ပြီးတော့လေနေချက်ပြီးတော့မစင်းစားတော့အတွေးကိုလည်းမချက်နိုင်ဘူးဆိုတဲ့အခါကျတော့အဲ့ဒီလူတွေကိုမှန်တယ်မင်းတို့အဲ့လိုနေတာမှန်တယ်ဒါမှမျိုးချစ်กว่าဒါမှမင်းတို့ချင်းလူမျိုးချစ်တာမှန်တယ်กว่าဆိုတဲ့
အတွေးခေါ်တွေအခုအချိန်ထိပညာတတ်အတိုင်းဝိုင်းတွေရိုက်သွင်းချင်းခံနေရတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်ပြောင်းလဲပြီးတော့ပြည်သူလူထုကလည်းအပြောင်းအလဲပေါ့လေအားလုံးနဲ့တဟဇာတဖြစ်ပြီးတော့အကျိုးစီးပွားအပြန်လှန်မှီခိုတဲ့စနစ်တစ်ခုဖြစ်ဖို့တော့လည်းကျွန်တော်ပြန်ပြီးတော့တိဆောက်ဖို့လိုတယ်အဲ့ဒါမှမြို့နယ်စုတစ်ခုနဲ့တစ်ခုကလည်းကုလူဆက်ဆံမှုပို့ပြီးတော့ကောင်းလာမယ်လမ်းပဆက်တော်ကြီးတွေလည်းအတိကကြတယ်ပေါ့လေအဲ့ဒါကြောင့်ကျွန်တော်စနစ်တစ်ခုအတွေးအခေါ်ကိုပြောင်းလဲရမယ်ကျွန်တော်တို့ကိုယ်တိုင်အတွေးခေါ်ပြောင်းလဲပြီးတော့ပြည်သူလူထုရဲ့အတွေးခေါ်ပြောင်းလဲရင်တော့ကျွန်တော်ချင်းလူမျိုးတွေစီလုံးမယ်ချင်းလူမျိုးတွေရဲ့အနာဂတ်ချင်းပြည်ရဲ့အနာဂတ်ကလည်းအင်မရာမတောက်ပမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့ခေါင်းဆောင်ပိုင်းတွေကနေပြီးတော့မှကျမတို့အနာဂတ်ပြည်သူလူထုတွေအတွက်ပေါ့နော်ဒီနံပါတ်1ကတော့ဆရာနာရှင်လက်ကလွတ်မြောက်ဖို့ရန်အတွက်ပေါ့နော်ခေါင်းဆောင်ပိုင်းတွေအနေနဲ့အပြန်ဆုံးပြောင်းလဲနိုင်ပြီးတော့မှကျမတို့နောက် generation တွေအတွက်ပေါ့နော်ကောင်းမွန်သောဒီစိုက်ပျိုးမှုတွေဖော်ဆောင်နိုင်ဖို့ရန်အတွက်လည်းအများကြီးမျှော်လင့်ပါတယ်ရှင်ဆက်လက်ပြီးတော့မှပေါ့နော်ကျမတို့မေးရှင်တဲ့ဥစ္စာလေးကတော့ဒါကတော့တော်လိုင်းရေးကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ခက်ခဲတွေကြားထဲကနေပြီးတော့မှအထူးသဖြင့်ခေါင်းဆောင်ပိုင်းတွေကဆိုလို့ရှိရင်လည်းတော်တော်လေးကိုစိတ်ဖိစီးမှုတွေအများကြီးဖက်ကနေပြီးတော့မှကြုံတွေ့ရမယ်လို့ကျမတို့အနေနဲ့ယုံကြည်ပါတယ်ပေါ့နော်စစ်ချုပ်အနေနဲ့ဒီစိတ်သက်အကြဆုံးအချိန်တွေကပေါ့နော်ဘယ်အချိန်ဖြစ်မလဲဘယ်လိုမျိုးခွန်အားယူပြီးတော့မှဒီကာလတွေကိုကြော်ဖြတ်လဲဆိုတာကိုပြောပြလို့ရမလားရှင်ဟုတ်ကဲ့ပါစိတ်တကြမှုတွေတော့ကြုံခဲ့ရတာပေါ့ဒါပေမဲ့ကျွန်တော်တို့တေချာပြန်ချင်းစဉ်းစားကြည့်လိုက်ရင်ကျွန်တော်တို့ရဲပေါ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကခွန်အားပြန်ဖြစ်တယ်ဒီလူငယ်တွေအေးအေးဆေးဆေးပဲနေခဲ့တဲ့လူငယ်တွေပြောရရင်အိမ်မှာပကံတော်မစီးဘူးတဲ့လူငယ်လေးတွေမိဘရဲ့အလိုလိုက်မှုကိုခံစားခဲ့ရတယ်ကိုဟာနဲ့ကိုအေးအေးချမ်းချမ်းကြောင်းတက်ခဲ့တဲ့ကလေးတွေကဒီကလေးတွေတော့မှဒီလူငယ်လေးတွေကတနတ်ကိုထမ်းပြီးတော့ဒီအာနာရှင်ကိုတော်လှန်ဖို့အတွက်သူတို့ရဲ့ဘဝတစ်ခုလုံးကိုပေးဆက်နေကြတယ်သူတို့တော့မှစိတ်ကမကြဘူးဆိုတော့ကျွန်တော်တို့ပါစိတ်တကြရှိစဒီလူငယ်တွေကိုဒီလူရဲပေါ်တွေကိုကျွန်တော်တို့ပိုင်ဆိုင်ထားတယ်ပေါ့လေဒါကတော့ပထမအချက်ပေါ့ဒုတိယအချက်အနေနဲ့ကြည့်လိုက်ပါကြီးရွာတိုင်းပါဆင်းရဲဒုက္ခပြီးတော့ကုန်စည်နှုန်းရဲ့အစမတန်5ဆ6ဆဒီကြီးမြင့်မှုတွေခံစားနေရတဲ့ပြည်သူတွေရှိတယ်အဲ့ဒီပြည်သူတွေကတော့မှညည်းချိန်မရဘူးဘဝအတွက်ရုန်းကန်နေကြတယ်ညည်းချိန်မရကြဘူးကျွန်တော်တို့ကညည်းခွင့်မရှိဘူးအဲ့ဒါကြောင့်ဒီပြည်သူတွေထုကျွန်တော်တို့ပိုင်ဆိုင်ထားတယ်ဒီလုံးဆင်းရဲဒုက္ခကြက်တဲနေတာတော့မှကျွန်တော်တို့ကိုရပ်တည်ပေးပြီးတော့ပံ့ပိုးပေးကြတယ်ဒီအာနာရှင်ပြုတ်ကြမှဖြစ်မယ်ဆိုတော့သူတို့ရဲ့ရပ်တည်ချက်ကိုကျွန်တော်ကြည့်ပြီးတော့ခွန်အားပြန်ယူရတယ်ဆိုတော့အဲ့ဒါတွေကတော့ကျွန်တော်တို့အတိကတော်လှန်ရေးကိုဆက်ပြီးတော့ခွန်အားနဲ့လုံနိုင်ဖို့အတွက်ခွန်အားပေးတဲ့အရာတွေဖြစ်တယ်ဥပမာကျွန်တော်တို့ကြာဆုံးရဲပေါ်တွေကျွန်တော်အမြဲတမ်းကြုံရတယ်ပေါ့လေတော်လှန်ရေးလုပ်တယ်လက်နဲ့ကင်တော်လှန်ရေးဖြစ်တဲ့ခါကျတော့တိုက်ပွဲတွေရှိတယ်တိုက်ပွဲကြုံတိုင်းမှာကျွန်တော်တို့ရဲ့ရဲပေါ်တွေကြာဆုံးတာတွေတန်ရာရတွေရှိဆိုရင်ကြာဆုံးရဲပေါ်တယောက်ရှိတိုင်းရှိတယ်ကျွန်တော်ချင်းနေရကြတော့ကိုယ့်ရဲ့ဒီတက်ပေါ်ဒီပေါ့လေဒါကိုပြန်ပြီးတော့လိုချင်ကြတယ်မိသားစုတိုင်းကဒါပေမဲ့အဲ့ဒီတက်ပေါ်ဒီကျွန်တော်မိသားစုစီကိုပြန်အပ်တဲ့အချိန်မှာတော်တော်များများပြောတဲ့စကားကမိဘတွေပြောတဲ့စကားဒီတိုက်ပွဲကိုနိုင်အောင်ပဲတိုက်ပေးပါဂျင်းတ်တယ်ကျွန်တော်တို့စီကဘာမှမတောင်းဆိုဘူးသူတို့ဒီတိုက်ပွဲကိုနိုင်အောင်တိုက်ပေးပါကျွန်တော်တို့ဂျင်းတ်တယ်ကုန်လဲယူတယ်ဒီတိုက်ပွဲမှာမြင့်မြတ်စွာကြာဆုံးတဲ့ကျွန်တော်ပုံယူတယ်နိုင်အောင်တိုက်ပေးပါဆိုရဲအဲ့ဒီခွန်အားတွေကကျွန်တော်တို့အတွက်အင်မရမကြီးမားတဲ့ခွန်အားတွေဖြစ်စီသူတို့ရဲ့နားလည်မှုပေးမှုဒီတော်လှန်ရေးကိုသူတို့ပြည်သူလူထုကိုယ်တိုင်ကအဲ့လောက်နစ်မြုပ်ပြီးတော့အားပေးထောက်ခံနေတယ်လဲဆိုတဲ့အားတွေကကျွန်တော်ကိုအင်မရမခွန်အားဖြစ်စီတယ်ကျန်တဲ့ဒီအသေးဖွဲကိစ္စတွေမှာကျွန်တော်စိတ်မခံစားတော့ဘူးဘယ်သူဘယ်လိုပဲပြောနေပါစေကျွန်တော်အဲ့ဒါတွေကိုဂယုမဆိုင်နိုင်တော့ဘူးဂယုစိုက်ချိန်လဲမရတော့ဘူးကျွန်တော်အတွက်ကျွန်တော်တို့ခွန်အားတွေပေးနေတဲ့ဒီမိသားစုတွေရှိတယ်ပြည်သူတွေရှိတယ်ရဲပေါ်တွေရှိတယ်အဲ့ဒါတွေနဲ့ပဲကျွန်တော်တို့ကတော့ဒီဒေါ်လာရေးကိုဆက်ပြီးတော့အားကျုံးမှတန်းနဲ့လုပ်နေတဲ့အနေထားဖြစ်စီတာပေါ့ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်နောက်တစ်ခုကကြတော့ကျမတို့ဒီပြည်သူလူထုကနေပြီးတော့မှာပေါ့အခုချင်းညင်အောင်ရဲ့ဒီလွတ်မြောက်မှုအတွက်ပေါ့နော်ဒီကျမတို့လိုရှင်တဲ့စိတ်ဒီဇွဲလုံးလဝရိယတွေကိုအတိမတ်ပြုလာတဲ့အပြင်ပေါ့နော်ကျမတို့ဒီ
နိုင်ငံရေးပိုင်းမှာပဲဖြစ်ဖြစ်စီရေးပိုင်းမှာပဲဖြစ်ဖြစ်အများပြည်သူကလက်ခံလာတာကိုလည်းတွေ့ရတယ်ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်လည်းမိဘပြည်သူတွေကတိနိုင်ဖွင့်ရန်အတွက်ချင်းညီနောင်ရဲ့နောက်ဆုံး update နဲ့ပေါ့နော်နောက်ဆုံးအနေနဲ့ဒီချင်းပြည်မြောက်ပိုင်းနောက်ဆုံး line အတွက်ကိုရောမိဘပြည်သူတွေကပါဝင်ပေးဖို့ရန်တိုက်တွန်းရင်းနဲ့နှုတ်ဆက်စကားအနေနဲ့ပြောပြလို့ရမလားရှင်ဟုတ်ကဲ့ပါဒီစောစောကျွန်တော်ပြောသလိုဒီတော်လှန်ရေးဟာကျွန်တော်တို့ကိုယ်တိုင်လုံးမှပဲအောင်မြင်မဲ့တော်လှန်ရေးဖြစ်တယ်ကုလသမဂ္ဂကလည်းကျွန်တော်တို့ကိုလာလို့ပေးနိုင်မဟုတ်ဘူးအမေရိကန်ကလည်းကျွန်တော်တို့ကိုလာလို့ပေးနိုင်မှာဒီပရဲ့ဟိုအားကြီးကကျွန်တော်တို့အတွက်မဟုတ်ဘဲနဲ့စစ်ကောင်စီဖက်မှာပဲပို့ပြီးတော့အားသာစီတဲ့အရာတွေအများကြီးကျွန်တော်တို့တွေ့နေရတယ်ပေါ့ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကြိုးစားအားထုတ်မှဖြစ်မယ်စောစောဒီစစ်ချုပ်ကလည်းပြောတယ်လို့ပေါ့မြေပြင်မှာအသက်ကိုယ်တော်ပဒါနမထားဘဲနဲ့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေရှိတယ်ဆိုတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေထဲကတချို့တဝက်ကိုဒီဒေါ်လာရဲ့အတွက်လှူတာမဟုတ်ဘူးပေးကိုပေးရမယ့်တာဝန်ဖြစ်ကိုပေးရမယ့်တာဝန်ကိုထမ်းဆောင်ခြင်းကတခြားလူတွေကဘဝတွေခန္ဓာတွေအသက်တွေပေးဆက်နေတဲ့လူတွေထက်အများကြီးတက်တာပါတယ်ဆိုတော့ကျွန်တော်တို့အာဏာရှင်ပြုတ်ကြမှာဖြစ်တယ်ကျွန်တော်တို့လူမျိုးအခွင့်အရေးကျွန်တော်ချင်းလူမျိုးအခွင့်အရေးရချင်တယ်အာဏာရှင်နဲ့သွားတောင်းကြည့်လေဘာမှမရဘူးဘာမှလည်းပေးမှာမဟုတ်ဘူးခဏလောက်နှစ်သိမ့်စုကတော့ပေးကောင်းပေးလိမ့်မယ်ခဏနှစ်သိမ့်ပေးမယ်ဒါပေမဲ့တကယ်နှစ်သာရရှိတဲ့လွတ်လပ်ခွင့်ကျွန်တော်ရမှာမဟုတ်ဘူးအခွင့်အရေးတွေရမှာမဟုတ်ဆိုလိုတာကကောင်းသလားဒီအာဏာရှင်စနစ်ကဒီအာဏာရှင်စနစ်မကောင်းဘူးဒီအုပ်ချုပ်မှုရန်တရားမကောင်းဘူးဒီစစ်တပ်ကမကောင်းဘူးဆိုရင်ပါလို့ရမလဲသူ့ကိုမြေလှန်ပစ်ဖို့လိုတယ်ဒီတိုင်းပြည်မှာသူ့ကိုမထားမှဒီနိုင်ငံမှာဒီအကြမ်းဖက်ကြီးစိုးနေတဲ့စစ်အာဏာရှင်စနစ်ကိုကျွန်တော်ဖြုတ်ချမှရမယ်ဆိုတဲ့အတွေးကိုပြည်သူတိုင်းကအဲ့ဒီအတွေးကိုလက်ခံဖို့လိုအခုကျွန်တော်တို့အေးစင်းနေနေတာပဲခဏပဲအေးစင်းနေရလိမ့်မယ်ကြာကြာအေးစင်းနေမယ်မထင်နဲ့အခုအချိန်မှာဥပမာကျွန်တော်မင်းတပ်မှာထားပါတော့ကျွန်တော်မင်းတပ်မှာစကားစောက်မတော်လှန်ပဲကျွန်တော်မျိုးပြတ်မှာကြောက်လို့ကျွန်တော်တို့လူမျိုးကိုဘာမှလုပ်တာလည်းမဟုတ်သေးဘူးအေးစစ်စစ်နေမယ်လို့ကျွန်တော်နေလို့နေကောင်းရလိမ့်မယ်ဒါမဲ့မကြဘူးခမည်းရဲ့ကျွန်တော်တို့ရဲ့အိမ်တကားဝမှာနှိမ့်ဆက်ဖို့အတွက်စောင့်ဘယ်တော့မှများအာဏာရှင်စနစ်အောက်မှာကျွန်တော်ဘာသာရေးလွတ်လပ်ခွင့်ရှိဖို့လို့လေတမိုင်းကိုပြန်ကြည့်လဲကျွန်တော်ချင်းမှာဆိုရင်အများဆုံးကခရိယန်ကျွန်တော်တို့ခရိယန်ဒီကဒီအာဏာရှင်စနစ်အောက်မှာလွတ်လပ်စွာကိုးကွယ်ခွင့်ရှိဖို့သလားကျွန်တော်တို့လွတ်လပ်စကားပြောဆိုခွင့်ရှိခဲ့ဖို့သလားမရှိဘူးဆိုရင်ကျွန်တော်တို့အဲ့ဒီလွတ်လပ်ခွင့်ကျွန်တော်တို့လိုချင်တယ်လွတ်လပ်နဲ့ကျွန်တော်တို့ဖရာသခင်ကိုကိုးကွယ်ချင်တယ်လွတ်လပ်နဲ့ဘာသာရေးလုပ်ငန်းတွေကျွန်တော်တို့ဆောင်ရွက်ချင်တယ်ဆိုရင်အဲ့ဒီဟာတွေကိုအမြဲတမ်းဒါစီပိတ်ပင်နေတဲ့ရန်တရားကိုကျွန်တော်တို့ဖြိုဖျက်ဖို့လိုဒီစနစ်ဆိုးကိုကျွန်တော်တို့တော်လှန်ဖို့လိုတာမှပဲကျွန်တော်တို့အောင်မြင်တဲ့အနာဂတ်ကိုဖန်တီးနိုင်အခုချိန်မှာကျွန်တော်တို့ကြောက်လန့်နေမယ်ကျွန်တော်တို့တေမှာကြောက်နေမယ်တခုခုပြည့်စည်မှာကြောက်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့လာမဲ့အနာဂတ်မျိုးဆက်တစ်ခုလုံးကတော့ကျွန်တော်တို့ထပ်ပို့ပြီးတော့ကြောက်စရာကောင်းတဲ့အာဏာရှင်နဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုတော့ကျွန်တော်အခုလုပ်နေတာကကျွန်တော်တို့လက်ရှိပြစ္ဆုတ်ပံမှာလည်းရတဲ့လောက်ကျွန်တော်တို့လွတ်လပ်ခွင့်လိုချင်တယ်ကျွန်တော်တို့တည်သွားရင်တော့မှကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တစ်ခုလုံးဒီအကြောက်တရားကင်းမဲ့တဲ့လူပုံအဖွဲ့အစည်းတစ်ခုမှာနေထိုင်နိုင်ဖို့အတွက်ပဲကျွန်တော်တော်လှန်ရေးလုပ်နေတာဖြစ်တယ်ဆိုတော့ဒါဝမိဘပြည်သူလူထုကကောင်းကောင်းနားလည်ဖို့သဘောပေါက်ဖို့လို့အခုအေးဆေးနေလို့ရတာပဲဈေးရောက်လို့လည်းရတာပဲဆိုတဲ့အတွေးအခေါ်မျိုးကဒါကကိုယ့်ရဲ့အနာဂတ်မျိုးဆက်တစ်ခုလုံးကိုတည်တွန်းနေပို့တာနဲ့အတူတူပဲတည်တွန်းနေပို့လိုက်တာနဲ့အတူတူပဲအရှင်လက်နဲ့ငရဲပြည်ကိုပို့လိုက်တာနဲ့အတူတူပဲဆိုတော့ဒါရီကိုကျွန်တော်တို့တွန်းလှန်ဖို့အတွက်ဒါရီမဖြစ်လာဖို့အတွက်ဆိုရင်ကျွန်တော်တို့အခုကတည်းကဒီတော်လှန်ရေးကိုဝိုင်းရံပေးကြပါလက်ခံပေးကြပါကျွန်တော်မျိုးနွယ်စုထဲကဝန်ကြီးတယောက်ဖြစ်သွားတာနဲ့ဒီဟာကောင်းသွားတာမဟုတ်ဘူးကျွန်တော်မျိုးကဝန်ကြီးချုပ်ဖြစ်တာနဲ့ကျွန်တော်တို့မျိုးနွယ်စုအတွက်ကတော့ဒီအာဏာရှင်ကမဆိုးလှပါဘူးထင်နေမှားမယ်ကျွန်တော်ရဲ့အနာဂတ်မျိုးဆက်တဲ့အတွက်ဒီ
ကောင်ဒီပါလုပ်နိုင်ပါလေဘာမှမလုပ်နိုင်ဘူးလေစစ်ကောင်စီကခိုင်းသမျှကိုကောင်းငိမ့်နေရတဲ့လူကျွန်တော်တို့လူမျိုးလွတ်မြောက်ဖို့အတွက်ဘယ်လိုလုပ်နိုင်ပါကျွန်တော်ဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘာလုပ်နိုင်ပါစစ်ကောင်စီရဲ့ရှေ့မှာမင်းအောင်လှိုင်ရှေ့မှာစကားမာပြောနိုင်သလားအဲ့ပုဂ္ဂိုလ်တွေကရှေ့ခိုးမတက်ကြောက်ပြီးတော့သူ့ကိုကိုးကွယ်နေရတဲ့စာရင်ကျွန်တော်တို့ရဲ့လူမျိုးဖြစ်ခွင့်ကျွန်တော်တို့လူမျိုးဖြစ်တည်မှုကိုလွတ်လပ်ဖော်ထုတ်နိုင်ရမယ်ကျွန်တော်တို့ရဲ့ဘာသာကိုးကွယ်မှုတွေကိုလွတ်လပ်နဲ့ကိုးကွယ်နိုင်ရမယ်အဲ့ဒီအနာဂတ်ကိုကျွန်တော်အခုဖန်တီးနေတာဖြစ်တယ်အဲ့ဒီအနာဂတ်ဒီရဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမင်းအောင်လှိုင်ရဲ့အုပ်စုပြုတ်ကြမှာအာဏာရှင်စနစ်ကြီးစိုးမှုကိုပြုတ်ကြမှာကျွန်တော်အဲ့ဒီစနစ်ကိုရောက်နိုင်မှာဖြစ်တယ်ဆိုတော့အခုအချိန်မှာဝန်ကြီးဖြစ်ရင်လည်းဝမ်းမတော်နဲ့ဝန်ကြီးချုပ်ဖြစ်လည်းဝမ်းမတော်နဲ့မင်းအောင်လှိုင်ရဲ့အကြံပေးခေါင်းစည်းဝင်ဖြစ်နေတယ်ဝမ်းမတော်နဲ့အဲ့ဒီလူတွေကကျွန်တော်တို့ချင်းလူမျိုးအတွက်ကျွန်တော်တို့ရဲ့မျိုးနွယ်စုအတွက်ပါတစ်ခုမှကောင်းကျိုးပေးတဲ့ဟာတွေပေါ့တမိုင်းမှာနော်တမိုင်းအရေးဆိုးမှာသူ့ရဲ့မျိုးဆက်တစ်ခုလုံးတမိုင်းအရေးဆိုးနဲ့ပဲနေသွားနိုင်တယ်ဆိုတော့အဲ့ဒီလူတွေကိုအားကြမနေပါနဲ့ကျွန်တော်တို့အခုအချိန်မှာအနစ်နာခံနိုင်ရမယ်ရပ်တည်နိုင်ရမယ်ဒါမှကျွန်တော်တို့ရဲ့အနာဂတ်ကိုတောက်ပါမယ်ဆိုတော့အဲ့လိုတွေကျွန်တော်တို့တော်လှန်ရေးလုပ်နေတဲ့အချိန်ငွေကအရင်အရေးကြီးလာတယ်ငွေရှိမှဖြစ်မှာဥပမာကျွန်တော်မင်းတပ်မြုပ်သိမ်းတိုက်ပွဲဆင်နွှဲတဲ့အခါမှာဒေါ်လာနဲ့ဆိုရင်1 million လောက်ကုန်ဆိုတော့အဲ့ဒါကဘယ်သူစီရလဲတခြားလူတွေကလည်းကူညီပေးတာတွေရှိပဲဒါပေမဲ့အတိအကထွက်လာတာကကျွန်တော်တို့ပြည်သူကျွန်တော်တို့မင်းတပ်မြုပ်နယ်မှာပြည်တင်းနေထိုင်ကြတဲ့ကျွန်တော်ပြည်သူလူစီကလည်းဒီငွေတွေထွက်လာမရှိရှိတဲ့ကြားထဲကနဲ့ဒီတော်လှန်ရေးကိုအောင်မြင်မှဖြစ်မယ်ဆိုတဲ့ခံယူချက်နဲ့ပြီးကနေကြရပ်တည်နေကြတာတာဝန်တစ်ခုတော့ပဲမှတ်ပြီးတော့မင်းတပ်ပြည်သူလူထုကထဲ့ဝင်ကြတာဒါကြောင့်လည်းကျွန်တော်အောင်မြင်မှုရတယ်ကျွန်တော်တိုက်ပွဲတစ်ခုကိုတိုက်တယ်ဆိုတာလွယ်တာမဟုတ်ဘူးလေတာတော်မှမလောက်သေးဘူးကျွန်တော်မဟာမိတ်တွေရဲ့ကူညီပတ်ဖို့ပြီးမှုတွေအများကြီးရှိသေးတယ်ဆိုတော့မြို့တစ်မြို့ကိုသိမ်းဖို့ဆိုတာကအဲ့ဒီမြို့ပြည်သူလူထုရဲ့ပေးကမ်းရပ်တည်ပေးမှုအပေါ်မှာတော်လှန်ရေးတစ်တာတော့ရှိဘယ်လောက်အထိစိတ်နှစ်ပြီးတော့လောက်ကြတယ်လဲဆိုတဲ့အပေါ်မှာလည်းအများကြီးမူတည်တယ်ဆိုတော့တေချာတဲ့ကျွန်တော်ချင်းညီနောင်အဖွဲ့ဝင်တွေကဒီတော်လှန်ရေးအတွက်ထဲ့ဝင်နေတဲ့ငွေတွေကိုအလဟတမဖြစ်ပါဘူးကျွန်တော်တို့ကိုကျိုးစီးဖို့အတွက်လည်းဘယ်သူမှမသုံးဘူးကျွန်တော်တို့ဩဇာအာဏာတိဆောက်ရေးနေရာမှာလည်းဘယ်တော့မှဒီငွေတွေချင်းညီနောင်အဖွဲ့ဝင်တွေကမသုံးဘူးဒီအာဏာရှင်တော်လှန်ရေးစစ်ကောင်စီပြုတ်ကြရေးအတွက်ပဲအားကျုံမှတက်တယ်လုပ်နေကြတာဖြစ်တယ်ဆိုတော့ယုံကြည်နဲ့ပံ့ပိုးပေးကြပါစစ်ကောင်စီနဲ့အပေးယူလုပ်ပြီးတော့နော်ကြည့်လိုက်ပါဥမာကချင်မှာခုချိန်မှာတော့အေးချမ်းအရင်ကတောက်လျှောက်1990ကျော်90ဝန်းကျင်လောက်ကနေနေပြီးတော့မှကချင်ပြည်သူစစ်အေးချမ်းနေခဲ့တယ်လို့သူတို့ထင်ခဲ့တယ်ဒီပေါင်း20 10နှစ်20နှစ်30ဘယ်လောက်ထိအေးချမ်းနေနိုင်တယ်အခုဆိုရင်ခွေးပြေးဝပြေးနေရပြီလေတာရီကိုနားလေဖို့လိုတယ်ကျွန်တော်တို့နောက်တစ်ချိန်မှာခွေးပြေးဝပြေးမပြေးဖို့လိုတယ်ကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်တစ်ခုဒီအာဏာရှင်ပြုတ်ကျပြီးတဲ့နောက်ပိုင်းမှာအာဏာရှင်နဲ့အတူကျွန်တော်တို့ခွေးပြေးဝပြေးထပ်ပြေးရတယ်ဆိုရင်တော့ကျွန်တော်တို့ဟာလည်းအာဏာရှင်ပဲဆိုတဲ့အောင်ကိုပြန်ပြီးတော့သိဖို့လိုတယ်အဲအကြောင်းအဲ့လိုအပေါင်းအပါတွေကိုထောက်ပံ့နေမဲ့အစားအာဏာရှင်ရဲ့လက်ပါစီအာဏာရှင်ရဲ့အငွေအသက်ပါနေတဲ့ပုဂ္ဂိုလ်အာဏာရှင်ရဲ့လက်တံတွေကိုပံ့ပိုးနေမဲ့အစားတကယ့်ကိုဒီအာဏာရှင်ပြုတ်ကျရေးအတွက်ကျွန်တော်တို့လူမျိုးလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ရဲ့ဒေသလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ရဲ့ပြည်ထောင်စုလွတ်မြောက်ဖို့အတွက်ပံ့ပိုးဖို့ဆိုရင်တော့ဒီ CFU PDF ဆိုတဲ့ကျွန်တော်ချင်းညီနောင်ကလည်းကြီးမှုချင်းပါမယ်အချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းဆိုတဲ့ဒီ campaign မှာပေါင်းပါဝင်ပေးကြပါကျွန်တော်တို့ကိုယ်တိုင်ကရေးတဲ့သမိုင်းမှာကျွန်တော်ကိုယ်တိုင်နေဖို့လိုတယ်တခြားသူတွေလာရေးပေးတဲ့ဒီသမိုင်းကိုရေးတဲ့အချိန်မှာကိုယ့်ရဲ့မြို့ပြန်သိမ်းတဲ့အချိန်မှာကိုမပါလိုက်ရရင်ဘယ်လောက်အထင်မျက်နှာငယ်စရာကောင်းမလဲနောက်တစ်ချိန်မှာကိုပြောစရာမရှိဘူးသူများတွေကတော့ဘယ်တော့မှဘယ်လိုတွေကျွန်တော်တို့ထုတ်ခဲ့ကြတယ်ပြောတဲ့အချိန်မှာပြောစရာမရှိဘူးကိုမပြောစရာမရှိတာပြဿနာမရှိဘူးကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့သားသမီးတွေကငါအဖေတို့ကဘာဖြစ်လို့ဒီမှာမပါခဲ့တာလဲငါအမေတို့ကတော့ဘာဖြစ်လို့ဒီမှာမပါခဲ့တာလဲပေါ့ငါသာဆိုရင်ပါခဲ့မှာပဲဒီလောက်တောင်မှကျွန်တော်တို့တမိုင်းမှာမပါခဲ့တဲ့မိသားစုပါလားဆိုပြီးတော့ကိုသားသမီးတွေတိမ်ငယ်နေလိမ့်အဲ့လိုမျိုးမဖြစ်ရလေအောင်အခုကဝမ်းရံပေးကြပါဒီတိုက်ပွဲဒီနိုင်ကိုနိုင်မယ်အောင်ကိုအောင်မြင်မဲ့တိုက်ပွဲဖြစ်တယ်အဲ့ဒါကြောင့်
ယုံကြည်စိတ်ချစွာနဲ့ဝိုင်းရံပေးကြပါကျွန်တော်တို့အားလုံးအတူတကွအောင်အောင်မြင်မြင်နဲ့ကျွန်တော်တို့ဒီချိန်ကိုကျွန်တော်တို့ရဲ့လက်ထဲမှာကျွန်တော်တို့လူမျိုးကိုယ်တိုင်ရဲ့လက်ထဲမှာပြန်ပြီးတော့ရောက်ရှိတဲ့အထိကျွန်တော်ကိုယ်တိုင်အုပ်ချုပ်တဲ့အထိကျွန်တော်တိုက်ပွဲအတူဝင်ကြမယ်လို့နှိုးဆော်လိုပါတယ်ဗျ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့ချင်းညီနောင်ရဲ့စီဦးစီချုပ်ကနေပြီးတော့မှကျမတို့အခုလိုမျိုးကျမတို့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းပေါ့နော်တီတင်အတွက်ပြင်ဆင်မဲ့အရာကာလမှာပါဝင်ဖို့ရန်အတွက်တိုက်တွန်းနှိုးဆော်ပြီးတဲ့အပြင်ကျမတို့မင်းတပ်မှာရှိပြုလုပ်သွားတဲ့ဒါမြို့သိမ်းတိုက်ပွဲတွေကိုလည်းပေါ့နော်အခုလိုမျိုးကျမတို့ဘုဟုတုတရအောင်ပြန်လည်ပြီးတော့မှဝင်ငါပြောကြားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်လေးစားပါတယ်စစ်ချုပ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျမတို့ယခုပြုလုပ်နေတဲ့ဒီ live စီစဉ်ကတော့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းဆိုပြီးတော့မှကျမတို့တီးတီအတွက်ကိုကျမတို့ရှင်းညီနောင်ကနေပြီးတော့မှပြုလုပ်နေတဲ့ operation ပေါ့နော် operation CB ဆိုပြီးတော့မှကျမတို့ကံပလက်ကနေစပြီးတော့မှကျမတို့ဒီကံပလက်မတူဘီမင်တက်စသဖြင့်ကျမတို့ယခုချိန်မှာဆိုလို့ရှိရင်လည်းကျမတို့ဖလားမှာဆိုလို့ရှိရင်လည်းစူးစမ်းနေတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့ကျမတို့ဒီ ZFU PDF ဇုံလန်းကနေပြီးတော့မှကျမတို့စစ်ချုပ်လည်းရောက်ရှိနေတဲ့အတွက်ကြောင့်မို့လို့စစ်ချုပ်ကိုလည်းကျမအနေနဲ့မိခွန်းအနေငယ်မိခွင့်ပြုပါရှင်မင်္ဂလာပါစစ်ချုပ်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါရှင်ကျမတို့ဒီအခုကာလမှာပေါ့နော်ကျမတို့ online social media တွေပေါ်မှာပေါ့နော်ကျမတို့ကြားရှိနေရတဲ့သတင်းတချို့ရှိတယ်ပေါ့ PDF ဇုံလန်းနဲ့ပတ်သက်ပြီးတော့မှ PDF ဇုံလန်းကနေပြီးတော့မှအခုချိန်မှာပေါ့နော်ကျမတို့ဒီCN နဲ့ပူးပေါင်းပြီးတော့မှဒီဇရာတွေကိုပေါ့နော်ပူးပေါင်းပြီးတော့မှ drone တွေနဲ့လည်းတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းဟာပေါ့နော်ဒီတစ်ဖက်လူတွေရဲ့စာမျက်နှာမှာသတင်းဖြန့်တာတွေ group တွေထဲမှာရေးတာတွေပေါ့နော်တချို့ဆိုလို့ live လွှင့်ပြီးတော့မှဆွဆွဲပြောဆိုတာတွေမြောက်များစွာဆူဆူဝါးဝါတွေ့ရှိရပါတယ်ရှင်ဒီဟာနဲ့ပတ်သက်ပြီးတော့မှစစ်ချုပ်အနေနဲ့ပြောပြလို့ရမလားရှင်ဟုတ်ကဲ့ပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ZF ဇူ PDF ဇုံလန့်အနေနဲ့တစ်ဖက်မှာပူးပေါင်းပါဝင်ခြင်းမရှိဘူးပေါ့နော်ဒီသူတို့ဖိနေတဲ့ကြားမှာကျွန်တော်တို့ကတော့ပွဲကြည့်ပရိသတ်အနေနဲ့ပဲရှိနေတယ်ပေါ့ပြောချင်တာကသူတို့အခုဖိနေတဲ့ဟာကအကျူးမရှိဘူးပေါ့နော်ချင်းအချင်းဖြစ်တယ်ကျွန်တော်တို့ဇုံနာထပြီပေါ့နော်ဇုံစွန့်ဇုံသားတွေအားလုံးကချင်းလူမျိုးချင်းအချင်းညီအကူတွေချင်းပဲဖြစ်တယ် CNA ကနိုင်သွားရင်တော့သူကလွတ်လပ်ရေးရမှာလည်းမဟုတ်ဘူးစစ်အားလည်းကလည်းနိုင်သွားရင်လည်းသူတို့ကလွတ်လပ်ရေးရမှာမဟုတ်ဘူးသူတို့လူချင်းတဲ့အဖြီမဟုတ်ဘူးဆိုတော့ဒီနှစ်ဦးနှစ်ဖက်ကြားမှာကျွန်တော်အားပြီးမှပန်းပူတာမျိုးတဆုံတစ်ခုမှမရှိပါဘူးလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့ဒီ CNA အနေနဲ့ပေါ့နော်ကျမတို့ဒီချင်းညီနောင် PDF ဇုံလန့်ရဲ့နေမြေတွေဖြစ်တဲ့နေရာတွေမှာမကြစီရေးဖော်ဆောင်နေတဲ့အရာတွေပေါ်မှာရောဒါစစ်ချုပ်အနေနဲ့ဗာများပြောရှင်ပါလဲရှင်ဟုတ်ကဲ့ပါဒါကျွန်တော်တို့တော်လိုင်းရေး2021ကနေဖုံးပွားလာတဲ့မွေးပွားလာတဲ့တော်လိုင်းရေးအင်အားစုတွေကြတော့အာနာရှင်ကူမလူချင်ဘူးပေါ့နော်အာနာရှင်ကူမလူချင်ဘူးတော်လိုင်းရေးမှာနားလည်မှုရှိနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ကြတယ်ဒါပေမဲ့ဘယ်လောက်ပဲခင်ဘယ်လောက်ပဲရင်းနီသူ့အိမ်ကုအိမ်ဆိုတာရှိတယ်ပါရဆိုင်ရာတွေရှိကြတယ်ဆိုတော့ကျွန်တော်ကတော်လိုင်းရေးအင်အားစုကနေပဲတိုက်ချင်တဲ့နေရာတိုက်လို့ရမယ်ဆိုတဲ့ဟာမျိုးတော့တွားပြောလို့မရဘူးဆိုကြပါစို့ကျွန်တော်တို့ PDF ဇုံလဲအနေနဲ့ကျွန်တော်တော်လိုင်းရေးပဲဆိုပြီးမှတခြားနယ်မြေတခြားမြို့တွေမှာရှိဖော်ဆောင်လို့မရဘူးဆိုတော့ဒီတာခိုင်တွေရဲ့ပြည်သူလူထုရဲ့ထောက်ခံမှုလိုတယ်ကျွန်တော်တို့ ZF ဇု PDF ဇုံလန့်ဆိုတာထက်ကိုCNA ကကျွန်တော်တို့ဇုံကံမှာပေါ့နော်ဇုံလန့်ဒီတာမှာအခုလိုမျိုးစီရေးဖော်ဆောင်တာမျိုးကတီးချတဲ့ပြည်သူလူထုကတော့ကြည်ဖြူမှာမဟုတ်ဘူးပြည်သူလူထုကတော့လက်ခံမှာမဟုတ်ဘူးဆိုတော့ပြည်သူလူထုရဲ့ကျွန်တော်တို့ရဲ့တော်လိုင်းရေးကအခြေခံတာကပြည်သူလူထုဖြစ်တယ်ကျွန်တော်တို့ရဲ့ခွန်အားကလည်းပြည်သူလူထုဖြစ်တယ်ဆိုတော့မိပြန်မှာရှိနေတဲ့နေမီမရှိနေဒီတာမရှိနေတဲ့ပြည်သူလူထုကမလူလားမကြည့်လို့တာကအနာဂတ်အတွက်ကျွန်တော်တို့ချင်းစီလုံးမှုကိုကွဲပြားစီတယ်
စီလုံးမှုကိုပူပြီးမှအလန်းဝေးရှိတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင်နောက်တစ်ခုကကြတော့ကျမတို့ CDF သွန်းဆန်အနေနဲ့ပေါ့နော်ကျမတို့ဒီသူတို့ရဲ့ supporter တွေပဲဖြစ်ဖြစ်ခေါင်းဆောင်တွေဘက်ကနေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတစ်ဖက်သက်ဇိုလန်ပေါ်မှာ CNA နဲ့ပူးပေါင်းတယ်လို့ဆွဆွဲပြောဆိုတာရယ်နောက်ပြီးကြလို့ရှိရင် PDF ဇိုလန်ကနေပြီးတော့မှ CDF သွန်းဆန်နေမြေကနေပြီးတော့မှဒီတိုက်ငါတို့တိုက်ယူထားတဲ့နေရာကိုဇိုလန်ကလာရောက်သိမ်းယူမယ်ဆိုပြီးတော့ဆွဆွဲပြောဆိုနေတဲ့အရာတွေပေါ်မှာရောပေါ့နော်လက်ရှိ PDF ဇိုလန်နဲ့ CDF သွန်းဆန်ရဲ့ဆက်ဆံရေးကဘယ်လိုအခြေအနေမျိုးလဲတကယ်အမြင်ပြင်မှာပေါ့နော်ပြီးတော့နောက်တစ်ခုကသူတို့ဆွဆွဲပြောဆိုတယ်လို့မျိုးတကယ်ပဲလှုပ်ဆောင်မှုရှိပါသလားရှင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကောလာဟာလာထွက်တာတွေတော့ရှိပါတယ်ဒါမြဲကျွန်တော်တို့တီချာတာတစ်ခုကလက်ရှိမှာမိပြန်အနေထားမှာသူတို့တင်းထားတာဖြစ်တယ်တင်းထားတာနဲ့ပိုက်သွားတာမဟုတ်ဘူးဘယ်နေရာမှာဆိုတင်းတာနဲ့ကိုကပိုက်တာမဟုတ်ဘူးပြည်သူလူထုရဲ့နှလုံးသားကိုပြည်သူလူထုရဲ့စာကိုကျွန်တော်တို့တင်းအတင်းအရမတင်းလို့လိုင်း ဆန္ဒမပါဘဲနဲ့ပြည်သူလူထုရဲ့ဆန္ဒမပါဘဲနဲ့အတင်းအုပ်ချုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကအာဏာရှင်စနစ်ကိုတွန်းလှန်ရင်းနဲ့ကိုကအာဏာရှင်စနစ်ပဲဖြစ်မယ်ကျွန်တော်တို့ ZF ဆို PDF ဇုံလဲအနေနဲ့CDF တွန်းလှန်ကိုအဲ့လိုမျိုးတိုက်ယူမယ်တင်းယူမယ်ဆိုတဲ့အစီအစဉ်တော့မရှိဘူးဒါပေမဲ့နောက်ပိုင်းမှာအုပ်ချုပ်ရေးပိုင်းမှာကောပညာရေးကျန်းမာရေးအဖက်ဖက်မှာညှိနှိုင်းဖို့တော့ရှိမယ်ညှိကူညှိရမှာပဲသူတို့ကြီးပဲတွန်းလှန်တမျိုးနယ်လုံးကိုလည်းအုပ်ချုပ်လို့မရဘူးတွန်းလှန်မြို့မှာရှိတဲ့မြို့ຫນွေစုအားလုံးကလည်းCDF တွန်းလှန်ကလည်းကူစားမပြုတ်တလို့ ZF ဆို PDF ဇိုလန်ကနကူဖွေးရှိလာတာကကျွန်တော်တို့တီးတင်တွန်းလှန်ဆိုတိုင်းကြခါပါတယ်တီးတင်ဆိုတိုင်းခိုင်ကမ်းပါတယ်ဒီကလီဆိုတိုင်းကိုခမ်ပတ်တမှုပြီးတော့တာစတဖင်ပေါ်မိပြင်းမရှိတဲ့ဒီစကိုက်တာဆက်မရှိတဲ့ကျွန်တော်တို့လူမျိုးတွေအကုန်လုံးပါဝင်တယ်ကျွန်တော်တို့က ZF ဆို PDF ဇိုလန်ကကလီတီးတင်တွန်းလှန်ဆိုတိုင်းဒီတာဒီနေမီတွေတမှုကအစပေါ်တော့တမှုခမ်ပတ်ကအစကျွန်တော်တို့လူမျိုးတွေနေတဲ့ကြီးရွာတွေအားလုံးပါတယ်တီးတင်ဆိုတိုင်းခိုင်ကမ်းတီးတင်မြို့နယ်မှာရှိတဲ့အားလုံးပါတယ်တွန်းလှန်ဆိုတိုင်းကြခါပါတယ်ဆိုတော့ကျွန်တော်တို့ကဒီဟာကိုသူတို့ကတိုက်ယူနေတဲ့ဟာကိုကျွန်တော်တို့ကပြန်ပြီးမှတိုက်ယူမှာတော့မဟုတ်ဘူးပူပေါင်းညှိနှိုင်းသွားမယ်ဖြေရှာညှိနှိုင်းပြီးမှဖြေရှာသွားဖို့ရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဒီအပေါ်မှာကျမတို့ ZF ရဲ့ Vice President ဖြစ်တဲ့ဒေါက်တာခင်တုံနဲ့အနေနဲ့လည်းဖြည့်စွတ်စင်တာများရှိပါသလားရှင်ဟုတ်ကဲ့ပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခုနကျွန်တော်တို့ရဲ့ CSP ထားလဲတော်တော်ပြည့်စုံပါတယ်ကျွန်တော်တို့ဒီPDF ZFU PDF ဆိုလဲအနေနဲ့ညူးနွေစုတစ်ခုခုထဲအတွက်ပဲကျွန်တော်တို့တော်လိုင်းရေးဝင်နေတာတော့မဟုတ်ဘူးကျွန်တော်တို့ကပြည်သူအားလုံးအတွက်တော်လိုင်းရေးဝင်နေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ပြည်သူအားလုံးကိုစားပြုနိုင်မယ့်နိုင်ငံရေးလမ်းစဉ်ကိုကျွန်တော်တို့ရှာနေတာဖြစ်တယ်အဲ့လိုရှာနေတဲ့အချိန်မှာကျွန်တော်တို့အချင်းချင်းပြစ်ခတ်မှုတွေမလိုအပ်ဘဲနဲ့အသက်ဆုံးရှုံးမှုဖြစ်တာတွေကျွန်တော်လုံးဝလက်မခံဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကတော့ဒီတော်လိုင်းရေးလုပ်နေတဲ့အချိန်မှာဒီတော်လိုင်းရေးကိုတော်လိုင်းရေးနဲ့တူအောင်လုပ်မယ်ဒါပေမဲ့ဒီနိုင်ငံရေးပိုင်းမှာကြတော့ထိခိုက်မှုအ ਨੇ ဆုံးနဲ့ဖြစ်သွားအောင်ကျွန်တော်တို့နေတန်းရှာမှာဖြစ်တယ်အဲ့လိုမျိုးပြောဆိုရမှာဆိုရင်တော့ဒီ SSC နဲ့ညှိနှိုင်းမဲ့ပါငယ်ဆိုတဲ့ပိုင်းတော့မဟုတ်ပါဘူးဒီအချင်းချင်းကြားမှာထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်ကျွန်တော်တို့လုပ်မယ်ဒီခုနပြောထားသလိုမျိုးဒီ ZFU ဆိုတာစကတဲ့ကနေပြီးတော့ကလေးတီးတိမ်သွန်းဆိုင်ကဒီဒေါ်လာရင်းကောင်းဆောင်တွေအားလုံးပါပြီးတော့စုပေါင်းထားတဲ့အဖွဲ့အစည်းဖြစ်ဒီအားလျော်စွာဒီတာသုံးခုမှရှိတဲ့ဒေါ်လာရင်းဖွဲ့စည်းတွေနဲ့နေလန်းရှာပြီးတော့အကောင်းဆုံးဖြစ်ထွန်းအောင်ကျွန်တော်လုပ်သွားမှာဖြစ်တယ်အဲ့လိုပဲဒီခုနသွန်းဆောင်မှာဆိုရင်ဒီစီရဲ့ရတာအပြောင်းလဲတချို့ရှိတာပါဒီဒေါ်လာရင်းစကတဲ့ကနေပြီးတော့ CDM support တွေရောပညာရေးကျန်းမာရေးတောက်လျှောက်ကျွန်တော်တို့လုပ်လာတာအခုထိပါပဲ
အဲ့လိုလှုပ်ချင်အဖြစ်လဲဒီငါတို့အဖွိတ်ထဲပါမှပြီးမယ်တွေဟိုဖွိတ်ထဲပါမှပြီးမယ်ဆိုတဲ့ဟာမျိုးချင်းချောက်တာမျိုးတစ်ခုမှမရှိပါဘူးဒီအသက်နိုင်ဆုံးပြည်သူအတွက်ဆိုရင်ကျွန်တော်တို့အသက်နိုင်ဆုံးဆက်ပြီးတော့လှုပ်သွားမှာဖြစ်တယ်သူ့ဘာသာသူဘယ်မျိုးနွေစုဖြစ်သူ့ဘာသူဘာဒေတာစကားသုံးတာပဲဖြစ်အဲ့ဒါတွေတော့ကျွန်တော်တို့ဘာမှခွဲခြားမှုမရှိဘူးအရင်တော့လည်းခွဲခြားမှုမရှိသလိုနောက်လည်းခွဲခြားမှုရှိမှာမဟုတ်ဘူးစီရေးပိုင်းမှာကြတော့အသက်နိုင်ဆုံးပြဿနာနေဆုံးပြောင်းတော့ရှောင်ရှားဖို့လိုမယ်ဒါပေမဲ့တစ်ခုရှိတာကတော့အခုသွန်းဆောင်ဖြစ်အဲ့ဒါတပိုင်းထားပါတိမှာဖြစ်စီးနဲ့နေချက်တာမျိုးလဲကျွန်တော်လုံးဝလက်မခံဘူးလက်နဲ့ကင်ပြီးတော့နေချက်တာတွေဘာတွေတော်လိုင်းရေးဘန်းပြတ်ပြီးတော့နေချက်တာတွေကျွန်တော်တို့ဘာမှအဲ့ဒါတော့ non negotiable ပေါ့လေလုံးဝညှိနှိုင်းလို့မရဘူးဆိုတဲ့အခြေအနေတော့ကျွန်တော်တို့ရှင်းပြဖို့လိုတယ်နယ်နမိတ်ကိစ္စတို့ဘာတို့ဆိုတာကတော်လိုင်းရေးပြီးတဲ့အခါကျရင်ပြည်သူတွေနဲ့သူစပွဲဝိုင်းမှာကျွန်တော်ဆွေးနွေးမဲ့ကိစ္စဖြစ်တယ်လက်နဲ့ကင်လိုက်အဖြစ်ဟိုနယ်မီချက်တာတွေဒီနယ်မီချက်တာတွေကျူစားမှုတွေလည်းရှိပါတယ်အဲ့ဒါကိုလည်းအခုတခါတည်းကျွန်တော်တို့အရင်တော့လည်းပြောဖို့တလို့အခုလည်းဒီမှာတခါတည်းဒီ message ပေးလို့တာကတော့မကြိုးစားပါနဲ့ခင်ဗျားတို့လည်းအောင်မြင်မှာမဟုတ်ဘူးကျွန်တော်တို့လည်းလုံးဝခွင့်ပြုမှာမဟုတ်ဘူးပြည်သူတွေလည်းခွင့်ပြုမှာမဟုတ်ဘူးနယ်နမိတ်ကိစ္စဆိုတာကတမိုင်းကြောင်းနဲ့ကအစအကုန်လုံးပြည်သူလူထုနဲ့သူစပွဲဝိုင်းမှာဆွေးနွေးမဲ့ကိစ္စဖြစ်ပြီးတော့တော်လိုင်းရဲ့အကြောင်းပြပြီးတော့ねချဲ့တာတွေပါတွေထပ်ပြီးတော့မကြိုးစားကြပါနဲ့ဆိုပြီးတော့လည်းကျွန်တော်တပါးတည်းပြောလိုပါတယ်ခင်ဗျာကျေးဇူးပါဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ကျမတို့ဒီဒုဥက္ကဋ္ဌပြောသွားတဲ့ထဲမှာကျမကမေးမယ်ဒုတိယမေးခွန်းတွေကသက်ဆိုင်နေတယ်ပေါ့နော်အခုကျမတို့တီးရင်မြို့သူနေခန်းနေပဲဖြစ်ပေါ့နော်ကျမတို့ဒီပတ်ဝန်းကျင်မှာနေထိုင်နေတဲ့မြို့သူမြို့သားတွေပဲဖြစ်ကနေပြီးတော့မှသူတို့ကဇရာတွေနဲ့တိုက်ရင်ခိုက်ရင်နဲ့တဖြည်းဖြည်းပေါ့နော်ကျမတို့အတွင်းပိုင်းထိကိုဝင်လာတော့မှလားကျမတို့ပြည်သူလူထုကဘယ်လိုဆက်နေရမှာလဲကျမတို့နေခန်းဖြစ်တဲ့ PDF ဇုံလန်းကိုလည်းအားကိုးတဲ့အပြင်ကိုပေါ့နော်ကျမတို့အခုလိုမျိုးသူတို့စိုးရင်စိတ်တွေရှိနေတဲ့အပေါ်မှာဒီဟာကပြည်သူလူထုအတွက်အဖြေဖြစ်မယ်လို့ကျမအနေနဲ့ယုံကြည်တယ်နောက်တစ်ခုကပေါ့နော်ကျမတို့ဒီPDA ပေါ့နော်PDA ရဲ့နောက်ပြီးကြလို့ရှိရင် CDM စင်းရဲ့ PDF ဇိုးလျန်ဆိုပြီးတော့မှတီတီမျိုးငါတို့တီတီမျိုးပေါ်မှာဒီသုံးဖွဲ့ရှိနေပါတယ်ဆိုပြီးတော့မှပြည်သူလူထုကနေပြီးတော့မှနားလည်ပြီးတချို့ကကြတော့လေဒီ PDA ကနေပြီးတော့မြို့သိမ်းတော့မယ်ဆိုစီစဉ်တဲ့အပြင်ကိုဒီတက်သားတွေစုဆောင်းနေတာကိုအခုချိန်မှာပေါ့နော်သတင်းတွေထွက်ပေါ်နေတယ်ပေါ့နော် PDA ရဲ့တက်သားတွေစုဆောင်းနေတာလည်းသတင်းတွေထွက်ပေါ်နေတယ်ပြီးကြလို့ရှိရင်မြို့သိမ်းရလည်း PDF ဇုံလန်းကနေပြီးတော့မှပြင်ဆင်နေတယ်ဆိုတဲ့အရာပေါ်မှာပြည်သူလူထုအနေနဲ့ဒီအရာပေါ်မှာအင်မတန်မှစိုးရင်စိတ်တွေရှိတယ်တစ်ဖက်မှာလည်း CNA ကမနှက်ဖြန်ဝင်လာမလားဒီနေ့ဝင်လာမလားဆိုတာကိုပေါ့နော်သူတို့ဒီပြောဆိုနေတဲ့အရာတွေပေါ်မှာရောအခုစစ်သားစုဆောင်းနေတဲ့အရာတွေပေါ်မှာရော PDF ဇုံလန်းအနေနဲ့ပြည်သူလူထုကိုဗာ message တွေများပေးနိုင်မလဲပေါ့နော်ဘယ်လိုအရာတွေကိုပြည်သူလူထုအနေနဲ့နားထောင်တင်လဲဘယ်အရာတွေကိုလှုပ်ဆောင်တင်လဲဆိုတာကိုလည်းပြောပြလို့ရမလားရှင်ဟုတ်ကဲ့ကျွန်တော်အရင်ဖြေလိုက်ပါမယ်ဒီစီရေးပိုင်းကြတော့စစ်ချုပ်ကနေလောတယ်လို့ပြန်ပြောဆက်ဖြေပေးလိုက်ပါကျွန်တော်ခုနလေးပဲလောလက်မရာကောင်းဆောင်တွေနဲ့စကားပြောထားပါတယ်MTC MDF Mara Territorial Council Mara Defense Force Council နဲ့ကျွန်တော်ပြောလိုက်တဲ့အချိန်မှာဆရာတို့ဒီတာမှာဒီ Mara နဲ့ CDF လောက်တို့နဲ့ကိစ္စဘယ်လိုတိုက်ပွဲဖြစ်နေတဲ့ကြားတယ်ဘယ်လိုခြေနေရှိလဲဆိုပြီးကျွန်တော်မေးလိုက်တဲ့အချိန်မှာသူတို့ဖမ်းထားတဲ့3ယောက်ကလောက်သူဆိုတာထက်ဆိုင် CC တွေဖြစ်တယ်တဲ့ဆိုတော့ဘယ်လိုကစားကြတယ်လဲဆိုတော့ CC ချင်းလန်းကောင်ဆယ်နာမယ်တော့သူတို့တိုက်ရိုက်ခံမှာမဟုတ်အတိုင်းမဲ့တိုက်ပွဲပဲပွဲမဆိုတော့ CC အလုံးရင်နဲ့ဝင်ဖို့တော့ရှိတယ်ဒါတော့ကျွန်တော်တို့စီမှာမဟုတ်ပါဘူးဒီမှာရာကောင်းဆောင်တွေကိုယ်တိုင်ကျွန်တော်ပြောထားဖြစ်တယ်ဆိုတော့အခုချိန်မှာလဲကျွန်တော်တို့စီမှာ PDS ဆိုတာအားလုံးသိပါတယ်ဒီတကက်ဒီကျွန်တော်တို့ဒီတော်လိုင်းမှာအမြဲတမ်းသုံးထားတာတခုကဘယ်နေရာမှာဆိုတော်လိုင်းအတွက်တိုက်ပွဲဝင်မယ်ဆိုတဲ့ဟာစိတ်ဓာတ်ရှိတယ်ဒါပေမဲ့ဒီတာခန်တွေနဲ့လက်သွေးပြလို့ရမှာဒီတာခန်တွေမပါဘဲနဲ့နေမီတွားချဲ့တာတွားကြီးဆိုတာတော့ခုနပြောထားသလိုမျိုးတော်လိုင်းရေးအကြောင်းပြပြီးတော့အုတ်ချိုကြီးတွားထိုးထောင်တာမျိုးကျွန်တော်တို့လက်သူမျက်စိလုံးဝမလုပ်ဘူးလုံးမလည်းမဟုတ်အကူငွေတောင်းရင်တော့တနိုင်တလောက်ကူငွေမယ်ဒါပေမဲ့ကျွန်တော်တို့လုံးဝမဟုတ်အခုကဖြစ်နေတာက PDS ဆိုတာဒီတာခန်ဆိုရင်လက်ချောင်းငါရင်ငါချောင်းတော့ပြီးမှာမဟုတ်အဲ့ဒါအမှန်တရားပဲတမင်
တိုက်ခိုက်တာလည်းမဟုတ်ဘူးပြဿနာသူ့နောက်ကွယ်မှာ PDF ဆိုတိုင်း PDF မဟုတ်ပါဘူးဒီ CC Chinland Council လူတွေဖြစ်တယ် Chinland Council ကြတော့သူကဒီ Chinland Council နာမည်နဲ့ဘယ်တော့မှလုံးမှာမဟုတ်ခုနမရာဘက်ကခေါင်းဆောင်တွေပြောထားသလိုမျိုးဒီဖွဲ့ကိုသူတို့ကဒီအခြေပြုတ်ပြီးတော့ဝင်လာမဲ့ကိစ္စတော့ရှိဆိုတော့အဲ့လိုမျိုးရှိပါတယ်အဲ့ဒီအတွက်ကျွန်တော်အနေနဲ့တခုပြောလိုတာတော့တော်လိုင်းရေးချိန်မှာနိုင်ငံရေးမကစားကြပါနဲ့အဲ့ဒါတော့ဒီတတိပေးတာရောမေတ္တာရက်ခံတော့နှစ်ခုတွဲပါတယ်လုံးဝလက်မခံပါဘူးတော်လိုင်းရေးလုံးရအောင်စကားစပြုတ်ကြအောင်လုပ်ရအောင်တတိမှာရှိတဲ့မျိုးနွယ်စုအားလုံးအတွက်တတိမှာနေရာရအောင်ကျွန်တော်တို့အာမခံထားတယ်အဲ့ဒါ SRF ယူစကြတဲ့ကကျွန်တော်အာမခံထားတယ်တတိမှာမျိုးနွယ်စုလို့ပြောရမလားဒီ dialect ပေါင်း10ခုရှိတယ်ဟိုဇောဒီတေဇန်တို့ခနိုတို့ဒီမ်တို့10ခုလောက်ရှိတယ်အဲ့လိုတွေအားလုံးအတူတကွအုပ်ချုပ်ပြီးအတူတကွနေရာယူမဲ့မြို့ဖြစ်တယ်ဒီတက်ခံကိုမှကျွန်တော်ဖြုတ်ဖို့မရှိဘူးအဲ့ဒီအတွက်ကြောင့်မြို့နယ်စုတွေအနေနဲ့လဲတအားကြီးစိတ်မပူကြပါနဲ့ ZF ဂျူမှာဆိုမြို့နယ်စုပေါင်းစုံတယ်ဘယ်မြို့နယ်စုတစ်ခုမှကိုစားပြုတာမရှိဘူးအဲ့ဒီအတွက်ကြောင့်ဒေါ်လာရင်းချိန်မှာဒေါ်လာရင်းကိုရိုးရှင်းလေးလုပ်ရအောင်နိုင်ငံရေးမကစားကြပါနဲ့ဒီဒေတာမှာရှိတဲ့လူတွေအားလုံးအတွက်အာမခံထားတယ်တတိယရဲ့လွတ်တော်မှာဇိုလန်လွတ်တော်မှာမြို့နယ်စုအားလုံးခေါင်းဆောင်တွေအကုန်ထိုင်ခွင့်ရမယ်အဲ့ဒါ ZF ကတော့ရွေးတာမဟုတ်ကိုဟာကိုရွေးရမှာချင်းအစစ်မှာလည်းအဲ့ဒီလူတွေအကုန်ကျွန်တော်တို့ပါအောင်မရရအောင်ပါအောင်ကျွန်တော်တို့တင်မှာဖြစ်တယ်ချင်းပြည်လွတ်တော်တစ်မှာဒီတွန်းဆောင်မှာရှိတဲ့ထားတို့တွေအတွက်နေရာမရရအောင်ကျွန်တော်တို့တိုက်ပြီးမှဖြစ်တယ်တတိမှာရှိတဲ့ဒီဝေါငိုတတိမတီတာခံဝေါငိုတွေနေရာမရရအောင်ကျွန်တော်တို့တိုက်ပြီးမှဖြစ်တယ်အဲ့လိုမျိုးကျွန်တော်တို့ဒီဘာမှခွဲခြားမှုမရှိဘူးဆိုတော့စိုးရိမ်မနေကြပါနဲ့နိုင်ငံရေးမကစားကြပါနဲ့လို့ပဲကျွန်တော်ဖြေချင်ပါတယ်ဟုတ်ကဲ့ပါရှင်စစ်ချုပ်အနေနဲ့ရောဖြည့်ဆွရှင်တာရှိပါသလားရှင်ဟုတ်ကဲ့ပါကျွန်တော်တို့Vice President ဖြေဆိုတာတော့ပြီးဆုံးသွားပါပြီဒီ online ပေါ်မှာပြန့်နှံ့နေတဲ့တချို့ဟာတွေကပေါ့နော်တချို့ lobby တွေကပုံချဲ့တဲ့ဟာတွေတော့တွေ့ထားပါတယ်ကျွန်တော်တို့ကြတော့ online ပေါ်မှာပြန့်နှံ့နေတဲ့တီးတင်မှာတီးတင်မြို့နယ်မှာဆိုရင်တော့လက်ခံပါတယ်ဒါလက်နက်ကိုင်စုဖွဲ့3ခုရှိတယ်ဆိုတဲ့ဟာဒါပေမဲ့မြို့နဲ့တက်ဆိုင်တာကတော့တခြားဟာနဲ့တခြားဘယ်အဖွဲ့အစည်းနဲ့မှမတက်ဆိုင်ပါဘူးမြို့ကိုစားပြတာကကျွန်တော်တို့ ZF PDF ဇိုလန်နဲ့တက်ဆိုင်တယ်ဒါပေမဲ့လည်းကျွန်တော်တို့စကားကင်းစင်သွားရင်တော့ကျွန်တော်တို့ဇိုကမ်မှာရှိတဲ့ဇိုလန်ဒီတာမှာရှိတဲ့မြို့နယ်စုအားလုံးဒီတာတွေအားလုံးဖဲ့ပြီးမှခွဲခြားမှာမဟုတ်ဘူးအတူတကွပူပေါင်းဆောင်လို့ရမယ့်နေရာတွေအခန်းကဏ္ဍတွေအများကြီးရှိပါတယ်ဆိုတော့တီးတင်ကြတော့ကျွန်တော်တို့အထူးတလဲပြောစရာမလိုပါဘူးPDF ကလည်းမြို့သိမ်းမယ်ဆိုတဲ့ဟာကအခုနရှိမှပြောသွားသလိုပါပဲသူဘယ်လောက်လုံနိုင်မလဲဆိုတာကစီဝီပြောစရာမလိုပါဘူးဒါမြေပြင်မှာပြည်သူလူထုတွေအများကြီးရှိပါတယ်online မှာပုံချဲ့ပြီးမှပြောနေတာတွေရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့တော်လိုင်းရပြည်သူလူထုကိုအခြေပြုတဲ့အတွက်ကြောင့်ပြည်သူလူထုကပဲအဆုံးဖြတ်ပြီးသွားမှာပါသူတို့ဘာလုပ်လာမလဲဘာချီလန်းလာမလဲဆိုရင်ပြည်သူလူထုကပဲအဆုံးဖြတ်ပြီးသွားမှာပါသူတို့ရဲ့စကားအတန်တွေထွက်လာတာမြို့သိန်းညာတွေဘာညာတွေထွက်လာတာကနောက်မှာကျူးကြိုက်တဲ့လူရှိလို့ပဲအဲ့လိုထွက်နိုင်တာပါသူတို့နဲ့လည်းတွေ့တဲ့ချိန်ပြောထိုက်တဲ့ဟာတွေကျွန်တော်တို့ပြောပြီးသွားပြီလှုပ်ထိုက်တာကိုတော့ကျွန်တော်တို့ကပြတာလှုပ်ဖို့ပဲရှိတယ်ဆိုတော့ဒီတီးတင်ဒီတာမှာအထူးသဖြင့်ဒီဟိုဘက်တီးတင်မြို့နယ်တွန်းဆောင်နဲ့အဆက်ကြားမှာကြီးရွာတချို့တွေမှာအတင်းအဓမ္မတတ်တာဆုဆောင်တာမျိုးတွေလည်းကျွန်တော်တို့ကြားပါတယ်
ဒါကတော့ပြည်သူလူထုရဲ့ဆန္ဒမပါဘဲနဲ့အတင်းအဓမ္မခေါ်မယ်ဆိုရင်တော့လူအပ်လာရင်တော့ကျွန်တော်တို့ကတီးတီမြို့နယ်မှာရှိတဲ့ပြည်သူလူထုမကြိုက်တဲ့အဖွဲ့ရှိမှန်တများကိုကျွန်တော်တို့တားဖို့တော့ရှိပါတယ်အစံပီနီတီးတရွေ့တော့ပြည်သူလူထုကနေငင်းပယ်ပေါ့နော်ကိုမလူချင်တဲ့ဟာကိုမကြိုက်တဲ့ဟာပြတာပြောပါတော်လိုင်းရေးအနာစုအနေနဲ့ပြည်သူလူထုကိုကြော်ပြီးမှပြည်သူလူထုရဲ့ကြီးရွာတရွာမှာဆိုရင်ကြီးရွာတရွာမှာကျွန်တော်တို့ဝင်နေဆိုရင်ကြီးရွာတာဝန်ခံရှိတယ်သူတို့အတီးတီးမှာကော်မတီတွေရှိတယ်သူတို့ရဲ့ကြီးရွာတိုင်းမှာစီကန်းရှိကြတယ်ကျွန်တော်တို့ဘယ်လက်နဲ့ကြိုင်မှာဆိုသူတို့ရဲ့ကြီးရွာရဲ့ဒလက်သူတို့ရဲ့ထုံးစံသူတို့ရဲ့အယူသူတို့ရဲ့စီကန်းတွေကိုထူပေါက်ပြီးမှမနေကြပါဘူးအဲ့ဒါကြောင့်ပြည်သူလူထုအနေနဲ့သူတို့ကတနက်အားကူပြီးမှပြောလာတဲ့ခါကျတော့ပြောထိုက်တဲ့ဟာပြတာပြောကြပါမကြောက်ကြပါနဲ့လို့ပြောချင်ပါတယ်လူအဲ့ရင်တော့ကျွန်တော်တို့လည်းပူပေါင်းကျွန်တော်တို့နဲ့ZF ဆို PDF ဆိုလည်းနဲ့ပူပေါင်းပါဝင်ပြီးမှဆောင်ရွက်လို့ရပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါကတော့ကျမတို့ Vice President အတွက်ပေါ့နော်ဒါမေးခွန်းဖြစ်ပါတယ်ကျမတို့ဒီတော်တော်များများကနေပြီးတော့မှနှစ်ဦးနှစ်ဖက်ဒါစိုးရင်ရတဲ့ဒီနှစ်ဦးနှစ်ဖက်စိုးရင်စိတ်နဲ့ဝေဖန်တာအရာတွေအများကြီးပေါ်မှာမူတည်နေတဲ့ပုံလေးတစ်ပုံထွက်ပေါ်လာတယ်ပေါ့နော်ကျမတို့ road trip သွားရင်းနဲ့ကျမတို့ဒီ ZTF ဆိုတာကတော့ပေါ့နော်ကျမတို့ဒီ SCC နဲ့ပူးပေါင်းနေလို့လည်းသတင်းတွေထွက်နေတဲ့ဇရာတွေပေါ့နော်ဇရာတွေကိုအဓိက main support နေတဲ့ ZTF က lobby အကြီးစားတယောက်ဖြစ်တဲ့သူတယောက်နဲ့ပေါ့နော်ဒီကျမတို့ဒီ PDF ဆိုလန်ကအကောင်းဆောင်တယောက်နဲ့အတူ supporter 2ယောက်3ယောက်နဲ့အတူတူဒါစားတော့ဆိုင်တစ်ဆိုင်မှာဓာတ်ပုံရိုက်ပြီးတော့မှထွက်ပေါ်လာတဲ့အပေါ်မှာတော်တော်များများ social media တွေပေါ်မှာပဲဖြစ်ဖြစ်သူတို့ရဲ့ lobby media တွေပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်တွေ့ရပါတယ်ဒါကတော့အထူးဖြင့် CDF သွန်းဆန်ဘက်မှာရှိတဲ့ supporter တွေတော်တော်များများရဲ့ဒီတိုက်ခိုက်ဝေဖန်မှုကတော့ကျမတို့ဇရာတွေနဲ့ဒီ PDF ဇိုလန်ဟာပူပေါင်းမှုအတွက်ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးတော့မှညှိနှိုင်းပြီးတော့မှဒီຢာတွေကိုပြုလုပ်နေကြပြီဆိုတာကိုတော်တော်များများဒါအော်လာတာတွေ့ရတယ်ပေါ့နော်ဒီຢာပေါ်မှာရောဘယ်လိုမျိုးပြန်ပြီးတော့မှပြည်သူလူထုကျမတို့ PDF ဇိုလန်ကို support နေတဲ့ supporter တွေကိုရောတစ်ဖက်ကနေပြီးတော့မှတစ်ဖက်သက်ဒီဆွဆွဲနေကြတဲ့ဒီ CDF သွန်းဆန် supporter တွေပဲဖြစ်ဖြစ်နောက်တစ်ခုကကြတော့ဇရာတွေဘက်ကလူတွေကလည်းဒီဓာတ်ပုံကို lobby အနေနဲ့တုံးပြီးတော့မှသူတို့စိတ်ကြိုက်ရေးသားနေတဲ့အရာတွေပေါ်မှာရောဘယ်လိုမျိုးဒီ၃ဦးစလုံးကိုပေါ့၃ဖက်စလုံးကိုဘယ်လိုများပြန်လဲပြီးတော့မှပြောကြလို့ပါလဲရှင်ဟုတ်ကဲ့ပါဒါနဲ့ပတ်သက်ပြီးတော့နံပါတ်1အနေနဲ့ဒီက ZFU PDF ဆိုရင်ကဒီလူသူတယောက်ရဲ့ကျိုးကင်ပြီးတော့သူကဖြူပါဆိုရင်ဖြူပြီးတော့လိုက်ဖြူမယ်စိမ့်ပါလို့ပြောရင်လိုက်စိမ့်မဲ့ဖွေမဟုတ်ပါဘူးZFU PDF ဆိုရင်မှာ3နှစ်ကျော်4နှစ်ရှိပါပြီခိုင်မာတဲ့ policy ရှိတယ်ဒီ Kenton ZFU မှာရှိမနေရင်တောင်သူဟာသူတွားနေမှာအဲ့ဒီ policy ကကျွန်တော်ကန်လန်လုပ်ရင်လည်းကျွန်တော်ပဲပြုတ်သွားမှာဖြစ်တယ်ဆိုတော့ဟိုလူတယောက်နဲ့တွေ့လိုက်လို့ policy ပြောင်းနေဆိုတာလုံးဝမရှိဘူးအဲ့ဒီ policy ကပါလဲဆိုတော့ဒီကျွန်တော်တို့self autonomy ကိုပိုင်အုပ်ချုပ်ရေးရှိဖို့ဒီပြည်သူဒီစစ်အာဏာရှင်ကြဆုံးပြီးတော့ပြည်သူတွေရဲ့လက်ထဲမှာကျွန်တော်တို့ရဲ့ချင်းပြည်ရောက်ဖို့ဆိုတဲ့ရည်မှန်းချက်တွေကျွန်တော်ရှိတယ်သူ့မှာ strategy တွေstep by step ရှိတာလည်းရှိပြင်ထားပြီးသားဒီတိုင်းတောက်လျှောက်သွားမှာဖြစ်တယ်ကျွန်တော်တို့ဘာလို့အများစုကတော့ဒီ policy အတိုင်းလိုက်လျှောက်တဲ့အနေနဲ့လုပ်တာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ဒီSavannah မှာရှိတဲ့ကျွန်တော်တို့ supporter တွေ Florida မှာရှိတဲ့ supporter တွေနဲ့တွားတွေ့ရင်းနဲ့လမ်းကြုံလို့ခဏတွေ့တာဖြစ်တယ်အဲ့ဒီမှာအဓိကကျွန်တော်တို့ ZFU PDF ဆိုရင်အကြောင်းတွားပြီးတော့ရှင်းပြတာဖြစ်တယ်ဘာမှညှိနှိုင်းမှုမရှိဘူးအဲ့ဒီမှာတခုရှိတာတော့ဒီကျွန်တော်တို့လူနေစုတွေပါပဲဒီတကယ်တမ်းတော်လိုင်းမှာဒါပြောကြတာတခြားဖွဲ့တွေလည်းဒီထဲကဒီလူတွေပါပဲဆိုတော့အဲ့မှာဒီမေရင်ဆိုရင်ဖြစ်တဲ့အနေနဲ့သူတွေ့တာတော့ရှိတယ်ဒါပေမဲ့ policy ပိုင်းပြောတာနဲ့တခါတည်းကိုကျွန်တော်တို့စကားတွေများကြတာဖြစ်တယ်ဘာတခုမှဟိုငြင်းနိုင်တာတော့မရှိပါဘူး
ပြီးတဲ့ခါကျရင်တော့ကျွန်တော်အံ့ဩတာတစ်ခုက ZFU PDF ဆိုလည်းရဲ့အကြောင်းကျွန်တော်တို့တောက်လျှောက်ချင်းလို့ရောဗမာလို့ရောတောက်လျှောက်အင်္ဂလိပ်လို့လည်းရှိပါတယ် PowerPoint နဲ့ပြလိုက် interview နဲ့ရှင်းပြလိုက် lecture တွေပေးလိုက် talk show တွေမှာပြောလိုက်ဆိုတဲ့ဟာတစ်ခုမှသူဘာမှမသိမှကျွန်တော်သိလာတယ်တော်တော်ကျွန်တော်တို့အကြောင်းမသိဘဲနဲ့ဒီ misunderstanding တွေပေါ့လေတော်တော်များများလည်းအဲ့ဒါတော့သတိထားမိပါတယ်အဲ့ဒါတွေရှင်းပြပြီးတော့ဒီရှင်းပြထားတာရှိတယ်အဲ့ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့နှစ်ခုပြောမယ်တစ်ခုကတော့ဘာအပီးအယုံမှမရှိဘူးဟို ZFU PDF ဆိုလည်းရဲ့ policy ဘာမှလည်းတွေ့ဖက်သွားမှာမဟုတ်ဘူးဆက်လုပ်သွားဖို့ရှိတယ်ဆိုတဲ့ဟာရဲ့သူကဒီတော်လိုင်းအကြောင်းသူတစ်ဖက်သက်ဆွဲတဲ့ဟာတွေတွားရှင်းပြခွင့်ရခဲ့တယ်တော်လိုင်းဆိုတာပါလေ self autonomy ဆိုတာပါလေဆိုတဲ့ဟာကိုလည်းရှင်းပြလိုက်ရတဲ့အခြေအနေထိရောက်သွားပါတယ်ဆိုတော့ဒီအပြေးယုံမရှိတဲ့အပြင်ကိုကျွန်တော်တို့ဘက်ကနေပြီးတော့ရှင်းပြရတဲ့အခြေအနေဖြစ်ပါတယ်လို့အဲ့လိုမျိုးပြန်ဖြေလို့ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ကျမတို့ဒီကနေ့ဒီ supporter တွေရဲ့တယောက်နဲ့တယောက်ကြားထဲမှာ lobby တွေရဲ့ကြားမှာပေါ့နော်တစ်ဖက်သက်ကျမတို့ရိုင်းပြစွာပြောဆိုမှုတွေတစ်ဖက်သက်ဆွဆွဲမှုတွေအားလုံးကိုကျမတို့ဒီမေးဖြေလေးရနေပြီးတော့မှအဖြေထွက်ပေါ်လာလိမ့်မယ်လို့လည်းအများကြီးမျှော်လင့်ပါတယ်ရှင်အခုလိုမျိုးစိတ်ချရှင်နဲ့ဖြေကြားပေးသွားတဲ့တာဝန်ရှိလူကြီးမင်းများကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါကျမတို့ဒီ live ကတော့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းဆိုပြီးတော့မှကျမတို့ချင်းကြီးနောင်စစ်စင်ရေးဖြစ်တဲ့ကျမတို့ဒီ CB operation ကဆိုလို့ရှိရင်အခု flan မှာဆိုလို့ရှိရင်လည်းကျမတို့အားလုံးမိဘပြည်သူများအားလုံးသိကြတဲ့အတိုင်းကျမတို့တော်လိုင်းရေးသမားတွေဟာနေပြီးတော့မှစူးစမ်းဆောင်ရွက်နေပြီးတော့မှအများမကြခင်ပြည်သူတွေရဲ့လက်ထဲကိုအောင်ပွဲယူလာနိုင်ဖို့ရန်အတွက်မျှော်လင့်ပြီးတော့မှဆူတောင်းနေတဲ့ကာလဖြစ်ပြီးတော့မှကျမတို့ကျမချင်းကြီးနောင်တွေရဲ့နောက်ဆုံးလှိုင်းဖြစ်တဲ့ပေါ့နော်တီမျိုးကိုလည်းပြင်ဆင်နေတဲ့ကာလဖြစ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်တော့ကျမတို့ဆမငိမ့်ဆမငိမ့်ရောက်လာပြီလားမသိနော်ခုနဆမအငိမ့်ကိုဖိတ်ခေါ်ပြစီရှင်ဆမအငိမ့်လည်းဒီကနေ့ကျမတို့နဲ့အတူပါဝင်ပေးလာတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ဆမငိမ့်လိုက်ခဲ့ပါမောဟုတ်ကဲ့ကျမတို့ကဆမကိုတွေးလိုက်တယ်အခု line ပြန်ကျသွားတာဖြစ်မယ်ထင်တယ်ရှင်ဟုတ်ကဲ့ပါဒီရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းကတော့ကျမတို့ဒီနောက်ဆုံးအနေနဲ့ပေါ့နော်ကျမတို့ဒီနေ့ live စီစဉ်မှာကျမတို့အားလုံးပါဝင်လို့ရတဲ့အရာတွေကတော့ကျမတို့ပထမဆုံးအနေနဲ့ donation နဲ့လည်းပါဝင်လို့ရပါတယ်ဒုတိယကကြတော့ကျမတို့ဒီ ZFU bound ဆိုတာရှိပါတယ် ZFU bound အနေနဲ့လည်းပါဝင်လို့ရတယ်တတိယကကြတော့ကျမတို့ ticket တွေလည်းရောင်းချပေးနေတာဖြစ်ပြီးတော့မှ ticket ကတော့ကျမတို့တစ်ခုကိုဒေါ်လာ90ဖြစ်ပြီးတော့မှကျမတို့ပေါက်မဲရတော့3,500တန်တိတိမြို့လယ်မှာရှိတဲ့မြေကွက်ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့မိဘပြည်သူများကနေပြီးတော့မှအရောက်စီတိုင်းရှစ်ပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းနဲ့ကျမတို့ PDF Zolan page မှာလာရောက်ဆက်သွယ်ပြီးတော့မှဝယ်ယူပြီးတော့မှကျမတို့ကိုအားပေးထောက်ပို့လို့ရပါတယ်ရှင်ကျမတို့ကန်ဆန်းရင်းနဲ့ထောက်ပို့ရင်နဲ့ကန်ဆန်းရင်းဆိုတဲ့အစီအစဉ်လည်းဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့အရောက်စီတိုင်းပါဝင်ဆောင်ရွက်ပေးကြပါဝင်ပြီးတော့မှပံ့ပိုးဆောင်ရွက်ပေးကြဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်ဒီကနေ့ live ကိုအစဆုံးပါဝင်ကြည့်ရှုပေးနေကြတဲ့မိဘပြည်သူများရောက်စီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်အစပိုင်းလေးမှာကျမတို့ technician ရနည်းနည်းလေး error လေးဖြစ်ပါတယ်ဒီဟာကိုလည်းတီးခံပြီးတော့မှအခုချိန်ထိစောင့်ကြည့်ရှုပေးကြတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးတင်ရှိပါတယ်ရှင်ကျမတို့လာမယ့်အပတ်မှာလဲပေါ့နော်စနေနေ့အပတ်စဉ်တိုင်းမှာလဲကျမတို့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလိုင်းရဲ့ဒီ live talk show အစီအစဉ်လေးတွေနဲ့ fundraising အစီအစဉ်လေးတွေကိုအစီအမြဲပြုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိဘပြည်သူများလာမယ့်အပတ်မှာလဲပြန်လည်ပြီးတော့မှတွေ့ဆုံနိုင်ဖို့ရန်အတွက်လဲမျှော်လင့်ပါတယ်နောက်ဆုံးအနေနဲ့ပေါ့နော်ကျမတို့ closing remark ပြောကြားပေးဖို့ရန်အတွက်ပေါ့နော်ဒေါက်တာခင်သူကိုပြန်လည်ပြီးတော့မှဖိတ်ခေါ်ပြစီရှင်ဟုတ်ကဲ့ပါဒီနေ့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းရဲ့ကျွန်တော်တို့ campaigns မှာအဖြစ်ပြီးတော့တော်လိုင်းစိတ်ဓာတ်ပြည့်နဲ့ကျွန်တော်တို့သူပါဝင်ပေးတဲ့ဆရာဆိုင်းကျော်စစ်ချုပ်ဆရာချွန်းဖီတို့ပြီးတော့ဒီတခါတော့အဆင်မပြေသေးပြီမဲ့ဆရာမအငိန်တို့တက်ကြိုးစားပြီးတော့လုပ်ပေးထားတာရှိပါတယ်အထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကတော့တောက်လျှောက်ဒီ ICNCCCB ပေါ့လေချင်းရင်အောင် operation ကတော့ကျွန်တော်တို့ပြောပါတယ်စိတ်ဓာတ်မကြဖို့ဆုံးဖြတ်ထားတယ်လို့ကျွန်တော်တို့ဘာပဲကြုံရ
မရရအောင်ကျွန်တော်တို့ဒီဆက်ပြီးတော့တွန်းသွားမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ကခုနစစ်ချုပ်ပြောသလိုမျိုးဟိုလိုမျိုးဒီလိုမျိုးနဲ့ရန်ဖြစ်ဖို့လုံးဝမဟုတ်ပါဘူးကိုကျမကိုဖန်တီးပိုက်ခွင့်ရှိတဲ့ပြည်ထောင်ဒီကိုပိုင်အုပ်ချုပ်ရေးဖြစ်လာပြီးတော့ Federal Democracy ပြည်ထောင်စုတိုင်းသားပေါင်းစုံတဲ့သူတည်ဆောက်နိုင်အောင်ကျွန်တော်တို့ဆက်ပြီးကြိုးစားမှာဖြစ်တယ်ဒီအတွက်တတ်နိုင်တဲ့နီလန်ကနေတောက်လျှောက်ကျွန်တော်တို့ပုံမှန်ဆက်သွားမှာဖြစ်တယ်မိပြင်မှာလည်းကျွန်တော်တို့ရဲဘော်တွေတောက်လျှောက်ရှိနေပါတယ်ဘယ်သူမှကျွန်တော်တို့ဒီစိတ်သက်ဒီနောက်ဆုတ်ဖို့မရှိဘူးဆက်ပြီးလှုပ်ဆောင်ဖို့ရှိပါတယ်ပြီးတော့ online မှာကြည့်ရှုပေးကြတဲ့ဒီကိုရဲ့ညီကိုတွေကိုရဲ့မန်တဲမြင့်တို့တဲ့ပြည်သူပြည်သားတွေအားလုံးလည်းထိုးကျေးဇူးတင်တယ်ကျွန်တော်တို့ကဒီခက်ဒီခါမှာမလုတ်ဖြစ်ဘူးဆိုရင်တော့နောက်တစ်ချိန်ထပ်လုတ်ဖို့ဆိုတာဒီလွယ်တော့မှာမဟုတ်ပါဘူးဒါတကယ်အခွင့်အရေးလေးပါဒီအခွင့်အရေးမှာကျွန်တော်တို့သမိုင်းပေးတာဝန်ကိုအသက်နိုင်ဆုံးဆက်ပြီးတော့ထမ်းဆောင်ရအောင်နောက်များမှာလည်းဒီ campaign ကျွန်တော်တို့ဒီပုံမှန်ပြည်သူတွေနဲ့အတူတကွလှုပ်ရှားဖို့ရှိတယ်ဒီပြင်မှာလည်း24နာရီသူတို့တိုက်ပွဲဝင်နေကြတယ်ဒီ fundraising ဖြစ်ဖြစ် policy ပိုင်းဖြစ်ဖြစ်လဲတောက်လျှောက်ကျွန်တော်တို့ရှိနေမှာဖြစ်တယ်ဆိုတော့ဒီဘာသာအားလုံးမှာသူငယ်တဲ့ယုံကြည်ချက်တစ်ခုရှိတယ်ဓမ္မကတော့အမြဲနိုင်မှာဖြစ်တယ်ဓမ္မကတခါတလေညှိုးနွမ်းကောင်းညှိုးနွမ်းပါလိမ့်မယ်ဒါပေမဲ့အဆုံးမှာဓမ္မကတော့အမြဲအနိုင်ရမှာဖြစ်တယ်အဲ့လိုပဲဓမ္မဘက်မှာပါတဲ့လူတွေကဒီခရီးလမ်းထဲမှာဒီဝေဖန်ခံရမယ်တိုက်ခိုက်ခံရမယ်ဒီနောက်ရှမှုခံရမယ်ဒါပေမဲ့ဓမ္မဘက်မှာပါတဲ့လူခုချိန်ထိကျွန်တော်တွေ့သမျှလို့အဲမှာဓမ္မဘက်မှာပါလို့ဒီနောင်တရတဲ့လူတရားမှမရှိဘူးပို့ပြီးတော့အားထည့်ပြီးတော့ပို့ပြီးတော့အားရှိတဲ့လူတွေပဲကျွန်တော်တို့တွေ့နေတာတော့တကယ်အမှန်တရားဖြစ်တယ်ဒီအတွက်ကြောင့်ဓမ္မကအနောက်ဆုံးမှအနိုင်ရမှာဖြစ်တယ်အဲ့ဒီထဲမှာဓမ္မဘက်မှာပါတဲ့လူတွေကဂုံယူရဆုံးအချိန်ထပ်ပြီးတော့ရောက်လာမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ရင်းနဲ့ဒီနေ့မှာအားလုံးပါဝင်ပေးတဲ့ပုဂ္ဂိုလ်အားလုံးနာမည်တော့ကျွန်တော်မခေါ်တော့ပါဘူးဒီမြင်လို့ရတဲ့လူတွေပြီးတော့ offline မှာလည်းတောက်လျှောက်ပါတဲ့လူတွေကျွန်တော်တို့သူရဲ့ကောင်းတွေများစွာရှိတယ်အားလုံးကိုထိုးကျေးဇူးတင်ပါတယ်လို့ပြောလိုပါတယ်ခင်ဗျာကျေးဇူးပါဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အားလုံးပါဝင်ပေးကြတဲ့သူတွေရောက်စီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်ကျမတို့ဒီ ticket ရောင်းချရတဲ့အရာတွေရတော့ဗောနော်ကျမတို့ဒီတောင်းဝင်ယူထားတယ်ကျမတို့ရဲ့ ticket တောင်းဝင်ခံဦးခိုင်ကနေပြီးတော့မှခရီးလွန်နေတဲ့အတွက်ကြောင့်မို့လို့လာမယ့်ပတ်နှစ်ပတ်စာဗောနော်ကျမတို့ပူပေါင်းပေါင်းပြီးတော့မှကျမတို့ကြော်ညာပေးပါမယ်ရှင်ကျမတို့ဒီရှစ်ပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းကိုပါဝင်ထပ်ဖို့လိုတယ်ဆန္ဒရှိတယ်ဆိုလို့ရှိရင်တော့ကျမတို့ page ပေါ့နော်ရှင်းပြမြောက်ပိုင်းနောက်ဆုံးလိုက်ရဲ့ page လည်းရှိပြီးတော့မှ PDF ဇုံလန်ရဲ့ page မှာလည်းလာရောက်ဆက်သွယ်နိုင်ပါတယ်လို့ပြောကြရင်းနဲ့ဒီကနေ့ပြုလုပ်တဲ့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းကိုဒီနေရာမှာအဆုံးသတ်ပြစီရှင်ရေးတော့ပုံအောင်ရမည်အောင်ရမည်ရေးတော့ပုံအောင်ရမည်အောင်ရမည်ရေးတော့ပုံအောင်ကိုအောင်ရမည်အောင်ရမည်ကိုဆိုင်ရင်ကျေးဇူးတင်တယ်နော်ရပါတယ်ကျွန်တော်အခန်းကဏ္ဍနည်းနည်းလေးပါဟုတ်မလားဒီလိုပါပဲကျေးဇူးပါကျွန်တော်ရဲဘော်ကျေးဇူးပါကျေးဇူးပါဆရာဟောရရန်တက်တယ်ဒီတော့သူတက်တဲ့ရှိတဲ့အောင်ဒါခွန်အားရလိမ့်မယ်လို့ထင်တယ်